ဘိုးရွှေနေဘွားကြွေဘိုးရွှေက82နှစ်ဘွားကြွေက68နှစ်နှစ်ဦးလုံးကြီးကြပြီဖြစ်သည်ရိုးအေးနေတတ်သောသူတို့နှစ်ဦးကိုမသိသူများကဆရာဝန်လေးများဟုပင်မထင်ကြကြသူတို့ကလည်းမထင်လေကြိုက်လေပင်ဖြစ်သည်ခေတ်ကာလကြီးကကောင်းတာမဟုတ်ဘူးမကြွေရဲ့ရွှေတမတ်သားနဲ့တောင်လူတက်နေတာငါတို့မှတားရဲ့သမီးရဲ့လို့အားကိုးစရာအဖို့တဟဲရှိတာလည်းမဟုတ်ဘူးကိုရှိတာထက်ရောနေမှတန်ကားကြမှာရိုးရိုးကုတ်ကုတ်နေတာဘေးကင်းနေဘိုးရွှေမကြခဏပြောလို့ရှိသောစကားဖြစ်သည်သူပြောလို့တော့ဘွားကြွေခမသူပန်နေကြစိန်ချဲနက်ခတ်ကြီးကိုပင်မပန်ရဲရှာတော့ပဲပလဲနက်ကတ်လေးနဲ့လဲပြီးပန်ခဲ့ရသည်လဲပြီးမှရွှေဆဲကျိုးကိုဖြုတ်ပြီးစိန်လက်စုပ်ကိုလည်းချွတ်ထားလိုက်သည်ထို့နောက်အလူကန်လာလို့ငါနဲ့ပတ်ပင်းတွေ့နေရင်တော့အိမ်ရှင်တွေမရှိဘူးလားတော်ကြီးလို့အမေးခံရတော့မယ်ထင်တယ်ဟုတွေးပြီးပြုံးနေမိသည်လမ်းထိပ်ကအိမ်မှာတခိုးဝင်တာအတော်ပါသွားတယ်တဲ့မကြွေကြီးကြားပြီးပြီလားဘိုးရွှေဤစေကန်းကလူစုံတော့သတင်းစုံလေးသည်ရက်ကွက်အတင်းရှိသတင်းဦးသတင်းတူးများကိုဘွားကြွေထက်အလင်းအမြန်သိရတတ်သည်တခိုးသာဆိုတဲ့ဓားကင်ထားတော့အိမ်ရှင်ကနိုးနေတာတောင်မလှုပ်ရဲဘူးတဲ့ဗျာနိုးနေမှသိရင်တက်သွားမှဆိုလို့အိပ်ပျော်ခြင်းအောင်စောင့်နေရတယ်တဲ့ဘွားကြွေကတက်ပြင်းချသည်လူလစ်လည်းရင်တခိုးလူမိပြန်တော့ဓမြဖြစ်ကလက်ရဲစက်ရဲတက်ဖြတ်သွားသည်များကိုမကြာခဏကြားနေရတော့ကြောက်ရွံ့အားငယ်မိသည်ညာရင်ညတာဆိုရင်ကျမတို့အဖိုးကြီးဖွားကြီးနှစ်ယောက်နေကောင်မလေးပေါက်ကြော်မှပဲရှိတာအဲ့ဒီကောင်မလေးကလည်းနင်းထဲမှနူးနူးကြကြရှိတာမဟုတ်ဘူးအစားကလည်းမက်အိတ်ကလည်းမက်မနှက်တိုင်ကြရင်လည်းမနှိုးပဲဘယ်တော့မှမထားဘူးသူ့ကိုနှိုးနေရတာအလုတ်တလုံးအိမ်ပေါ်မလေးပေါက်ကြော်မှကခြေစောလက်စောမရှိပဲအနေအထိုင်ရိုးသားသည်သို့ပါတော့လေတီဗီမှလာတဲ့ဇလံတွေများကိုမလွတ်တမ်းကြည့်ခြင်းသူဖြစ်သည်ကြည်ပြန်တော့လေနေကြစီ၊ကွာစီ၊ဇီးတော့စသည်များကိုတစ်ခုပြီးတစ်ခုဇက်တိုက်စားနေသူဖြစ်သည်အိတ်ကလည်းမက်သေးတော့နက်နက်မိုးလေးလျင်ဘွားကြွေမနှိုးမချင်းပေပြီးအိတ်နေတတ်သေးသည်ထို့ကြောင့်အိမ်ရောက်လာစားကမဲမဲပိန်ပိန်ကလေးမှသည်အခုတော့မဲမဲလုံးလုံးကလေးဖြစ်နေပြီအဖိုးကြီးဖွားကြီးနှစ်ယောက်တည်းရှိတာသူကရိုးရိုးသားသားလေးမို့စိတ်ချရတာဖေကြီးရေစိတ်တိုင်းမကြစရာတွေကတော့အများကြီးရှိတာပေါ့ဒါပေမဲ့ကျမတို့မှလည်းဈေးသွားငားဝယ်လက်တို့လက်တောင်းကလေးကလည်းရှိမှဖြစ်မှာလေဒါကြောင့်တော်ရုံတန်ရုံတော့ခွင့်လွှတ်ထားရတာပဲအစင်မပြေတာလေးတွေများလာလေဘွားကြွေသည်အင်္ဂလန်နိုင်ငံတွင်အခြေချနေသောတားကြီးကိုအပြည့်ထန်တရိရသည်တားကြီးသာသူတို့နှင့်အတူရှိနေလျင်မိသားစုတိုက်တိုက်ဝဲဝဲနှင့်မြမြလုံခြုံပြီးနွေ့နွေ့ထွေးထွေးအားရှိလိုက်မည်နီတခါတလေတော့လေတရားရခေါ်နေသောတားကြီးစီသို့လိုက်သွားရင်ကောင်းမလားစဉ်းစားမိသည်သို့သောနိုင်ငံသားသူချွေးမနှင့်အတူနေရန်အရေးမှာစဉ်းစားရုံနဲ့ပင်ဝင်လေးလာသည်မြမလေးနှစ်ယောက်ကသပင်ဝါဝါမျက်လုံးပြပြလေးများနဲ့တော်တော်လှတော့လေစိတ်ထဲတွင်တရင်တနည်းမရှိဘဲစိမ့်သက်နေသည်ထို့ပြင်သူတို့၏လူမှုဝင်ခြင်းဘဝနေနီရာသီဥတုကစားပြီးဘွားကြွေနှင့်တဟဇာတာမဖြစ်လာကြကျမတို့ကတယောက်တည်းမွေးခဲ့တာကိုများများဆဆသာမွေးခဲ့ရင်ဒီချိန်မှဆိုမြေးတွေဝိုင်းနေမှာမထင်ပါနဲ့ဗျာသားသမီးဆိုတာကန်ရှိသလောက်ပဲရတာများများမွေးတိုင်းမိဘအနာနေမဲ့လူပါလာမယ်အောက်မေ့နေလားလူငယ်ဆိုတာစွန့်စားကျင်ကြတာပဲသူတို့လန်းသူတို့ဖောက်ပြီးသူတို့လန်းသူတို့ရှောက်မှာပဲလေကို့အနာမှာဆွဲခေါ်ထားခြင်းလို့ဖြစ်မလားဘွားကြွေနေရှင်လျင်ဘိုးရွှေကစိတ်ထားတတ်သည်ထို့ကြောင့်လေပိုပြီးကျမ်းမာလေသလားမသိရချီစီးကျူယောဂရှိတော်လေမနက်စေးညစေးမှန်မှန်သားပြီးပုံမှန်ဖြစ်အောင်ထိန်းထားနိုင်သည်မပြေးနိုင်မလွှားနိုင်တော့လေလမ်းသက်သွက်လျှောက်နိုင်သည်ကိုယ်တိုင်ကားမမောင်းတော့၍သွားကြလာကြရှိလျင်အငှားကားကိုအားကိုနေရသည်သို့တော်လေအရေးကြုံလျင်မြည်သည့်ကားကိုမဆိုသူတက်မောင်းနိုင်သည်ဟုသူ့ကိုယ်သူယုံကြည်မှုထားသည်ထို့ပြင်လိုအပ်လျင် YPS ရမည်ဆိုရင်လည်းဝင်လေးသူမဟုတ်ကြအသာတကြီးတက်စီးပြီးလူရခရီးကိုရအောင်သွားမည်သူဖြစ်လေသည်သူထက်သုံးနေခဲ့သောဘွားကြွေကတော့သူ့လောက်မမချာချာမရှိကြချေမနက်တိုင်ကြလျင်သူ့ကိုယ်သူသွေးချိန်တိုင်းလိုက်သွေးကြိုတိုင်းလိုက်နှင့်အလုံးရှုံနေကြသည်သွေးပေါင်ချိန်တက်တိုင်းကြတိုင်းသွေးကြိုတက်တိုင်းကြတိုင်းမှတ်မှတ်သားသားနဲ့လိုက်ခံစားပြီးစိတ်မချမ်းမသာလည်းဖြစ်တတ်သေးသည်ထို့ပြင်ဇရာသဘောအရာဒူးကလည်းနားလေတော့အထိုင်ချကခက်လေပြန်သည်ထို့ပြင်သူ၏ကျမ်းမာရေးကိုဘိုးရွှေကဂရုတစိုက်မရှိဘူးဟုတွေးပြီးတိတ်တဆိတ်ဝမ်းနေနေတတ်ပြန်သည်ကိုတော့ဘိုးရွှေကမသိရှာပြီမြို့ထဲကတိုက်ခန်းမှာပြောင်းနေကြမလားယင်ဘွားကြွေမိတော့ဘိုးရွှေကောင်းခါသည်အသက်ရှူရကြက်ပါတယ်ကွာဘိုးရွှေကပြုတ်ခဲနေအောင်သိတတ်သောသူ၏သင်္ဘောပင်များနေအိမ်ဘေးမှာအော်ဂဲနစ်ကစုံကင်းကိုအရေးတကြီးချင်းနေကြည့်ပြီးစိတ်ချမ်းသာနေတတ်သူဖြစ်သည်တိုက်ခန်းမှာနေရလျင်သူတို့နှင့်ဝေးရတော့မည်ဒီမှာကခြံလေးဝင်းလေးနဲ့ဆိုတော့အသက်ရှူလို့ဝတာတော့အမှန်ပဲဒါပေမဲ့ဖေကြီးရဲ့လုံခြုံရေးကြတော့ခက်ပြန်ရောတားလေးရှိပါတယ်ကွာဒီကောင်ကအိမ်လုံးပါတယ်ဘွားကြွေကအိမ်တွေမဆောင်နိုင်မဲရဲမိသည်ဘိုးရွှေပြောသောသားလေးသည်တော်တော်အိုနေပြီဖြစ်သောခွေးဟူကြီးဖြစ်လေသည်သားလေးကိုဘိုးရွှေချစ်ပုံကလေလူတယောက်ကိုချစ်တယ်လို့ချစ်ချင်းဖြစ်သည်
တားလေးအိမ်ရောက်လာစား6လသားအရွယ်ခွေးပေါက်စာလေးဖြစ်သည်ဘိုးရွှေကအင်္ဂလန်ကသားကတာကြီးဖြစ်ပြီးထိုအင်းခွေးလုံးလုံးဝဝကလေးကသူ့၏သားလေးဖြစ်သည်သို့သောလူတို့၏တက်တန်းနှင့်ခွေးတက်တန်းကမတူလေတော့ထိုစဉ်ကခွေးပေါက်စာလေးသည်ယခုတော့ခွေးအိုကြီးဖြစ်နေရှာပေပြီလူဆိုလျင်မျက်စိမုံခါကိုင်နားလဲထိုင်းနေလောက်ပြီးမို့သူ့အတွက်ထမင်းကိုပင်အယိုးတွင်ပြီးနေကျွေးနေရသည်သားလေးကဦးလာပါပြီကွယ်အခုဟာကလူအိုကခွေးအိုကိုပြုစုပေးနေရတာဖေကြီးရဲ့သူ့ကိုတခိုးကတောင်တက်နှင်းသွားအောင်မေအားရှိအောင်လို့သူကြိုက်တာလေးတွေကျွေးပါကွာဟုတ်ပါရဲ့အမေသားလေးမဝဲဖြစ်တာတောင်ကြပြီမနေ့တုန်းကတော့ကျွေးထားတာတွေတောင်ကုန်မစားဘူးကြံ့နေတယ်နေမကောင်းရလားမသိဒါမှမဟုတ်သူကြိုက်တဲ့အမေသားမဟုတ်လို့များလားညနေကျမှတလိမ့်ဆန်စီကန်ခေါ်သွားရမယ်ငါလည်းခွေးကိုမကူတဲ့ဘိုးရွှေသည်ဆရာဝန်ဟုဆိုတော်လေတာမန်ဆရာဝန်တဝူသားဖြစ်သည်အထုကူမဟုတ်သလိုတမားတော်လေးမဟုတ်ပြီနေမျိုးများတွင်လှည့်လေတာဝန်အထက်ဆောင်ရင်ပင်စင်ယူလာရသောဆရာဝန်ကြီးဖြစ်သည်ထို့ကြောင့်လေအင်္ဂလန်လိုနိုင်ငံတွင်ခွဲစိတ်အထုကူအဖြစ်အောင်မြင်နေသောသားကြီးကဖခင်ကိုအထင်တကြီးရှိလိမ့်မည်မဟုတ်ဟု၍တစ်ဖက်သက်တွေးတော်ပြီးစိတ်မကောင်းဖြစ်မိတတ်သည်သို့တော်လေသားကြီးကဒူနာများပေါ်တွင်ထားသောသူ၏စေတနာနှင့်မေတ္တာကိုကောင်းစွာသိခဲ့ပုံရသည်ချမ်းရှိမျက်နှာစာတွင်စေကန်းလေးတီးတန့်ဆောက်ပြီးသူ့ကိုစေကန်းထိုင်ရန်တိုက်တွန်းခဲ့သည်ငွေအတွက်စေကူဖို့မလိုပါဘူးအဖေလူတွေကိုကူညီဖို့အဖေစေကူပါအဲ့ဒီလူတွေကအဖေကိုပြန်ပြီးကူညီကြမှာပါထိုစကားကိုပြန်လဲကြားရောင်မိတိုင်းသူပြုံးမိသည်သားသည်ဖခင်ဖြစ်သူ၏နှလုံးသားကိုကောင်းစွာမြင်ခဲ့နားလည်ခဲ့လေသည်ယခုတော့သား၏စကားအတိုင်းမနက်9နာရီမှ10နာရီထိသူ၏စေကန်းလေးတွင်သူထိုင်ခဲ့သည်ညနေပိုင်း6နာရီမှ10နာရီအထိကိုတော့ဘွဲလွန်တက်နေသောဆရာဝန်လေးတဦးထိုင်လေသည်ထို့ကြောင့်အပိုဝင်ငွေလဲရပြီးသူကိုယ်တိုင်လဲစေကုသခြင်းအလုပ်ကိုဆက်ပြီးလုပ်ကင်ခွင့်ရနေခဲ့လေသည်သူကရိုးရိုးအေးအေးဆရာဝန်အဖိုးကြီးဖြစ်တော်လဲမျက်နှာချိုပြီးစိတ်ရှည်သည်ခွဲရယ်ဆက်ရယ်ဖြည့်ရယ်တာဝန်နှင့်ကြီးကြီးကျယ်ကျယ်အသေးအတန်ယောဂဝေဒနာများကိုမကယ်တင်နိုင်တော်လေရာသီစာအပြားအနာများနှင့်ခေါင်းကိုင်ဗိုက်နာနှာစေးချောင်းဆူစားသည်များကိုတော့အတော်ပင်ချိုချိုသားသားဆေးဘိုးဘွားကနေကုသပေးနိုင်ခဲ့သည်ကလေးသူငယ်များပြီးအဖျားအနာပေါ်သောသူတို့၏စင်ကြေဖုံးရက်ကွက်ကလေးအတွင်းတော့သူ၏မနက်ပိုင်းစီကံကလေးသည်လူစီကားမြဲဖြစ်လေသည်တသက်လုံးဆရာဝန်အလုပ်လုပ်လာသူတဦးအနေနဲ့သူဝါသနာပါသောအလုပ်ကိုဆက်လက်လုပ်ခွင့်ရနေခြင်းသည်အသက်ရှည်စေပင်ဖြစ်သည်ဘွားကြီးကသူ့စီကံကဘာမှလည်းဖြစ်မြောက်အောင်ရတာမဟုတ်ဘဲနဲ့အချိန်တွေကုန်ပြီးလူပင်ပန်းနေတာဟုစကားတင်းဆိုတတ်သည်ကိုအကြံငယ်ခဲ့ပြင်းတော်လေမတိကျိုးနှုံပင်နေလိုက်သည်တခါတရံတော့လေအလုပ်ဆိုတာငွေနဲ့ကြည်တန်မိုးဖြတ်လို့မရဘူးမကြွေရဟုပြောမိတတ်သည်ငွေမရလျင်အလုံးမဟုတ်ဟုယူဆတတ်သောဖွားကြွေကတော့မကြားချင်ရန်ဆောင်နေတတ်လေသည်မိမမို့လို့ငွေမက်တာလားငွေမက်လို့မိမဖြစ်နေတာလားဘိုးရွှေကမကြာခဏတွေးမိတတ်သည်တင်မော်ဒီကိစ္စကိုပဲကြည့်သူ့ခြံထဲတွင်တည်သောတင်မော်ဒီများကိုဘိုးရွှေကစီးကန်းလာသောလူနာများကိုလက်ဆောင်ပေးခြင်းတော်လေဖွားကြွေကမပေးခြင်းမြေကြီးတဲ့တူးဟာဆွာဟာရေလောင်းဟာနဲ့စိုက်ထားရတဲ့လှုပ်အားကနင်းမှမနေတာအလက်ကားမပေးနိုင်ပါဘူးဆိုသည်စေကန်းရှိတွင်ပင်ဘန်းကလေးတဲ့ထည့်ပြီးရောင်းသည်စေကန်းလာသူများကလေတင်မော်ဒီမျိုးကောင်းမှန်းသည့်ချို့မှန်းသည့်တော့လူလူချင်းချင်းဝဲကြသည်သူမှသာတင်မော်ဒီရောင်းတဲ့ဆရာကြီးဟုအမိတွင်မိကိုစိုးရိမ်ပြီးမျက်နာတွေပူခဲ့ရလေသည်တားကြီးစီကငွေရောက်တယ်လေဖုံးဆက်ထားတယ်နော်သွားရအောင်မှာပေါ့တားကြီးကချန်စီယိုခိုင်ခိုင်ခတ်ပါအပေါ်ဘက်တွင်ဗလိတ်စုချိုးတင်ပါဟုဆိုပြီးတင်အစိတ်ပို့လိုက်သည်သူတို့တွင်ငွေပုံငွေရှမ်းရှိတော်လေတားကြီးကတော့ထို့သို့ပင်အကြောင်းပြချက်မျိုးမျိုးနေမကြာခဏငွေပို့လေးရှိသည်မြေကပူပူကားဟာကြက်ကြက်နှင့်မြို့ထဲတစ်ခေါက်ထွက်ရသည်ကိုတော့အတန်ငယ်ဝင်လေးခြင်းသည်သို့ပါတော့လည်းမတတ်နိုင်အိမ်မရှိသည်ကမှ3ဦးတည်းဘွားချွေကလည်းမသွားနိုင်ပေါက်ကျော်မကိုလည်းလွတ်မရထို့ကြောင့်ဘိုးရွှေမလွဲ၍တခြားသူမရှိရှာလေပြီရွှေမျိုးနေပါအချွေရန်နေပါသည်ကလည်းသူတို့ဤကံပင်ဖြစ်သည်ငွေထားသောသားလေးတစ်ယောက်ပင်အဝေးသို့ရောက်သွားလေသည်မဟုတ်လားထို့ကြောင့်10နာရီစေကံပြီးတော့ရေမိုးချိုးထမင်းစားပြီးမှအငါကားတစ်စီးကိုနိုင်ပိုင်းနဲ့ငါကားထွက်လာခဲ့သည်ပထမယူဇနာပလာဇာဝင်၍မိမိတို့အတွက်နှင့်စေကံအတွက်လူဝဲသောစီလီများဝဲသည်ထို့နောက်တားကြီးဟွန်ဒီလွှဲလိုက်သောငွေသိန်းအစိတ်ကိုသွားရထုတ်ယူသည်ပြည်လျင်အိမ်အထိတောက်လျှောက်ပြန်ခဲ့ဖို့ပြီသို့တော်လည်းဈေးနာရောက်တော့သူစိတ်ကူးပြောင်းသွားသည်တားလေးကိုတတိယသောကြောင့်ဖြစ်သည်ဘွားကျွေကအမဲသားမွေဖြစ်တာကြားပြီဟုပြောသည်ထို့ကြောင့်တားလေးအတွက်အမဲသားဝယ်ရန်ဈေးရှိတွင်ပင်ကားဝေရက်ခိုင်းလိုက်သည်ပိုက်ဆံသိန်းစိတ်ကလည်းအရွယ်ကြီးများဆိုတော့ပေါ့ပေါ့ပါပါလေးပင်မူစေးထည့်ထားသောတရေအိတ်ထဲသို့ပြောင်းထည့်ကဆက်လွယ်တိုင်းထားလိုက်သည်ပိုက်ဆံသိန်းစိတ်ကလည်းအရွယ်ကြီးများဆိုတော့ပေါ့ပေါ့ပါပါလေးမှုပင်စေးထည့်ထားသောတရေအိတ်ထဲသို့ပြောင်းထည့်ကဆက်လွယ်တိုင်းထားလိုက်သည်
ထို့နောက်ဈေးထဲဝင်ကအမေသားဝယ်သည်ပန်းကော်ပီစိမ်းဝယ်သည်မုံလာဥဝယ်သည်ပေါင်မုံဝယ်သည်မျက်စိထဲမြင်သမျှကောက်ထက်ရင်းကျွတ်အိပ်ပင်လေးလာသည်သူဈေးထဲကပြန်ထွက်လာတော့မုံလွယ်2 နာရီခန့်ရှိပြီဖြစ်သည်နေပူရှိန်ကစုရဲတောက်ပါနေသည်ခုနတုန်းကအငှားကားကိုစောင့်ကားထားမိလျင်အကောင်းသားဟုတွေးမိသည်ခရီးကလည်းကားနှင့်ဆိုလေနီးနီးလေးဖြစ်ပြီးလမ်းလျှောက်လျင်တော့အတန်ငယ်ဝေးနေသလိုပင်နေပူသောကြောင့်ပို၍ဝေးသည်ဟုထင်မြင်ကြီးလည်းဖြစ်နိုင်သည်သူကတစ်ပင်ရိပ်တွင်ရက်ရင်နောက်တစ်စီးငှားရန်ကြိုးစားတော့လေအလွယ်တကူရောက်မလာပြီစိုက်ကားကြည့်ပြန်တော့လေတစ်စီးဆိုမှတစ်စီးမရှိနေပူရှိန်ကိုကြောက်ပြီးကိုရောင်ဖြောက်နေကြသလားမသိရလမ်းမော်တွင်လူရှင်းနေသည်ဘာကိုမှမစီရတော့လေကိုချစ်တော့ပဲကိုစီးမယ်ဟာဘာဖြစ်သေးလဲဘိုးရွှေကဈေးဝယ်လာသောအိတ်ကိုဘယ်လက်ကဆွဲညာလက်ကထီကိုဆောင်ပြီးခက်မက်မဲ့လျှောက်သည်ဝါကြွေတည်လျင်တော့ဒီလောက်ကြစ်ကြစ်တောက်ပူနေသောနေရာအောက်တွင်လမ်းလျှောက်ပြန်လာတော့သူကိုတပြေးတောက်တောက်နှင့်မဆုံးနိုင်အောင်စူတော့ပြောတော့မိဖြစ်ကြောင်းတွေးပြီးပြုံးနေမိသည်ထီရိတ်ကိုဖောက်ပြီးကျလာသောအပူငွေ့ကိုအန်တူရင်အိုဆုံးလောင်ပေါက်တာတွေရောတစ်ပင်ခုတ်တာတွေရောဝင်ရိုးစိုးရေခဲပြင်အကြီးပြောတာတွေကိုရောဟိုရောက်ဒီရောက်နဲ့စဉ်းစားလာသည်ညတိုင်လျင်ပင်လေအေးဆက်မဖွင့်ပဲမအိမ်နိုင်သည်ကိုသတိရတော့မီတာကတွေဈေးတက်တော်မီကိုတွေးမိပြန်သည်ရှောက်ရင်နှင့်ခမက်မက်ခြေလမ်းတွေကခက်ရန်ရိုင်ဖြစ်လာသည်ကိုတော့ကိုသတိပြုမိသည်လမ်းအကွေလက်ပံပင်ကြီးအရေးအောက်ရောက်တော့ဘိုးရွှေခဏနာပြီးအိတ်ထဲမှလက်ကင်ပွားကိုထုတ်ကားချွေတုပ်သည်အတန်ငယ်မောဟိုက်ဖြစ်နေပြီးရေလေးတစ်ခွက်လောက်လဲတောက်ချင်နေသည်နေကပဲပူတာလားငါကပဲအိုတာလားအတော်တော့ပင်ပန်းသားဟဘိုးရွှေကအာတင်ပြီးဆက်လျှောက်ရန်ခြေလန်းသည်ထိုစဉ်တရင်တရိုင်နှင့်ရင်းထိုးနေသောကားတစ်စီးကဘိုးရွှေကြီးကိုတက်တက်ကြီးပြေးဝင်လာသည်ဟာဘိုးရွှေကထီကိုလွှတ်ချကားလမ်းပြေးသို့ပြေးရှောင်သည်ကားကလည်းသူ့ရှောင်ရဘက်သို့လိုက်လာသည်ဘိုးရွှေကထိတ်တလန့်အော်သည်မော်တော်ကားကလည်းရိမ့်ဘိုးရွှေကလည်းရိုင်းနှင့်ရိုင်းကတ်တရာလမ်းပေါ်တွင်ရင်ဆိုင်တွေ့ကြလေသောအခါရိုင်းခမကန်ဆိုးရှာလေတော့သည်ဘိုးရွှေတကုံလုံးကန်ရိုက်ထားသလိုနာနေသည်ကောင်းထဲတွင်လည်းမူးဝေကြိုက်ခဲနေသည်မျက်ခွင်နှစ်ဖက်ကလည်းလီးလံလာသည်မို့မပိနိုင်မဖွင့်နိုင်သူကိုယ်သူဘာဖြစ်ပြီးဘယ်ရောက်နေသလဲရုတ်တရက်စဉ်းစားမရအတန်ကိုကြားရသည်ကလေးတန်ဖြစ်သည်ဟဲ့ဘလို့ဖြစ်နေတာလေဒီမှာမကြက်သေးဘူးဟဲ့ကြက်ရင်ကျွေးမယ်စိုးရမယ်မြူရမယ်တောက်ကျိုးထဲမှာပဲစိတ်ရှုပ်ရတဲ့အထဲစကားသံနှင့်အတူပြုံးကနေရိုက်လိုက်သောအတန်ကိုကြားရသည်တစ်ဆက်သေးပင်ဝါကနေငိုတန်ကိုပါကြားရသည်ဟဲ့ငိုးမနေနဲ့ငိုတဲ့အတန်လောက်အမြင်ကက်စရာကောင်းတာမရှိဘူးတိတ်ထက်ရိုက်ခံခြင်းလားထို့သောအတန်များသည်သူနှင့်ရင်းနှီးသောအတန်များမဟုတ်ဘိုးရွှေကမျက်လွှာကိုအတင်းဖွင့်ကြည့်သည်ပထမတော့ဝေဝါးထို့နောက်အပေါ်ဘက်တွင်အုပ်မိုးထားသောတိရွက်များကိုတွေ့ရသည်တိရွက်များ၏ကြားမှနေပြီးတွေ့တန်းကျလာသောနေရောင်ကြီးကဆုရှပူပြင်းလာသည်ဘိုးရွှေကခေါင်းထောင်ပြီးထရန်ကြိုးစားကြည့်သည်သူပြန်လဲကျသွားသည်တကိုယ်လုံးကြိုက်ခဲနာခြင်းနေသည်မူလူတကိုယ်လုံးဝေဒနာတုံအနာတုံကြီးဖြစ်နေသည်ဘာလို့ရမလဲစဉ်းစားတော့မဲ့ရှိသေးတယ်အဖိုးကြီးကတတိယလာပြီကွသူ့ဘေးကိုလူတယောက်လျှောက်လာပြီးစီမို့၍လာကြည့်သည်အသက်30ခန့်လူရွယ်တယောက်ဖြစ်ပြီးငကက်တစ်ဖက်ပန်ထားသည်ရှက်အင်းကြီးအနွမ်းတတဲကိုကျဲသီးမတက်ဖဲဝစ်ထားသည်ရှင်ဘက်တစ်ပြင်းလုံးတက်တူးအပြည့်ထိုးထားသည်အမြင်အာရုံကကြီးလင်းမဟုတ်သည့်အတွက်ဘာအယုတ်တွေမှန်းတော့မသိရသူ့ရင်ဘက်တစ်ပြင်းလုံးမင်းမဲတဲတဲဖြစ်နေသည်ကိုသာသတိထားမိတော့သည်သူ့ကိုမောကြည့်ရင်ဘိုးရွှေကပြုံးပြရန်ကြိုးစားသည်ထိုအခါကျမှနှက်ခမ်းနှလားလဲနာပြီးရောင်နေသည်ကိုသတိရသည်ပေါက်ပြဲပြီးရောင်နေသောနှက်ခမ်းကြောင့်အလွယ်တကူပြုံးရမရကြည်သူကပြုံးရန်ကြိုးစားတော့လေကိုတက်တူးကပြန်လဲပြုံးပြရန်လုံးဝစဉ်းစားဟန်မတူကြည်စိတ်ပြတ်သောအေးဆက်သောအကြည့်နှင့်မလိုမလားကြည့်နေသဖြင့်ဘိုးရွှေစိတ်အားငယ်သွားရသည်အားငယ်မိသည်နှင့်အတူသူ့ကိုကားတစ်စီးကပို့ဆွဲသွား၏သူ့လဲကြကားသတိလစ်သွားကြောင်းကိုသတိရလာသည်ထို့သို့သာလျှင်သူရောက်နေသောနေရာသည်စေယုံသို့မဟုတ်စေကန့်သာဖြစ်သည်သူကိုယ်တိုင်ရောဘာတွေဖြစ်သွားသလဲသူကလက်နှစ်ဖက်နှင့်ထောက်ကအတင်းအားယူပြီးထိုင်ရန်ကြိုးစားကြည့်သည်ကိုတက်တူးကသူ့ကိုပွေရန်ထူရန်ကူညီရန်လုံးဝမစင်စားဘဲဆက်လက်ပြီးအေးဆက်ကြည့်နေသည်ငါဘယ်နေရာရောက်နေသလဲသူကအသာမျက်နှာလွှဲပြီးစဉ်းစားသည်သူမြည်သည့်နေရာသို့ရောက်ရှိနေပါသလဲစေယုံသို့မဟုတ်စေကန့်တစ်ခုခုမဟုတ်သည်ကတော့တည်ကြလာပါသည်ဟောဘိုးရွှေရင်ခုန်ဝါသည်မလန်မကန်းတွင်ရှိသောဝါပလက်ကလထိုင်ခတ်ဆုပ်ကလေးပေါ်တွင်လူတစ်ယောက်ထိုင်နေသည်သူကတော့ဆန့်ရှည်ဖြစ်သည်နှက်ခမ်းမွေးဆဆလည်းရှိသည်မျက်နှာထားကလည်းတင်းမာလာသည်ဘိုးရွှေကြောချမ်းသွားသည်ကသူ့လက်ထဲတွင်အသွား6လက်မကျော်ရှိမိဓမြောက်တစ်ချောင်းကိုတဆဆလုံနေသောကြောင့်ဖြစ်သည်သူကဘိုးရွှေကိုတက်မကြည့်
မတိမသားဆွေကြီးရင်မခိုးမခန့်ပြုံးလိုက်သည်ရုပ်ရှင်တွေထဲတွင်တွေ့ရတတ်သောသွေးအေးလူသက်သမားများသည်သူ၏သားကောင်ကိုထို့သို့ပင်ပြုံးပြတတ်လေသည်ဖျားသူတို့ကဘသူတွေလဲဘိုးရွှေ၏ရင်ထဲတွင်လေးလံချိုးချုံသွားသည်ဟောထိုအတန်ကိုကြားရပြန်ပြီခလန်းလန်းတွင်ရှိသောတဲပုတ်ကလေး၏ရှေ့တွင်ငုံတုတ်ကလေးထိုင်ရင်ငွေကြီးလှုပ်နေသောကလေးတစ်ကောင်ကိုအခုမှမြင်မိတော့သည်ကလေး၏ဖေးတွင်တော့မိန်းကလေးတစ်ယောက်ရှိနေသည်မိန်းကလေးဟုဆိုရမည်ထက်ဗိုက်ကြီးတဲ့တရားဟုဆိုရလျင်ပို့ပြီးမှန်လိမ့်မည်ထင်သည်ဖောင်းကားနေသောဗိုက်ကိုလှမ်းမြင်လိုက်တော့အကျဉ်ပါနေသောဆရာဝန်စိတ်ကဟာမွေးရနီးနေပြီထင်တယ်ဟုတွေးလိုက်မိသည်ပေါင်ကိုကားပြီးအုံးနီကဲခုထိုင်နေသောထိုဗိုက်ကြီးတဲ့မကသူ၏ပေါင်ပေါ်တွင်ကော်ထိုးနေသောကလေးကိုဘဲလန်းနေဖက်ထားပြီးညာဘက်လက်ကမိဖို့ပေါ်မှထမင်းအိုးကိုမှွေနေသည်သို့သောသူ့အာယုံကကလေးတွေရောထမင်းအိုးတွေတင်ရောရှိပုံမရမျက်စိတငယ်ဖြစ်နေသောဘိုးရွှေကိုလှမ်းကြည့်နေသည်ထို့နောက်မျက်နှာလွှဲလိုက်ပြီးတက်ပြင်းချသည်မျက်နှာထားကလည်းခက်တင်းတင်းပင်ဖြစ်လေသည်မကြက်သေးပါဘူးဆိုမှတေးချင်းနေပြီလားမဖိုက်ကရောင်းမနှင့်ရွေပြန်သည်ဟဲ့ဘိုးရွှေကအော်သည်ရောင်းမကထမင်း၏ဆက်လက်နေမှုကလေးပူလောင်သွားမိကိုစိုးရိမ်၍ဖြစ်သည်ထို့ပါတော့လေ၆ကနေသောလေချောင်းကြောင့်အတန်းကအပြင်သို့ထွက်မလာကြထို့သို့ထွက်မလာခြင်းကလည်းတော်သေးသည်ဟုချက်ချင်းအတွေးဝင်မိသည်ဘာမသိညာမသိတအဲထအော်လျင်ကိုတမြောင်မျက်စိနောက်သွားနိုင်သည်မဟုတ်ပါလားဆာလောင်မွတ်သိမ့်နေသောကလေးကိုကြည့်ရင်ဘိုးရွှေကဈေးရွက်တွင်သူ့ပေါင်မုံတစ်လုံးဝယ်ခဲ့သည်ကိုသတိရသည်ထမင်းမစားရသေးလျင်ပေါင်မုံကျွေးလို့ရသည်ပဲသူကသူ၏လက်ငင်းအန်ဒီရဲ့ကိုမေးပြီးကလေးငယ်စီကိုစိတ်ရောက်သွားသည်သို့သောဈေးဝယ်ထားသောကြွကြွအိတ်ကလမ်းပြေးတွင်ကျန်ခဲ့ပြီးထင်သည်ဈေးအိတ်နှင့်အတူတစ်ဆက်တည်းသတိရလိုက်မိသည်ကဆက်လွယ်တိုင်းခဲ့သောတရီအိတ်ဖြစ်သည်ထိုအိတ်ထဲတွင်ဈေးဝယ်ပြီးကျန်သောငွေ4,000ရှိသည်ထို့ပြင်သိန်းရစိတ်တားကြီးပိုးလိုက်သည့်သိန်းရစိတ်ထိုအိတ်ကလေးရောဟိုစန်းဒီစန်းနှင့်ဖြူးဖြူးပြပြဖြစ်သွားသောသူကိုတမြောင်ကကြည့်ကမရေချင်းပဲရင်နေလေသည်ဘာလဲပိုက်ဆံလားရှာမနေနဲ့ကျုပ်တို့ယူလိုက်ပြီသွားပါပြီဗျာဘိုးရွှေကနှမျောတတစွာအတန်တိတ်ရေရိုးလိုက်မိသည်နှုတ်မှာတော့ဘာမှမပြောရခမကြီးကလည်းတဲငယ်လိုက်တာနင်းနေလေးမှတောင်မလှုပ်တော့ပဲမှောက်ရက်ကြီးဖြစ်နေတာတေးပြီးထင်တာပေါ့ဗျာဒါကြောင့်ဘသူမှရောက်မလာခင်ကားပေါ်ဆွဲတင်ပြီးမောင်းပြေးခဲ့တာဒီရောဘာတော်ထဲမှာမြုပ်လိုက်မလို့ဖះဘိုးရွှေဖះတားမိပြန်သည်သူဘာကြောင့်ဒီနေရာကိုရောက်နေရတယ်လဲဟူသောအဖြေကိုအခုမှသတိရတော့သည်ဖះတေးပြီးထင်လို့မြုပ်လိုက်တော့မလို့တယ်လားကွယ်ကံကောင်းကျင်တော့ခမကြီးလွယ်ထားတဲ့အိတ်ထဲမှာပိုက်ဆံလေးပါလာတယ်ကိုရမြောင်ကသဘောကျစွာရင်းနေပြန်သည်ကိုတက်တူးကလည်းတဟားဟားလိုက်ရင်းနေသည်မှာအတော်ပင်မတန်နိုင်ထမင်းကြီးငှဲ့နေသောမတ်ရွှေပိုက်ပင်ပြုံးတုံတုံဖြစ်လာသည်ဒါပေမဲ့ကန်ဆိုးကျင်တော့ခမကြီးကမသေးပဲကိုဗျကားပေါ်ကြားမှာလှုပ်လာတယ်ဟောအခုတော့တတိတောင်ရနေပြီကျုပ်တို့လည်းခေါင်းစားနေတာဘာမှခေါင်းစားမနေနဲ့လှုပ်လာရင်မလှုပ်အောင်လုပ်လို့ရတာပဲဘာခက်လို့လဲဖះခုနကတဟားရင်နေသောကိုတက်တူးကအပြုံးမပြတ်အေးဆက်ဆက်ပြောသည်ဘိုးရွှေကြီးကောင်းထဲတွင်အုံနောက်များကစုဝေးပြီးတစီစီမိလာသည်ဒုက္ခတော့ရောက်တော့မိတဲ့သည်တန်တန်မာမာတွတ်တက်လက်လက်ဆိုလျင်ကြက်ဝါးလက်အားနှင့်ထပြီးပြည့်မိလေမလားမသိအခုတော့လမ်းဘေးတွင်ပြစ်လဲပြီးအညိုမဲဆွဲနေသောခြေထောက်နှစ်ချောင်းကအားကိုးပွေရမရှိအသက်ကလည်း80ကျော်လူကလည်းရိုင်းတိရိုင်းတိုင်းနေဆိုတော့သူတို့ခုံအုပ်လိုက်လျင်တစ်ချက်တည်းမိသွားပြီဖြစ်သည်မိသည်နှင့်တပြိုင်နက်တည်းတပြောင်ကြီးကိုမြောက်ကထိုးချလိုက်လျင်အောင်မလေးဗျာဖះဘိုးရွှေခမအသေးတွေဦးတွေပါတုံသွားသည်ရော့သေးနာလေးလာစားလိုက်မရွှေပိုင်၏အတန်ကိုကြားရသည်ထမင်းကျက်သွားပြီထင်သည်ဟုကြောက်လန့်နေသည့်ကြားမှတွေးလိုက်မိသည်အငွေထောင်ထနေသောတန်စလုံးလေးကိုကလေးငယ်လေးကဝမ်းသာအားရလှမ်းယူသည်မရွှေပိုင်ကထမင်းပေါ်တွင်ငပိရီတစွန်းဆန်းပြီးငရုတ်သီးမုံဖြူပေးလိုက်သည်အလွန်အမင်းစာလောင်နေဟန်ရှိသောကလေးငယ်ကထမင်းမြ мян အေးသွားစေရန်တဖူးဖူးနှင့်မှုန်နေသည်ဘိုးရွှေကသူ့ဒုက္ခကိုခိတ္တမြမေ့နေပြီးသူတစ်ပါး၏ဒုက္ခကိုအငေးသားကြည့်နေမိသည်ဒါဆိုရင်ဘလို့လုပ်မလဲခမလုပ်မလားမကောင်းတာတွေတော်တော်လုပ်ဖူးပေမဲ့လူတော့မတက်ဖူးသေးဘူးကွအေးလေလိုအပ်ရင်တော့ခုနတုန်းကသတိမရခင်ကအုတ်ခဲနဲ့ထူလာရင်ကိစ္စပြတ်ပြီဗျာဇဝေဇဝါဖြစ်နေကြလို့ခတ်သွားတာလူသေးမှုကြောက်လို့ဆွဲတင်လာတာလူသက်မှုဖြစ်ရတော့မယ်ဟေးတနက်တလက်လောက်ရှိရင်တော့အနီးကလှုပ်ရှားမလို့ဘူးခက်လန်းလန်းကနေစော့ထဲလိုက်ရုံပဲမရှိတာစဉ်းစားမနေနဲ့ထိုစကားသံများကိုကြားရတော့သူ၏ဒုက္ခကိုသူပြန်သတိရသွားသည်ဖះသူ့ကိုကိစ္စတုံးရဲ့အတွက်တိုင်ပင်နေကြသည်ပဲ
သူသတိမရခင်ကသူတို့ပြောသလိုအုတ်ခဲနဲ့ထူလိုက်လျင်ဖြစ်လျက်နေသတိရလာသည်ကိုဆောင်ပြီးဓမြောင်ကြီးတဆဆလုံနေတာကတော့အုံနောက်နေလုံးသည်ဟုတွေးမိတော်လေရှင်ထဲတွင်တော့စိတ်ပြီးကြောက်လာသည်ဟောနောက်တစ်မျိုးပြောပြန်ပြီကျိုးတုပ်ပြီးရေထဲချလိုက်မလားတဲ့ရေရှိတဲ့နေရာခေါ်သွားဖို့လွယ်တဲ့အောက်မေ့လို့လားပြောမနေနဲ့ဟိုမှာကားရှိသားပဲအဲ့ဒီကားသုံးဖို့စိတ်မကူးနဲ့အခုလောက်ဆိုပိုက်စိတ်တိုက်ပြီးရှာနေလောက်ပြီဘိုးရွှေကသူ့၏ခြေထောက်များကိုမတိမသားလှုပ်ကြည့်သည်နာကျင်နေတော့လေကျိုးကျိုးပဲ့ပဲ့တော့အဖြစ်မနီညာဘက်ချင်းမျက်စိနားတွင်တော့ရောင်နေသည်ထပြေးနိုင်အောင်တော့တိတ်ဝေးဝေးတော့ပြေးနိုင်မိမထင်ယောက်ျားတွေဖြစ်ပြီးနေရာတကာမှာတွန်းဆုံနဲ့အားကိုမကိုရဘူးဟောဗျာဘိုးရွှေ၏အသေးထဲတွင်စိတ်ရေးသွားသည်ထိုစကားကိုပြောသူကကိုဝင်အရင်မှကြီးလွှဲထားသောမတ်ရွှေပိုက်ဖြစ်သည်တခုခုကိုမြက်ဆုံးဖြတ်ပါလားခဏနေရင်မှောင်တော့မယ်ဒီဟာကြီးထွက်မပြေအောင်ဘသူကစောင့်နေမှလဲမတ်ရွှေပိုက်ကလက်ထဲမှာတစ်သားရောက်မှကိုတန်စလုံးနဲ့ပြစ်ထည့်လိုက်သည်ပိုက်ဆံတန်ကြားတုံးကပြုံးဆဆဖြစ်နေသောမျက်နှာသည်အခုတော့လေတင့်မာလာကြသည်ဟိုအကောင်ငါမောင်သားဆိုတဲ့နင်သွေးကဖြူရောင်နေလားနင်းလက်ထဲဓမြောင်ကြီးကအလှကင်ထားတာလားဟိုငါယောက်ျားဆိုတဲ့သူကရောစင်ဖန်းတော့မလို့ကြားဖန်းတော့မလို့နဲ့ဟန်ရေးတပြပြလုံမနေနဲ့သွားဟိုဘက်ဆွဲခေါ်သွားတော်ကြကလေးတွေမြင်နေမယ်နင်တို့မလုပ်ရရင်ငါလုပ်မယ်ဘိုးရွှေရဲ့တဲ့နှလုံးများကပြုတ်ထွက်ပြီးလေချောင်းဝတွင်လာပြီးစုနစ်နေသည်ဟုပင်ထင်လိုက်မိသည်အခုမှပင်ယောက်ျားရင်မကြီးနှစ်ဦးရဲ့ဇက်ကိုကင်ထားသောဆရာသမားကိုတွေ့ရတော့သည်လက်ဆက်သက်တော့ဖိုက်ကြီးတယ်မှာပါလားဟာနင်ကိုယ်တိုင်လုပ်မလို့လားမလုပ်လို့ဖြစ်မလားနင်တို့ကအားကိုးလို့မှမရတာမတ်ရွှေပိုက်ကတာလီဓာကြီးတစ်ချောင်းလှမ်းဆွဲလိုက်သည်သူ့ပေါင်မော်မကလေးကိုထမင်းစားနေသောကလေးစီသို့တွန်းပို့လိုက်သည်ဟဲ့ဟိုအကောင်အငယ်ကောင်ကိုခေါ်ပြီးတဲဝင်နေစမ်းဘာတန်ကြားကြားထွက်မလာနဲ့ကြားလားမတ်ရွှေပိုက်ကမမထထန်ဖြစ်နေသည်ယောက်ျားဖြစ်သူနှင့်မောင်ဖြစ်သူကိုအားမလို့အားမရဖြစ်နေသောဒေါသသည်ဘိုးရွှေစီသို့ဥတီ၍လာနေပြီဖြစ်သည်ပိုက်ဆံယူပြီးပြန်လွတ်လိုက်ရင်ရောကိုဓမြောင်ကထစ်ထင်ငုံငေါ်ပြောသည်တည်ပြီးထင်၍မြုပ်ပြရန်သာရည်ရွယ်ခဲ့သည်မို့တကယ်တမ်းတက်ရမည်ကိုဝင်လေးပြီးတုံလုံးနေဟန်ရှိသည်သို့သောမတ်ရွှေပိုက်ကသူ့လိုမဟုတ်သူ့လိုလေလေးကြီးလေးကြီးပြောမနီပြန်လွတ်လိုက်ရမယ်ဟုတ်လားအဲ့ဒါဆိုရင်သူကရဲမတိုင်ပဲနေမလားငတုံးကောင်ရဲ့ကံကောင်းလို့မျက်စိရှိရောက်လာတဲ့ပိုက်ဆံတွေငါတော့တပြားမှပြန်မပေးနိုင်ဘူးပြဿနာရှာမဲ့ပါဇက်ကြီးကိုလည်းပြန်မလွတ်နိုင်ဘူးအပြီးပိတ်ထားမှဖြစ်မှာယူလိုက်အဲ့ဒီပိုက်ဆံတွေအကုန်ယူလိုက်ရတယ်ယူလိုက်ဘိုးရွှေကအတန်အံ့နဲ့ဝင်အော်သည်သို့တော့ဘယ်သူကမှအရေးတယူနားမထောင်ချီတကယ်ပြောတာယူထားလိုက်ဘိုးရွှေကနေရာမှထရန်ကြိုးစားသည်ကြက်ကလေးငက်ကလေးလိုတော့အသက်မခံနိုင်ဟဲ့ဟိုမှာပြေးတော့မယ်ဆွဲထားလေကိုတက်တူးကဘိုးရွှေကိုဖမ်းချုပ်ထားလိုက်သည်ကိုဓမြောင်နှင့်မပိုက်ကသူ့စီပြေးလာကြသည်တဦးကဓမြောင်နှင့်တဦးကသားလီသားနှင့်သူသေးရတော့မိထင်သည်ဘိုးရွှေကအာရှိသမျှယုံသည်လက်နှစ်ဖက်အချုပ်ခံထားရတော့ခြေထောင်နှစ်ချောင်းဟာရက်ကန်ကန်ဖြစ်နေသည်ထိုစဉ်တွင်တော်တော်ကျဲသောအတန်တစ်ခုကရုတ်တရက်ပေါ်လာသည့်အတွက်သူတို့အလုံးလန့်သွားကြသည်ဟာတယ်လီဖုန်းဘိုးရွှေကအော်လိုက်မိသည်သူ၏လက်ကင်ဖုန်းခေါ်တန်းဖြစ်၍ခေါ်သူကဘွားကျွေဖြစ်သည်တခြားသူများခေါ်လျင်ရိုးရိုးအတန်သာဖြစ်တော်လေဘွားကျွေခေါ်လျင်ပဋ္ဌာန်းရွတ်တန်ဖြစ်သည်ထို့သောဖြစ်အောင်လဲဘွားကျွေကလုတ်ခိုင်းထားသောကြောင့်ဖြစ်သည်သူတို့အလုံးမှင့်တမ်းမိသွားကြသည်အတန်ကသူ၏တရေအိတ်အတွင်းမှထွက်ပေါ်လာနေခြင်းဖြစ်သည်ထိုတရေအိတ်ကလေးကိုကိုဓမြောင်ထိုင်နေသောဝါပလက်ကလေးထိုင်လေးတွင်ချိန်ထားသည်ကိုဓမြောင်ကအိတ်ကိုကမန်းကရန်းဆွဲယူလိုက်သည်အိတ်ဖွင့်နေစဉ်မှာပင်အတန်ငြိမ်သွားသည်လူကြီးမြင့်ခေါ်ဆိုသောတယ်လီဖုန်းသည်တတ်မှတ်ချိန်တွင်ပြန်လည်ဖြေကြားခြင်းစသည်များကိုပြောနေပေလိမ့်မည်ဟုဘိုးရွှေကစိတ်မရှိစွာတွေးနေမိသည်ထိုအချိန်တွင်ပဋ္ဌာန်းရွတ်တန်ကထပ်မံထွက်ပေါ်လာပြန်သည်ကိုဓမြောင်ကတယ်လီဖုန်းကိုဖွင့်လိုက်သည်တိုက်ဆိုင်တာလားတက်မင်ဖွင့်ထားတာလားမသိရစပီကာလည်းပွင့်သွားပြီးဘွားချွေကြီးအတန်ကကျေလောင်စွာပေါ်လာသည်ဖေကြီးဘယ်ရောက်နေလဲအခုပဲလူတွေလာပြောနေတယ်ကားတိုက်ခံရတယ်ဆိုဟုတ်လားပြောစမ်းပါအဲ့ဒီကားပေါ်ကိုဆွတ်တင်သွားတယ်ဆိုဟုတ်လားအဲ့ဒီလူကသူ့မြင်လိုက်တယ်ကားနံပါတ်ကိုလည်းမှတ်ထားလိုက်တယ်ဟုတ်လားဖေကြီးရဲ့ဘာလို့ငြိမ်နေတာလဲပြောလေပြောအခုဘယ်စေးရုံမှလဲပြောလေဖေကြီးရဲ့ဟယ်လိုဘွားချွေကြီးအတန်ကပြရခတ်နေသည်ထို့နောက်ငိုသံမှပါလာသည်ကိုဓမြောင်ကဖုန်းကိုချက်ချင်းပိတ်ပြလိုက်သည်ဘွားချွေကြီးအတန်လည်းတီကနေပြတ်သွားပြီးငြိမ်သွားလေသည်ငြိမ်သည်မှဘွားချွေတဦးတည်းမဟုတ်ပြီသူတို့အားလုံးငြိမ်သွားကြခြင်းဖြစ်သည်မြင်လိုက်တယ်ခဏနေသောအခါမှာကိုဓမြောင်၏အတန်ထွက်ပေါ်လာသည်ဟုတ်သည်
မြည်မြပင်လူရှိနေသောအချိန်ဖြစ်ပါစေတနေရာရာမှတစုံတဦးကတော့မြင်နိုင်သည်ကားနံပါတ်လည်းမှတ်ထားလိုက်တယ်တဲ့ကိုတက်တူးကဖြစ်ဆွဲပြောသည်ဘွားကျွေ၏အတန်ကိုကြားလိုက်ရသောကြောင့်လားခုနကအသက်ပေးနေကြုံကတုံလို့ခြောက်ချလိုက်ရလို့လားဘိုးရွှေ၏ရင်ထဲတွင်ဟိုက်ပြီးခေါင်းကရိတ်ကနေမူလာသည်ငါစည်းကြိုတွေကြနေပြီဘိုးရွှေကသူ့ကိုယ်သူသိလိုက်သည်မနေ့တုန်းကထမင်းကောင်းစွာမစားခင်လက်တွင်ပတ်ထားသောနာရီကိုအသာကျင်းပြီးတော့မှန်အပ်နေသည်ကိုတွေ့ရသည်သို့ပါတော့လေလက်တံကလေးများကသွားနေစေမှုအချိန်ကိုတော့သိရသေးသည်၄နာရီကျော်နေပြီဖြစ်သည်ခါတိုင်းဆိုလေနေကင်း2နာရီကျော်လောက်တွင်တစုံတရာမုံလေးပဲလေးစားနေကြဖြစ်သည်သို့မှသာသွေးထဲမှတကြားတက်ကိုပုံမှန်ကလေးထိနေနိုင်လေသည်အခုတော့တကြားတက်တွေလျော်နေလာနေသည်ကိုသူသိသည်သူ့ဘိုက်ထဲတွင်ဘာအစားမှလောက်ငါမရှိနေသေးပြီနောက်1နာရီလောက်ဒီတိုင်းဆက်နေလျင်မျက်လုံးတွေပြပြီးသတိလစ်သွားနိုင်သည်ဟဲ့ခိုးလာတဲ့ကားနံပါတ်မှတ်ထားလို့ငါတို့ကဘာဖြစ်เสียမှမရှိဘူးလောလောဆယ်အဲ့ဒီကားလူမမြင်အောင်ဝှက်တာဒါပဲပြဿနာတက်ရင်ကားပိုင်ရှင်ရင်တက်မှာမာစတာဗရိမကကြားဝင်អော်သည်သူ့လက်ထဲမှာတာလီသားကြီးကိုတော့ခုနတုန်းကလိုတင်းတင်းကြပ်ကြပ်ကြီးစုပ်ကိုင်းပြီးမြှောက်မထားတော့ပြီထမင်းဘိုးရွှေကပြောသည်သူ့မျက်လုံးတွေခဏနေလျင်ပြလာတော့မီမို့ထို့သောမဖြစ်မီသွေးတွင်းမှတကြားတက်ကိုဖြစ်ပြီးရန်ရေးကြည့်သည်ထမင်းကျွေးပါသူကအပူတပြင်းပြောသည်ဒေါ်ရွှေဘိုက်ကသူ့ကိုအံ့ဩသလိုကြည့်နေသည်နေရင်ထိုင်ရင်ထမင်းထတောင်းနေသောအဖိုးကြီးကသူ့၏မိခွင်းတွင်တော်တော်ထူးဆန်းနေသည်သူ့သားလိုရောင်းမနဲ့ရိုက်လိုက်လျင်ငြိမ်များသွားလေမလားမသိထမင်းစာနေတာလားမသိဘူးအရေးထဲမှာဗျာဟာသူ့လက်တွေတောင်တုံနေတယ်ထမင်းကြီးသူကထမင်းရင်ငှက်ထားသောဒန်းစလုံးအပိန်ချလေးကိုလက်ညှိုးထိုးသည်လူကြီးတွေကဥကြောင်လုံနေတော့လေခုနတုန်းကထမင်းစာနေသောကလေးငယ်လေးကစာလောင်ချင်း၏အတိတ်တွေကိုလူကြီးတွေထက်ပိုပြီးလက်တွေကြကြသိပုံရသည်ထို့ပြင်ကိုချင်းစာစိတ်ကလေးလည်းရှိပုံရသည်မြေကြီးပေါ်တွင်ချထားသောဒန်းစလုံးလေးကိုလက်နှစ်ဖက်နှင့်မား၍ကိုင်းကသူ့စီသို့ခတ်သွက်ပြေးလာသည်သူကထမင်းရီစလုံးညညစ်ပတ်ပတ်ကလေးကိုစစ်စစ်မနီအားပြီကမန်ကရန်လှမ်းယူကတကြိုက်မောချလိုက်သည်ထိုထမင်းရီကလေးကသူ့၏ခန္ဓာကိုယ်တွင်လျော့ပါနေသောတကြားတက်ကိုချက်ချင်းဖြစ်ပေးလိမ့်မည်ဖြစ်သည်ဟာတကယ်စနေတာပဲကိုရမြောင်ကတန်အံ့တော်ပြောသည်သူကစီးကြိုတွေတကြားတက်တွေအဖော်မင်းတွေအင်ဆူလင်တွေကိုဘာမှမသိဒီအဖိုးကြီးတော်တော်ငကြီးကြတာပဲဟူသာထင်လိုက်မိသည်ထမင်းကတော့နဲတယ်ဟင်းလည်းမရှိဘူးမရွှေဘိုက်ကလည်းသူ့ကိုထမင်းကျွေးရန်စဉ်းစားလာမိပုံရသည်ဒီရောက်လာပြီးကလေးကဒီစကားကိုကြားရသည်မှာမှင်ကလာရှိဆုံးဖြစ်လေသည်သူတို့ကိုကြည့်ရသည်မှာခုနတုန်းကလိုဘလူးတရဲစီးပြီးချက်ချင်းလက်ငယ်ကြီးထပြီးတက်ဖြတ်ကြမိအစီအစဉ်ရှိပုံမရတော့ပြီဘွားကျွေ၏တယ်လီဖုန်းတန်ကဘိုးရွှေကိုကက်တင်လိုက်ခြင်းပဲဖြစ်သည်ဘာပဲပြောသူ၏ကံကြမ္မာကိုဘွားကျွေကတစုံတစတော့သိသွားပြီမို့ဘိုးရွှေအတန်ငယ်စိတ်သက်သာရမိသည်ဘလို့လောက်ကြမလဲဘယ်သူမှမမြင်လိုက်ဘူးထင်တာအခုတော့မြင်လိုက်တဲ့သူရှိနေပြီကိုတက်တူးကတော့အတော်လို့ဆွေးရင်ပြီးရှင်ပူနေလေသည်သူ့ပို၍ကြောက်မိသည်ကခုနတုန်းကတယ်လီဖုန်းဆက်သည့်အဖွားကြီးဖြစ်သည်အတော်ကြီးကိုပြရခတ်နေရန်ရှိသည်ဟိုတိုင်ဒီတိုင်နေအကုန်ရှိုက်တောင်တော့မှကျင်းသေးသည်အခုအတိုင်းဆိုလျင်တော့ဒီအဖိုးကြီးကိုလူမသိသူမသိလက်စာဖြောက်ပြရန်မလွယ်တော့ပြီမော်တော်ကားခိုးမှုမော်တော်ကားတိုက်မှုတွေကမတော်လို့မိသွားလျင်ခံသားသည်လူတက်မှုဆိုလျင်တော့ကိုတက်တူးဆက်မတွေးခြင်းတော့ဒါပေမဲ့ပိုက်ဆံသူကသူ့မိန်းမကိုဖြတ်ကနေလန့်ကြည့်မိသည်သူ့မိန်းမကလည်းသူ့ကိုကြည့်နေသည်သူတို့နှစ်ဦးစလုံး၏မျက်လုံးတွင်လောဘအယောင်များရှက်တန်းနေသည်ဘိန်းမသူ့ကိုဘိန်းမဟုခေါ်ကြသည်အမှန်ကတော့အပိန်းမဖြစ်သည်ငယ်စဉ်ကလေးဘွားကတေးကွေးကြုံလီလာသောခန္ဓာကိုယ်လေးကြောင့်အဖေကအစအမေကအလဲဆွေမျိုးများနှင့်တင်နီနာခြင်းတွေအစုံအလုံးကအပိန်းမဟုခေါ်ကြသည်အပိန်းမဟူသည်ကိုမြ мян ခေါ်ရင်ကာလရွေလျားသောအခါဘိန်းမဟူ၍ဖြစ်လာသည်ဘိန်းမ၏ယောက်ျားကဖြိုးမောင်ဖြစ်ပြီးမောင်ကတော့ငကြွဲဖြစ်သည်ကျူးကျော်ရက်ကွက်တင်မွေးသောသားကလေးနှစ်ဦးကိုကခက်လွယ်ပင်ငကျူးနှင့်ငကြော်ဟုဖြစ်ခဲ့လေသည်ငွေသိန်းစိတ်ကိုအိတ်ထဲကဆက်လွယ်တိုင်းရင်သူတို့၏လက်ထဲသို့မျက်စိတငယ်နှင့်ရောက်လာသောဖိုးကြီးကသူမကိုမရွှေပိုင်ဖြိုးမောင်ကိုကိုတက်တူငကြွဲကိုကိုတက်မြောင်ဟုသတ်မှတ်အမည်ပေးကထိုအမည်များကိုသာစိတ်ထဲမှကြိတ်၍ခေါ်နေသည်ကိုတော့သူတို့မသိကြပေငါတို့ဘာလုပ်ကြမလဲယင်အမငကြွဲကမေးသည်ဘိန်းမကမဖြေခြင်းသောကြောင့်မဟုတ်မဖြေတတ်သောကြောင့်ဖြစ်သည်ထို့ကြောင့်ထမင်းမကိုအဘဲကြောင့်မိခင်လေးနှစ်ကောင်ဤကြိုးစားစားမျိုးချနေသောအဖိုးကြီးကိုသာစူးစူးဆိုင်ဆိုင်ကြည့်နေသည်
သူကလေသူ့ကိုယ်သူထိုမေးခွန်းကိုပင်အပြန်အလှန်မေးနေမိသည်မှာနိုင်ပေါင်းများစွာတော်ကြာနေပြီဖြစ်သည်နေတာကတေတာထက်ခတ်တယ်ဟညကြရင်ဘယ်မှာအိတ်ခိုင်းမှာတော့မှောင်ရီပြိုးလာပြီဖြစ်၍အေးစိမ့်စိမ့်ဖြစ်လာသည်ရောဘာပင်ကြီးများ၏ရိမ်များကလည်းရင်းထိုးလှုပ်ရှားနေကြသည်ခြုံကြိုခြုံကြားတွင်အောင်းနေသောချင်းများကလည်းတဝီဝီဝဲလာကြပြီဖြစ်သည်ဒီနေရာကိုသူတို့ရောက်လာသည်မှာ3 လလောက်ပဲရှိသေးသည်သူတို့မူလနေသည်ကလှိုင်တန်ရပန်းလိုင်မြေကန်ပေးကကျူကျော်တဲများတွင်ဖြစ်သည်ပရောဂျက်ရှိသည်ဆိုပြီးအဖြတ်ခံရတော့ဘယ်ကိုသွားလို့ဘယ်ကိုလာပြီးဘယ်လိုနေရမည်ကိုမသိမတတ်နိုင်အောင်ရှိခဲ့သည်ဟိုနေရာမှာခိုနေလိုက်ဒီနေရာမှာခိုနေလိုက်နှင့်မိသားစုကြောချစရာနေရာကိုရှာ၍မရအောင်ခက်ခဲလာသည်ဒီကြားထဲဆိုင်ကယ်ကယ်ရီဆွဲသူဖြိုးမမောင်ကWဆေးပြားများတဲယူလာသူကိုမှလိုက်ပို့မိရတာဖြစ်သည်သူတို့အချင်းအချက်နဲ့ပစ္စည်းလဲနေစဉ်ရဲကဝိုင်းဖမ်းသည်ဖြိုးမမောင်ကမောင်းပြေး၍လွတ်ခဲ့တော့လေမူလနေရာတွင်မနေရတော့ပေပြေးခဲ့ရသည်အမှုရဲတဲ့ပါသွားလေရဲဘက်စကန်ရောက်သွားနိုင်သည်မို့ကြောက်မြူဟုဆိုလင်းလဲကြောက်လောက်ပါပြီသည်ဒီရိုဘာတော်တဲ့ခေါ်လာသူကတော့ဖြိုးမောင်မောင်၏အကိုဝမ်းခွဲတအုပ်ဖြစ်သည်ရန်ကုန်မြို့တွင်တာရုကန်အသွားလမ်းပေးမှဖဲ့စင်းကတော်တော်လေးသွားမှရောက်သည်ရောဘာပင်တွေကအိုကအထွက်ကလည်းမကောင်းတော့၏ပိုင်ရှင်ကရောင်းချခြင်းနေပြီဖြစ်သည်သို့သောဝယ်ယူသူကလည်းမရှိပြန်တော့ပိုင်ရှင်တထေး၏လူယုံဖြစ်သောဖြိုးမောင်မောင်၏အကိုဝမ်းခွဲကရန်ဖန်ရန်ခါလာကြည့်သည်မှာအပပြစ်ထားသည်မှာတစ်နှစ်ခွဲလောက်ရှိပြီဖြစ်သည်မင်းတို့လောလောဆယ်နေရအခက်အခဲဖြစ်နေရင်တော့ဟိုအတွင်းပိုင်းမှာတဲလေးထိုးပြီး3 4 လလောက်ခိုးနေပေါ့ဒီကြားတဲ့အစဉ်ပြေရင်လည်းပြောင်းပေါ့ကွာတထေးတည်သွားရင်ငါလည်းမကောင်းဘူးဟုပြောကခိတ္တခိုးနာဝင်ပေးခဲ့သည်ပြန်ပြောင်းခြင်းသည်ကတော့ရောက်သည့်နေကလေးကပင်ဖြစ်သည်ကြော်ခင်းပြီးအိတ်စရာမြေကြီးရှိသည်ကလွဲပြီးဘာမှမရှိသည်ကအမှန်ပြီးရေမရှိမီးမရှိအလုပ်အကိုင်မရှိငွေမရှိတော့လဲစီမရှိစမ်းမရှိစားစရာမရှိနက်ထီဆိုမှနက်ထီသူပြောတော့ငွေတွေကိုယူထားလိုက်ပါလူကိုပဲပြန်လွတ်ပါဘယ်ကိုမှလည်းမတိုင်ပါဘူးတဲ့နေယုံနေရင်နေယူလို့ပဲဘိမားကခက်ပြက်ပြက်ပြောသည်ငှက်ကြွေးကမတိမတာတက်ပြင်းချရင်ငါလည်းမယုံပါဘူးဟာလို့ခက်တူတူပြောသည်သူတို့မောင်နှမ4 ယောက်ရှိရာဘိမားကအကြီးဆုံးဖြစ်ပြီးငှက်ကြွေးကအငယ်ဆုံးဖြစ်သည်အသက်8 နှစ်ကွာသည်ဖြင့်ငှက်ကြွေးမွေးလာကလေးကဘိမားကထိန်ခဲ့ရသည်ဘိမားဝါ၍ခွင်သောထမင်းဝါပန်းသည်လူဖြစ်လာရသောကြောင့်လားမသိဝါဝတုတ်တုတ်ငှက်ကြွေးသည်သူ့၏အမပိန်ပိန်သေးသေးကလေးကိုငယ်စဉ်ကလေးကနေခုချိန်ထိအလွန်ချစ်ပြီးအလွန်လဲအားကိုးခဲ့ရလေသည်အဖိုးကြီးအိတ်ထဲတွင်ပါလာသောငွေဆက်ကိုထပ်လိုက်သည်သူတို့3 ဦးစလုံး၏စိတ်ကိုဓာအထက်နှင့်မှွေသလိုမှွေနေသည်ထိုငွေများကိုစိတ်ကူးနှင့်သုံးကပျော်လိုက်ပြန်ပေးရမှကြောက်လိုက်အဖမ်းခံရမှပို့လိုက်အဖိုးကြီးကိုရှင်စေခြင်းလိုက်ခဏနေပြန်တော့တည်စေခြင်းလိုက်ငါတို့ကားနဲ့တိုင်းမိကလေးကနှလုံးလေရိုက်ပြီးတခါတည်းတည်သွားရင်ကောင်းနေဟာဖြိုးမောင်မောင်ကတောင်းတောင်းတတာပြောသည်ဖိမကသူ့ကိုမျက်စောင်းနဲ့ကြည့်ရင်လူကြည့်ပြီးတေမန်းရှင်မတ်တာမခွဲခြားတတ်တဲ့ငတုံးတွေဟုစိတ်ထဲမှာရည်ရွယ်မိသည်ခန္ဓာကိုယ်တွင်တတူးတွေထိုးပြီးကြမ်းကြမ်းတန်တန်ဟန်ကြီးများနှင့်တမြောင်တဆဆရဲတင်းတမမလှုပ်တဲ့သောသူတို့နှစ်ဦးကိုပတ်ဝန်းကျင်ကလန့်ကြသည်ရှိန်ကြသည်ဖိမကိုယ်တိုင်လည်းကုံစင်းရောင်းရင်းရံဖြစ်လျင်ဟဲ့အကောင်မနင်ကများငါ့ကိုဆဲတယ်ဟုတ်လားအေးနင့်ကိုတော့ငါပြန်မဆဲဘူးညနေကျမှငါမောင်နဲ့ငါလင်ကိုလွတ်လိုက်မယ်ဟုပြောလိုက်လျင်ဆဲသောပါဇက်တွေပိတ်သွားတတ်သည်သို့သောသူ့လင်ရောသူ့မောင်ရောအတန်ကြဲကြဲမြင်နေတတ်သူများသာဖြစ်ကြောင်းအခုတော့သိရပြီဖြစ်သည်မူလာလျင်ထိုးရဲရံဖြစ်ရဲတော်လေထူရဲထောင်းရဲတော်လေခိုးရဲလူရဲတော်လေအကာအကွယ်မဲ့စွာငုတ်တုတ်ထိုင်နေသောအဖိုးကြီးတယောက်ကိုသွေးအေးနှင့်ခုတ်ရဲထရဲတက်ရဲလောက်အောင်သူတို့၏အသေးကမမကျောလာကြောင်းကိုလေသူတို့ကိုသူတို့ပင်ယခုမှသိကြဟန်တူလေသည်တိုက်မိလို့တေးပြီးထင်လဲထားခဲ့ပါလားမောင်းပြေးပါလားဘာကိစ္စကားပေါ်ကောက်တင်လာရတာလေဘယ်သူမှမမြင်ဘူးထင်လို့ပေါ့ဟာလမ်းဘေးမှာပက်လက်ကြီးတေးကြံခဲ့တာနဲ့ဆိုင်ရင်မြေကြီးထဲပို့ပြီးဖိုးပစ်လိုက်တာကငါတို့အတွက်မကောင်းဘူးလားပို့ပြီးဘေးမကင်းဘူးလားသူတို့အတန်အနှင်းငယ်ကျင်လာတော့အဖိုးကြီးကကြောက်လန့်လန့်နဲ့လှမ်းကြည့်သည်သူတို့ကတတ်မဲမတက်ဘူးခြိတုံချတုံဖြစ်နေကြသလိုအဖိုးကြီးခမမလည်းရှင်မဲသေးမဲကန်ဆန်းမဲကိုရင်တထိန်နဲ့စောင့်နေရဟန်ရှိလေသည်သူ့ဟာသူတည်သွားရင်ကောင်းမှာနော်ကောင်းမနေနဲ့သူ့ဟာသူဘလို့သေးသေးငါတို့တက်တယ်ပဲဖြစ်တော့မှာနင်တို့တွေကားပေါ်ဆွဲတင်လာတာလေမြင်လိုက်တဲ့သူကတယောက်မှကရဲ့လားဖြိုးမောင်မောင်နဲ့ငကြွဲကအပြစ်ရှိသူများလိုငြိမ်နေသည်သို့တော့ငကြွဲကသတိရပြီးငါတို့သူ့ကိုဆွဲတင်လာလို့ပိုက်ဆံတွေပါလာတာမဟုတ်လားဟပြောတော့ဗိမပြုံးရောင်ရောင်ဖြစ်သွားသည်သူတို့3 ဦးတွင်ဖြိုးမောင်မောင်က8 တန်းထိကျောင်းနေခဲ့ဘူးသည်မို့မောင်နှမ2 ဦးထက်သားလေးသည်သို့တော့2 တန်းမြသာတက်သောဗိမကအုံနောက်အပြေဆုံးအကွက်အမြင့်ဆုံးဖြစ်သည်ကိုတော့လက်ခံထားကြရသည်သူ
သူနှင့်ဗိမာရကြစဉ်ကဗိမာကအသက်20သူက23နှစ်ဖြစ်သည်အမေတစ်ခုသားတစ်ခုဘဝတွင်အမေဆုံးပါသွားတော့ဖြိုးမောင်မောင်၏ဘဝတွင်လစ်ဟာသွားသည်ဘလို့နေ၍ဘလို့ထိုင်ရမည်မသိတတ်အောင်ရောင်ချချဖြစ်နေသည်ထိုအချိန်တွင်ဗိမာနှင့်ငကြွဲကိုမိရွေးနေရန်ဖြစ်သောအပြစ်ချက်နှင့်အဖေကနှင်ချလိုက်သည်သူကဗိမာကိုရှိတဲ့လှုပ်ဖူးတော့လဲဆွဲလာကြီးကြိုက်လာကြီးတော့မဟုတ်ပြီသို့သောသူတို့မောင်နှမဘာသာပင်အောက်တွင်ထိုင်ငင်းနေကြသည်ကိုတွေ့ရတော့သူအတန်ငယ်သနာသွားသည်သူတို့ရက်ွက်ထဲမှအပြိုမိန်းကလေးများငွေရရန်အလွယ်လန်းလိုက်ကြသည်များရှိတော်လေဗိမာကထို့သို့မဟုတ်သူကိုယ်သူထိမ့်ထိမ့်သိမ့်သိမ့်နေတတ်သူဖြစ်ကြောင်းဖြိုးမောင်မောင်သိသည်ထို့ကြောင့်ဗိမာကိုနင်ငါကိုယူမလားဟုမေးတော့ဗိမာကကောင်းသားပဲဟုပြောသည်ထို့နောက်နေစရာမရှိသောဗိမာတို့မောင်နှမကသူ၏တဲပေါ်ရောက်လာကြသည်ဗိမာကအမေချက်သောအုပ်ကလေးများနှင့်ပင်သူ့အတွက်ထမင်းရင်ချက်ပေးခဲ့သည်ထို့ပြင်ကုံစင်းလဲရောက်၍ကလေးလေးမွေးပေးခဲ့လေသည်မလွတ်ခင်တော့မတိုင်ဘူးပြောမှာပေါ့ဟာဒါပေမဲ့လွတ်ပေးလိုက်ရင်လည်းရဲစခန်းတန်းပြေးမှာတေးကြတယ်ငါတို့မျက်ခွက်တွေကိုလည်းအလွတ်ရနေလောက်ပြီဗိမာကလက်ကျန်မိကြီးကလေးပေါ်သို့နှနှွေးမုံနည်းနည်းဖြူလိုက်သည်နှနှွေးညော်နှံ့ရလျင်ချင်းပြေးသောကြောင့်ဖြစ်သည်သို့သောလက်ကျန်မိကအားနေနေပြီမှုအနှံကောင်းကောင်းထွက်မလာပြီနှနှွေးနှင့်တက်တက်လေးကိုရှူချိုင်းရင်းဗိမာသည်သူ၏ဖောင်းနေသောဘိုက်ပေါ်တွင်လက်ဖွားတစ်ဖက်တင်းရင်ခက်တာငေးသွားသည်သူမိဖွားရန်အတွက်အဖိုးကြီးစီမှငွေမရလျင်အတော်ခက်ခဲလိမ့်မည်ဖြစ်သည်ကိုတွေးမိသည်ဒီလိုဆိုဘလို့လောက်ကြမလဲဟာဒီအဖိုးကြီးကသူ့ဘာသာလည်းမသိတက်ပစ်လို့ကလည်းမဖြစ်ပိုက်ဆံတွေလည်းလိုချင်ပြက်လွတ်လို့ကလည်းမရဖြိုးမောင်မောင်ကခက်ညီညီပြောသည်ဗိမာ၏မျက်နှာအပြောင်းလဲကိုကဲခတ်နေသည်သူတို့၏အခြေအနေအကျက်တဲကိုဗိမာကဖြည့်ရှင်းနိုင်လိမ့်မည်ဟုလည်းထင်နေသည်သူလည်းရောက်ဖားဖြစ်သူငကြွဲလိုပင်ဗိမာကိုအားကိုးမှမသိအားကိုးနေမိတတ်လေသည်အမမြင့်သားနှကောင်ကိုကြည်စမ်းငကြွဲကပြောသည်လှန်ကြည့်လိုက်တော့အဖိုးကြီးဖေးသူရောက်နေသောသားနှကောင်ကိုတွေ့ရသည်အဖိုးကြီးစားပြီးမကုံသောထမင်းနှင့်အားပဲကြောက်တစ်ဖက်ကိုမြည်ရည်ရှက်ရည်ဆက်ပြီးစားနေကြသည်အဖိုးကြီးနှင့်လည်းရင်းရင်းနှီးနှီးပြုံးပြုံးရည်ရည်ဖြစ်နေကြသည်အော်သူတို့ကလည်းဂယုတစိုက်ချူချူသားသားစကားပြောမဲ့သူမှမရှိတာပဲလေဗိမာသည်သားနှကောင်ကိုကြည့်ရင်သူ၏ငဘဝကိုသတိရသည်သူတို့ဇာတိကလက်ပေါ်တာမှ4-5မိုင်ဝေးသောရွာငယ်လေးဖြစ်သည်အဖေကလှေငယ်လေးတစ်စင်းနဲ့မြစ်ထဲချောင်းထဲတွင်စုံငါဆန်ကငါဖမ်းပြီးထိုဖမ်း၍ရသောငါးများကိုအမေကရွာစင်းလျှောက်ပြီးရောင်းခဲ့ရသည်သူတို့မောင်နှမ4ယောက်လေချောင်းကျူချောင်းကြားတွင်ခဏန်းနှိုက်လိုက်ဖားရိုက်လိုက်နေကြည်ပြင်းခဲ့ကြရသည်အဖေကအရက်မမူးလျင်ကောင်းတော်လေညနေတိုင်းကြလျင်အရက်တောက်တတ်သည်ထို့နောက်အမေကိုရောသူတို့မောင်နှမများကိုပါအကြောင်းရှာပြီးဆဲတဲ့ဆိုတဲ့ရိုက်နှက်တတ်သေးသည်အရိုက်ခံရပြီးငုံမိပြန်လျင်လေကြက်သေးတုံးလိုက်တာတိတ်ချက်ချင်းတိတ်ဟုဩကာထက်၍ရိုက်တတ်ပြန်သည်ထို့ကြောင့်သူတို့မောင်နှမ4ဦးစလုံးငငယ်ရွယ်ရွယ်နှင့်မျက်ရည်ခမ်းကထုံပေပေမှကြောကြောလေးတွေဖြစ်လာကြသည်အလက်ကောင်ကျွမ်းဒီကငါကြီးလာရင်အဖေကိုခန့်ချမိဟုပြောလေးရှိသည်ကိုဗိမမကြခဏသတိရမိသည်သို့သောကျွမ်းနေသည်အဖေကိုခန့်ချသည့်အထိအသက်ကြီးခွင့်မကြုံမဲမုံတိုင်းထဲပါသွားသည်ဖြင့်အဖေရောသူပါကံကောင်းသွားသည်ဟုဗိမထင်မိသည်ရွာလုံးကျွန်းဒီပါတေးကြသောနာကိမုံတိုင်းထဲတွင်အလက်ကောင်ကျွမ်းနေသားမကအမေနှင့်အလက်မမိကြီးပါပါသွားခဲ့သည်မှာအလောင်းကိုပင်ပြန်မြခဲ့ပြီသူတို့မိသားစုတကွဲတပြားဖြစ်ပြီးသည့်နောက်တွင်အဖေလည်းရန်ကုန်တက်ခဲ့လိုက်သည်လှိုင်သာယာကျူးကျော်ရက်ကွက်တွင်တဲတလုံးထပ်တိုးပြီးနေခဲ့လေသည်အဖေနောက်ကပါလာသောသူတို့မောင်နှမ2ယောက်သည်လည်းကျူးကျော်ရက်ကွက်သူရက်ကွက်သားများဖြစ်လာပြီးကားဂိတ်တွင်ကွန်ရရောင်ဆေးလိပ်ရောင်းလိုက်ကျုပ်ဥပြုတ်ငုံဥပြုတ်ရောင်းလိုက်နေကျုံအားကြပန်းအကုန်လုပ်ခဲ့ရသည်အချင်းမခံခဲ့ရသောသူသည်သူများကိုလည်းမချစ်တတ်ဟုသောစကားကိုစာပေဟောပြောပွဲတစ်ခုတွင်မုံရောင်ရင်ဗိမာကြားခဲ့ဘူးသည်ဗိမာကသူ့သားနှကောင်ကိုကြည်ကျင်နာနာယူယူရရမနေတတ်သည်ကတော့အမှန်ပြီစကားကိုလည်းချိုးသားပြောပြောင်းစွာမပြောတတ်ထိုးလိုက်ခောက်လိုက်ရောက်လိုက်ပုတ်လိုက်လုပ်တတ်ပြီးငိုပြန်လျင်လေသူငယ်ငယ်တုန်းကအပြောခံရသလိုပင်ကြက်တည်တုံးလိုက်တာမကြားချင်ဘူးတိတ်ဆိုခုတိတ်ထက်ချခံခြင်းလိုလားဟုအော်နေတတ်ပြန်လေသည်ဗိမာသည်အဖေသမီးမို့လားမသိအဖေလိုပင်ငိုတံကိုမကြားခြင်းမျက်ရည်ကိုမမြင်ခြင်းအမေတို့တည်ဆုံပြီးသည့်နောက်တွင်သူသိပ်မငိုတတ်တော့ပြီအဖေအိမ်ကနှင်ချပြီးမောင်နှမ2ယောက်ဆင်းခဲ့ရစဉ်ကပင်မျက်ရည်တစ်စက်ပင်မထွက်ခဲ့ပြီအခု2ကောင်မကြခင်3ကောင်ဖြစ်တော့မေဖိုက်ထဲကလေးကတွန်းတိုးကန်ကြောင်နေသည်မိမိ၏ဝမ်းပိုက်ထဲတွင်တက်ရှိလူသားလေးတဦးရှိပြီးလှုပ်ရှားနေသည်ကိုခံစားနေရတော့ဗိမာသည်ထိုင်တီဟန်အနေအထားကိုအနှဲငယ်ပြင်လိုက်သည်သူ၏တအိမ်ထဲတွင်ကြက်တဲကျင်းမြောင်းစွာနေရသောကလေးသည်ယောက်ျားလေးလားမိန်းကလေးလားတော့သူမသိသေးချေအကြီးကောင်ကိုအရက်ဝမ်းဆွဲနှင့်မွေးဖွားခဲ့ခြင်းဖြစ်ပြီးအငယ်ကောင်ကိုတော့စေယုံတွင်မွေးဖွားခဲ့ခြင်းဖြစ်သည်ဒီကလေးကိုဝင်4လလောက်ကလေးကကျူးကျော်တဲတွေဖြတ်ခံရပြီးနေစရာမရှိထိုင်စရာမရှိဖြစ်ခဲ့သည်
ဖြိုးမောင်မောင်စေးမှုနှင့်အဖမ်းခံရတော့မလို့ဖြစ်တော့ပို၍ဆိုသည်ဒီရောဘာတော်ထဲမှာစေယုံမရှိစေမရှိဝမ်းဆွဲလည်းမရှိဒီကြားထဲစိုးရင်တော့ကများလွန်လာ၍သူ့ဘိုက်ကိုပင်သူ့ဘယ်တော့လောက်မွေးမိကိုပင်အသေးချမသိသူ့အာယုံကတခြားရောက်နေတော့လေဘိုက်ထဲမှာကလေးကတော့တဖြည်းဖြည်းကြည်လာသည်မွေးခါနီးတော့နီးနေပြီထင်တာပဲဖိမကသူ့ရဲ့ဘိုက်ကိုလက်နှင့်အုပ်ကထမိန်ပေါ်မှာပင်အသာပွတ်နေသည်လူလူလွန်းလွန်းဖြစ်နေသောကလေးငယ်လေးလည်းအတန်ငယ်ငိမ့်သက်သွားသည်ရှေးဘက်ထဲရောက်ရင်တော့လှိုင်းသားရပြန်ပြီးခဏဖြစ်ဖြစ်အိမ်ကနေမှဖြစ်မိဒီကြားထဲတော့မမွေးသေးပါဘူးထင်ပါရဲ့ဖိမကတက်ပြင်းချသည်အသက်သာစိတ်ကြော်လာပြီဖြစ်တော့လေသူ့ဘဝတွင်ရေရာသေးချခြင်းများဘာမှမရှိပြီနေစရာအိမ်မရှိစားစရာဆန်မရှိတော်ပါသေးသည်အဖိုးကြီးစီမှရထားသောပိုက်ဆံအထက်လိုက်သည်သူ၏စိတ်အားကိုတော့အတော်တက်စေလေသည်ငါတို့ဘာလုပ်ကြမလဲဆိုတာစဉ်းစားကြပါအောင်ဟာဖြိုးမောင်မောင်ကစိတ်မရှိတန်ကြီးနဲ့ပြောသည်နေတာကတေတာထက်ခတ်တယ်ဟာတေတဲ့လူကိုပိုက်ဆံပြန်ပေးစရာလည်းမလိုဘူးထမင်းကျွေးစရာလည်းမလိုဘူးအိတ်စရာနေရာလည်းပေးဖို့မလိုဘူးမြေချင်းနဲ့ကန်ချလိုက်ရုံပဲငကြွဲကတေရေးကိုအလေးသာနေသည်အမားနေရောက်ဖားကသူ့စကားကိုယုံသည်မယုံသည်အပါထားလူမိုက်ကြီးလှုပ်ပြီးစကဲကြီးစကဲကျဲများကိုပြောချင်နေတုံးလည်းဖြစ်လေသည်သူတို့သုံးယောက်ခေါင်းချင်းဆိုင်နေကြသည်ကိုကြည့်ပြီးအဖိုးကြီးလည်းရရက်မအေးနိုင်အောင်ဖြစ်နေပုံရသည်ညနေတုန်းကလိုရုတ်တရက်ဘလူးစိတ်ပေါက်ပြီးခုတ်ရန်ထရန်ပြေးထွားလာကြအောင်မိကိုလည်းတွေးပြီးကြောက်နေရရှိလေသည်အဲ့ဒီတုန်းကသူ့ကိုတယ်လီဖုန်းတန်ကကဲသွားတာကဲမှာပေါ့တယ်လီဖုန်းတန်ကပထန်းရွတ်တန်လီငကြွဲကတွေးသည်ထိုအချိန်ကတယ်လီဖုန်းတန်သာပေါ်မလာလျင်ဟုံတိုင်းတိုင်းနဲ့တယောက်တက်လက်ဝိုင်းခုတ်ကကိစ္စပြီးလျင်ပြီးသွားနိုင်လောက်လေသည်ဖြိုးမောင်မောင်ကတော့သူတို့သာမဟုတ်ပါဘူးငါတို့ကိုလည်းကဲသွားတာထင်ပါရဲ့ဟုဆက်၍တွေးသည်တကယ်တော့လူတအုပ်ကိုတက်ဖြတ်ရန်မှာထင်သလောက်မလွယ်ကူလာပြီသူတို့ပတ်ဝန်းကျင်တွင်အေးအေးဆေးဆေးခုတ်ထစ်တက်ဖြတ်ရဲသူများကိုမြင်မှုနေတော့လူသက်ရန်ဓမြောင်တက်လက်ဓာတ်တက်လက်ရှိလျင်လုံလောက်သည်ဟုထင်နေခဲ့သည်ဓမြောင်နေဓာတ်တွေထက်အရေးကြီးသည်ကရက်ဆက်နိုင်သည့်စိတ်ထားဖြစ်ကြောင်းခုမှသိလာရတော့သူအတန်ငယ်တုံးလုံးမိနေသည်ဘလို့ပင်တင်းမာဟန်ဆောင်နေပါစီငကြွဲတွင်ရောသူ့တွင်မှသွေးအေးရက်ဆက်နိုင်သောစိတ်ကလျော့နေနေသည်ဖိမတော့မသိသူတို့ယောက်ျားသားနှစ်ဦးစလုံးလူသက်ရန်ဝင်လေးနေကြကြောင်းတဦးကိုတဦးသိနေသည်သို့တော်လည်းနှုတ်မှာတော့ဘယ်တော့မှဖွင့်ပြောလိမ့်မည်မဟုတ်ပြီသူတို့ကိုပတ်ဝန်းကျင်ကလက်မြွတ်လူမိုက်ကြီးများဟုပင်ထင်ကြမြင်ကြစေခြင်းသည်ဖိမကအဖိုးကြီးကိုလှည့်ကြည့်သည်အဖိုးကြီးကလည်းလှမ်းကြည့်ခိတ္တများကြည့်ချင်းဆုံသွားသည်ထို့နောက်ဖိမကစက္ကနဲ့မျက်နှာလွှဲလိုက်သည်ဒီအဖိုးကြီးကိုသူတို့ဘာလို့ရမည်မသိသည်အဆက်ထဲမှာပင်ဖေကြီးရေနှင့်အတန်ပြောင်အော်နေသောအတန်ကိုကြားရောက်မိလာသည်အဖွားကြီးကတော့အတော်စိတ်ပူနေပုံပဲခေါင်းငိုက်ဆိုင်ချထားသောအဖိုးကြီးကိုလှမ်း၍ကြည့်မိပြန်လေသည်အခုနေသာအဖိုးကြီးပြုံးကနေပြန်ရောက်လာမယ်ဆိုရင်ဘလောက်တောင်ဝမ်းသာပြီးပျော်သွားလိုက်မလဲမသိဘူးကိုချင်းစာစိတ်ကလေးဝင်လာပြီးဗိမကပျော့ပျော့ပြောင်းပြောင်းတွေးမိပြန်သည်သူ့ပိုက်ဆံတွေသာဝင်မကဲရင်ဒီပိုက်ထဲကကလေးဘလို့မွေးရမယ်မသိဘူးဟု၍တွေးရင်ဓမြောင်တဆဆလုံနေသောငကြွဲကိုကြည့်မိပြန်သည်သို့သောစိတ်ဟူသည်မှာစံကြယ်လွန်လာပါသည်အပြောင်းလဲမြန်လွန်လာသည်တွေးရင်တော်ရင်နေရှာရှာပါပါဝင်လာခဲ့သောကိုချင်းစာစိတ်ကလေးသည်တဖြည်းဖြည်းပါလာသည်ကိုသူ့ကိုယ်သူပင်မသိချေအမှန်တော့အဖိုးကြီးကငါတို့လက်ထဲမှာပဲကားပေါ်ဆွဲတင်သွားတဲ့သာပြောနေတာဒီအဖိုးကြီးဘယ်ရောက်နေတယ်ဆိုတာငါတို့ကလည်းလို့ဘသူဆိုဘသူမှမသိဘူးပထမဆုံးပြဿနာတက်မှာကကားပိုင်ရှင်ပဲလေပြဿနာဟာငါတို့နဲ့အဝေးကြီးမှာပဲရှိနေသေးတယ်ကားပိုင်ရှင်ကတော့သူနဲ့မဆိုင်ဘူးသူကားခိုးခံရတယ်လို့ပြောတာအမှန်ပဲဒါပေမဲ့ရဲကလည်းသူပြောတိုင်းချက်ချင်းယုံကျင်မှယုံမှာပေါ့ဖိမ၏စိတ်ထဲတွင်အနေအမုံများထားလာသည်တဆင်ပြီးတဆင်စဉ်းစားရင်းမူလဝင်လာနေသောစာနာစိတ်ကလေးကပါးယုံများမကလုံးဝပျောက်ကွယ်သွားတော့သည်ထိုနေရာသို့တကူကောင်းစိတ်များကတဖြည်းဖြည်းတိုးဝင်လာသည်နောက်ဆုံးအင်အားကောင်းကောင်းနဲ့လွှဲချုံလာသည်ကတော့လောဘစိတ်ဖြစ်လေသည်အဲ့ဒီအဖိုးကြီးဘလောက်တန်မဲထင်လေသူကမေးတော့ယောက်ျားသားနှစ်ဦးအံ့ဩသွားသည်တန်ကြီးဖြတ်ကြည့်စမ်းမိမကထပ်ပြောသည်သူတို့သုံးဦးထဲတွင်အာတီအတာအနိုင်ဆုံးညံ့ဤမပြေဆုံးဖြစ်သူကငကြွေတရိษံဆိုရင်တော့ပိတ်တာချင်းနဲ့တန်ကြီးဖြစ်ရမှာပဲဟုတွေးသည်အကုသို့ဒုစရိုက်နာနီးသူဆိုတော့ပိန်ပိန်ကုန်းကုန်းရိုင်းတိရိုင်းတိုင်းနဲ့မြေလည်းမတူးနိုင်မြောင်းလည်းမပေါက်နိုင်ငါးဖန်းသင်းမောပေါ်မှာလည်းခိုင်းလို့မရတဲ့အိုကြီးအိုမကြီးဘသူကဘလောက်ပေးမယ်ထင်နေလို့လေပြန်တောင်အမ်းလိုက်အောင်မယ်ဟုလူကုန်ကူမျက်စိနဲ့ကြည့်လိုက်သေးသည်ဖြိုးမောင်မောင်ကတော့ဘိမတခုခုကြံစီနေပြီဆိုတာကိုချက်ချင်းရိပ်မိလိုက်သည်ငါတို့အတွက်သာသူကဝင်တော့ဝင်ပိုးကြီးဖြစ်နေတာဟိုပြာခန့်နေတဲ့ဖွားကြီးအတွက်ကတော့မိမကစကားကိုခਿੱတဖြက်ကသူတို့နှစ်ဦးကိုအကဲခတ်နေသည်ခန့်ညင်ညင်ပြုံးသည်
အဖိုးကြီးသည်အဖွားကြီးအတွက်သိမ့်ပနရာတန်နေနိုင်သည်စိတ်ထဲမှတွက်ဆနေသည်အဲ့ဒီအဖိုးကြီးကိုသာသူ့စီပြန်ပြီးမယ်ဆိုရင်တော့အဖွားကြီးကငါတို့အတွက်သိမ့်ရချီတဲ့ပိုက်ဆံဟာအမနင်ဘာလုပ်မလို့လဲငကြွဲကမျက်လုံးပြူးမျက်စံပြူးနဲ့မေးသည်ဗိမ္မာကြီးခြေကိုလက်မြင်လိုက်ပြီးဖြစ်သောဖြူမောင်မောင်ကမူစိတ်တွေလှုပ်ရှားကာတရွေးနေသည်ထောက်ခံရမလားကန့်ကွက်ရမလားသူ့ကိုယ်သူဝေခွဲ၍မရမိသွားလျင်တတ်တာတော့မီမဟုတ်လွတ်သွားလျင်တော့ရတနာပုံစိုက်နိုင်သည်ဖန်တီးခြင်းမရှိပေသူ့လိုပေါ်လာသောအခွင့်အရေးကိုအရယူလိုက်လျင်ဗိမ္မာကတော့ငကြွဲကိုခတ်တင်းတင်းကြီးကအိဆက်ဆက်ပြုံးလေသည်သူငငယ်ကလေးကအပြစ်မကင်းတာတခုခုလုပ်တတ်မယ်ဆိုလျင်ထို့သို့ပင်ပြော၍ထို့သို့ပင်ကြည့်တတ်သည်ကိုငကြွဲသတိရသည်သို့သောဗိမ္မာ၏အတန်ကငါတို့ဖားရိုက်ကြရအောင်ဟုပြောသလိုပေါ့ပေါ့ပါပါပင်ဖြစ်သည်ဒီမှာကျွဲကြီးငါမောင်ရဲ့ငါတို့လူပြန်ပြေးဆွဲကြရအောင်လေအခုတော့ဘိုးရွှေခမခြေထောက်ကိုတန်ကြိုးခတ်ခံထားရပြီဖြစ်သည်သူ၏ခြေထောက်တစ်ဖက်နှင့်ရောဘာပင်၏ပင်စီကိုတန်ကြိုးရှည်ရှည်နှင့်တွဲကတော့ခတ်ထားသည်မူစင်ကြုံထဲတွင်ထုခတ်ခံထားရသောစင်အိုစင်ပိန်ကြီးလိုဖြစ်နေရှာသည်မင်းညာကလေသူခမဘလို့မှအိမ်မပြောနိုင်ဝါကုတ်ပစ်လေးပေါ်တွင်အခင်းမပါဘဲအိမ်ရတော့တကူလုံးနာကျင်ကြိုက်ခဲနေသည်လူသားချင်းစာနာစိတ်ရှိသည်ဟုတွေးလိုကားလဲတွေးနိုင်သည်သူတို့သည်ဘိုးရွှေကိုတော့ချင်းတော်တဲ့တွင်တော့ပြစ်ပထားကြကြချင်းအောင်ကလည်းအဖို့မရှိတော့ဘိုးရွှေ၏အခေါ်ကိုရမြောင်ခေါ်ငယ်ကျွဲကသူ၏ချင်းအောင်ကိုပိုက်ခါဘိုးရွှေစီသို့ရောက်လာသည်ထိုအဆုပ်ဆုပ်ဖားဖားချင်းအောင်လေးကိုဝါကုတ်ပစ်ပေါ်တွင်ကျွတ်ကျွတ်တထုံးကိုအုံပြူကဟိုဆွဲတီဆွဲနေရအောင်ထောင်းသည်ထိုချင်းအောင်ထဲတွင်သူတို့နှစ်ယောက်အတူအိပ်ရမည်ဆိုတော့ဘိုးရွှေခမဟိချပြီးငိုချင်းစိတ်ပေါက်သွားရှာလေသည်ချင်းကိုင်းမခံရတော့လေချင်းအောင်ကလည်းနန်းခေါင်းကလည်းနန်းကိုရမြောင်၏ခန္ဓာကိုယ်ကလည်းချင်းဆုပ်ဆုပ်ချွေးတော်ကတော်တော်လေးနန်းလေတော့ဘိုးရွှေခမနန်းကြီးချင်းသုံးပါးနှင့်ရင်ဆိုင်နေရရှာလေသည်သူစီကနန်းဒီကထားပါအောင်ကိုကပါလေးလဲမိလင်းနန်းကြီးချင်းတစ်ပါးထက်၍တူတော်မီမူအတင်းအောက်ထားရသည်မှာပင်ပန်းလာသည်ကိုရမြောင်ကသူ့ခန္ဓာကိုယ်ဘလောက်နန်းနေနေသူ့အနံ့ကိုသူသိသည်မဟုတ်သို့တော့ကိုစီကအနံ့ထွက်လာလျင်ဓမြောင်နှင့်ထထိုးမိကိုတော့ဘိုးရွှေကြောက်လာပါသည်မတ်ကျွေရီငါတော့အကြီးကျယ်ဒုက္ခရောက်နေပြီဟာဘိုးရွှေကဘွားရွှေကိုတန်တာမိသည်ထို့နောက်တပြိုင်နက်တည်းသူတို့၏အိတ်ခမ်းလေးကိုမြင်ရောက်မိသည်သူတို့၏အိတ်ခမ်းလေးကရိုးရိုးရှင်းရှင်းကလေးပင်ဖြစ်သည်တယောက်အိတ်ကတဲ့နှလုံးကိုဂျားတွင်နေရာချမ်းပြီးဟိုဘက်နရံဒီဘက်နရံကက်ကရှင်းလျက်ချထားသည်ပြတင်းပေါင်များတွင်ခြေလုံးစကားတက်ထား၍ခြေနှောက်ထောင်ရန်မလိုအိရခင်းနှင့်ခေါင်းအုပ်စုံများကိုအဖြူတန့်တန့်ပင်သုံးထားသည်အလဲတွင်စပွဲရှည်လေးတစ်လုံးရှိပြီးထိုစပွဲပေါ်တွင်ပန်းထည့်ထားသောပကံများလေးတစ်ချက်အမြဲပင်ရှိတတ်သည်အများအားဖြင့်စပယ်ပန်းဇွန်ပန်းခရီပန်းစကားစိမ့်ပန်းစကားပြူပန်းလေးများဖြစ်သည်ထို့ကြောင့်သူတို့၏အိတ်ခမ်းလေးသည်တန်ရှင်းအေးမြပြီးပန်းနှင့်တစ်မျိုးမျိုးမှွေ့ပြန်နေတတ်လေသည်မညာတန်းဝင်ခံရလျင်ထိုအိတ်စရာနေရာကလေးကိုယခုအချိန်တွင်ဘွားချွေထပ်ပင်ပို့ပြီးတရိယာနေမိသည်ကျိတ်မိတ်သီးခံပြီးအိပ်ပါတော့မည်ဆိုသောဘိုးရွှေခမနောက်ထပ်ဒုက္ခတစ်ခုတိုးလာပြန်လေသည်ထိုဒုက္ခကတော့ကိုရမြောင်၏ဟောက်တံပင်ဖြစ်သည်နာအနာတွင်ကပ်ပြီးတခုခုတခဲခဲနှင့်အချက်ကြကြမြည်နေသောအတန်ကြီးကြောင့်ဘလို့မှအိမ်မပြောနိုင်တော့ပြီချင်းအောင်ကြက်ကြက်ထဲတွင်တိတ်လည်းမလှုပ်ရဲအသက်ကိုမဝတဝမြည်၍ရှူရင်းမိုးလေးကနေမှပြီးမိကနေအိပ်ပြောသွားလေသည်သူနိုးလာတော့ကိုရမြောင်မရှိတော့ပြီသူ့အစားကလေးနှစ်ကောင်ကသာချင်းအောင်ဝေးတွင်ငုတ်တုတ်ကလေးတွေထိုင်နေကြသည်ဖိုးဖိုးနိုးပြီလားအကြီးကောင်လေးကမပီကလာနဲ့စကားဆိုသည်အငယ်ကောင်လေးကတော့စကားရှိရှိမပြောနိုင်သေးတော့လေအားလုံးကိုတော့နားလည်နေပြီဖြစ်လေသည်သူ့အကိုပြောတဲ့အတိုင်းသူကလည်းဝင်ပြောနေပြီလည်းဖြစ်သည်ဘိုးရွှေကတော့သူစကားကိုသိပြီးနားမလဲပြီကလေးနှစ်ကောင်သည်ပင်စုပ်စုပ်ကလေးများဖြစ်တော့လေမျက်နှာချိုလွန်၍ချစ်စရာကောင်းလေသည်ဒီလိုအမေနဲ့အဖေကဒီလိုသားလေးတွေရလာတာအံ့ဩစရာဟုပင်ဘိုးရွှေအံ့ဩနေမိသည်ဘိုးရွှေကအိမ်နေရာမှမထားဘဲခွေနေခြင်းသေးတော်လေနေရာမှစူးစမ်းပြီးထားကခြေနှောင်ကျိုးများကိုဖြုတ်သည်ထိုခြေနှောင်ကြီးဖေလိုက်သောအခါမှလည်းအတန်ငယ်အသက်ရှူရေးဝလေသည်မနေ့ကကိုရမြောင်ထိုင်နေသောဝါပလက်ကလထိုင်လေးပေါ်တွင်သွားပြီးထိုင်တော့မရွှေဘိုက်ကလှမ်းကြည့်သည်ကလေးနှစ်ကောင်ကလည်းသူ့ဖေးသို့ရောက်လာကြပြန်သည်မင်းတို့အဖေနဲ့ဦးလေးရောရွာထဲသွားတယ်ဖိုးဖိုးရဲ့ဥဝဲအငယ်ကောင်ကဘာဝင်ပြောသည်ဘိုးရွှေကနားမလဲအကြီးကောင်ကဘာသာပြန်ပေးသည်ကျဲဥသွားဝဲတဲ့ဖိုးဖိုးရဘိုးကျဲဥတွေဘဲဥတွေဝဲခဲ့မယ်လေသားတို့လည်းစားရမယ်ကျဲဥဘဲဥစားရမည်ဆို၍ကလေးနှစ်ကောင်ကဝမ်းပန်းတသားဖြစ်နေကြရရှိသည်ဘိုးရွှေကတော့စိတ်ညစ်သွားရှာသည်သူ့ကိုကျဲဥဝဲကျွေးအောင်ပြီဆိုတော့ပြန်လွတ်ရန်မစင်စားသေးသည်မှာထင်ရှားနေသည်ဖိုးဖိုးကျဲဥမစားကြပါဘူးအိပ်ပြန်ခြင်းနဲ့မြေးတို့ရဲ့
မင်းတို့အဖေကိုဖိုးဖိုးကိုအိမ်ပြန်ပို့ပေးဖို့ပြောပြပါလားဖိုးဖိုးပါလာတဲ့ပိုက်ဆံတွေအကုန်ယူထားလိုက်ဖိုးဖိုးအိမ်ပြန်ရရင်တော်ပြီကလေးတွေနားလည်လားမလဲလားမသိဘိုးရွှေကရင်ထဲရှိသမျှပြောနေမိသည်ကလေးနှစ်ယောက်ကအတန်အသင့်နားလည်ဟန်ရှိသည်မျက်နှာငယ်လေးများနှင့်ငိမ့်နေလေသည်ခက်လန်းလန်းတွင်မိမွေးနေသောမတ်ရွှေပိုက်ကသူတို့သုံးယောက်ကိုလှမ်း၍ကြည့်တော့လေထ၍မလာနိုင်ထင်းကစုံနေသဖြင့်မိခိုးတစ်လုံးလုံးနှင့်ဖြစ်နေသည်စလူရက်တောင်သည်တစ်ဖြက်ဖြက်ခတ်နေတော့လေမိကတက်မလားသူသာလျင်ချောင်းတဟို့ဟိုဆိုလာသည်မဖြီးနိုင်မလိမ့်နိုင်သပင်ဖွားဖွားပေါ်တွင်ပြမုံများကပ်နေသောမတ်ရွှေပိုက်သည်ပင်မနှွမ်းနေနေဟန်ရှိသည်မျက်နာကလည်းအန်တန်တန်နှင့်ဖြူဖက်ဖြူရောဖြစ်နေသည်ဟုဖိုးရွှေထင်မိသည်ဒီပိုက်ကြီးတဲ့ကြည့်ရတာသူရနေနေသလိုပဲအင်းလေဖြူရာမင်းပီစီတို့ဖောလစ်အက်ဆစ်တို့လည်းတောက်ရကောင်းမှသိမှမထင်ပါဘူးဟုစဉ်းစားမိတော့သူစလွယ်တိုင်းလာခဲ့သောတရေအိတ်ကလေးကိုသတိရမိသည်ထိုအထက်တွင်စေကံအတွက်လူအပ်သောစေနေနေပပပါသည်ကိုသတိရမိသည်သူလူနာထဲတွင်ပိုက်ကြီးတယ်မရှိ၍ကိုဝင်တောင်အားစေးတော်ဝင်မလာခဲ့ချေအားစေးတော်လုံနေပုံမေသူ့ကိုတားလီသားနှင့်ခုတ်ရန်ကြံရွယ်ခဲ့သူအားဘိုးရွှေကစိတ်ကူးထဲမှနေပြီးစေကူနေမိသည်အစင်များပြေလျင်သွေးဖောင်ချိန်တွေပါတွေတိုင်းပြီးစီးချိုသွေးချိုလည်းစစ်ပေးလိုက်ခြင်းသေးသည်ဟဲ့ဟိုနှကောင်လာမတ်ရွှေပိုက်ကလမ်းကော်သည်ထမင်းချမ်းအေးဆက်ဆက်ပေါ်တွင်ထုံးစံအတိုင်းငပိရည်ဆန်းပြီးရုပ်သီးမုံဖြူပေးသည်သူကိုယ်တိုင်လည်းတန်စလုံးထဲကထမင်းချမ်းခဲ့ပေါ်သူငပိရည်တစွန်းဆန်းပြီးရုပ်သီးမုံနှင့်နေသည်ထို့နောက်အငယ်ကောင်ကိုခွင်းလိုက်သူစားလိုက်နေမိသားစုထမင်းဝိုင်းဖွဲ့နေသည်သူတို့ခွဲတန်းမှာအာဘဲကြောင့်မိခင်တော်မပါပါလားဟငါကအထူးဧည့်သည်မို့အာဘဲကြောင့်စားရတာထင်နေဘိုးရွှေကသူတို့ထမင်းဝိုင်းကိုမျှော်ကြည့်နေမိသည်အရသာကိုမြည်ဆန်းဖူးထားပြီးဖြစ်၍နည်းနည်းလေးမှစားခြင်းစိမ့်မပေါ်သို့တော့ဘိုက်ထဲတွင်တကြုတ်ချုပ်ဖြစ်ပြီးစားနေသည်ကတော့အမှန်ပင်ကြက်ဥသွားဝယ်နေတယ်ဆိုတော့ကြက်ဥရမှငါ့ကိုကြွေးတော့မယ်ထင်နေထို့သို့တွေးလိုက်မိတော့ဟိုနှကောင်ရွာထဲသွားနေသည်ကိုသတိရသည်တားမိသုံးယောက်ကလည်းထမင်းစားနေကြသည်သူ့စီတွင်အာယုံမရှိဟုထင်ရသည်စားလို့ကလည်းမဝင်ညကလည်းအိတ်မပြောခဲ့တော့ဘိုးရွှေသည်နှုံကြီးချင်းနှင့်ပြော့နေသည်သို့တော့ငါအခုနေများထွက်ပြေးရင်လွတ်များလွတ်နိုင်မလားဟုတွေးမိတော့အတန်ငယ်တက်ကြွလာသည်ယောက်ျားသားနှစ်ယောက်ကိုမမြင်ရတော့လေကြောက်စိတ်လျော့ပါလာသလိုရှိသည်သို့တော့ခက်တီကသူ့ကိုယ်သူဘယ်နေရာရောက်နေတယ်လဲမသိရခြင်းပင်ဖြစ်သည်ဘယ်နေရာရောက်နေပြီးဘယ်ဘက်ကိုထွက်ပြေးလျင်ဘလို့ရောက်သွားနိုင်သည်သူမသိထို့ကြောင့်နေရာမထကဟိုလိုဒီလိုလမ်းလျှောက်ကြည့်သည်ဟိုချုံနဲ့တိုးတော်မလို့ဒီချုံနဲ့တိုးတော်မလို့လို့ရင်မက်ရွှေဘိုက်ကိုမတိမသားခဲ့ခဲ့သည်တတိမလို့တော့မက်ရွှေဘိုက်ကလည်းသူ့ကိုလှမ်းကြည့်ရင်အဖိုးကြီးဘာလို့မလို့လဲဟုအော်လေသည်တပိုးတပားသွားကျင်လို့ပါကွယ်ရုတ်တိအတန်ဆုံးအဖြေကိုသူကပေးလိုက်သည်မယုံမဖြစ်၍ယုံလိုက်ရတော့လေမက်ရွှေဘိုက်ကတိတ်ပြီးယုံကြည်ဟန်မရှိချေထို့ကြောင့်သူ့စီတို့တားကြီးကောင်ကိုပြန်လွှတ်လိုက်သည်သူတော့ထိုင်နေရင်မင်းဆောင်နေထွက်ပြေးရင်တော့အမေကိုအော်ပြောသူစီတို့ပူလက်တက်နဲ့ပြေးလာတော့ကလေးအရွယ်ခန့်ပေတိပေစုပ်ကလေးငယ်ကိုကြည့်ရင်ဘိုးရွှေရဲကျင်သွားသည်ထိုအသက်ထိုရွယ်လေးကိုကင်းဆောက်ခိုင်းရန်လွှတ်လိုက်သည်ကိုကြည့်ချင်းအဖြစ်သူ့ကိုအတော်အထင်သေးနေပုံရလေသည်အောင်မလေးရဲ့ထွက်ပြေးရင်အမေကိုအော်ပြောတယ်ငါတကယ်ပြေးရင်နင်လိုက်နိုင်မှာမို့လို့လားဘိုက်ကြီးတပြင်းပြင်းမရဲ့ငါကတားလီသားကိုကြောက်ပေမဲ့နင့်ကိုမကြောက်ဘူးဘိုးရွှေကစိတ်ထဲမှနေပြီးပြန်ဝေါ်လိုက်သည်အသက်80ကျော်ပြီဆိုတော့လေတုံးချီရိုင်းနေနေသည်ဖိုးကြီးမဟုတ်ပါတန်တင်းသလောက်ထမ်းနိုင်ပိုးနိုင်ထိုးနိုင်ကျိတ်နိုင်ပြေးနိုင်လွှမ်းနိုင်လည်းရှိပါသေးသည်ဖိုးကထွက်ပြေးခြင်းလို့လား၄နှစ်အရွယ်ကင်းဆောင်သူရဲကောင်းကြီးကမေးသည်ပြေးခြင်းတာပေါ့ကွယ်ဘာဖြစ်လို့လဲဖိုးရွှေကခြုံတူတူကိုရှာပြီးဝင်တိုးခဲ့သည်အော်အိမ်ပြန်ခြင်းလို့ပေါ့ငါမြည်ရဲ့အိမ်မှာဖိုးရဲ့မေရှိလားမေမဟုတ်ဘူးမိန်းမရှိတယ်ကွပေါင်းမြင်ပါသောနေရာတွင်ဘိုးရွှေကဟန်ဆောင်ပန်ဆောင်ထိုင်သည်မင်းနမ်းမမကြောက်ဘူးလားဟိုဘန်နာသွားလေဟုခလန်းလန်းသူသွားခိုင်းတော်လဲသူရဲ့ကောင်းလေးကမခွာကြည့်မိန်းမရှိတာအဖွားကြီးလားအဖိုးကြီးရဲ့မိန်းမဆိုတော့အဖွားကြီးပေါ့ကွာဘိုးရွှေကအလိုက်တင်ပြောရင်ဘယ်ဘက်ကိုပြေးရမလဲစဉ်းစားသည်အမေကပြောနေတယ်အဖွားကြီးစီကပိုက်ဆံတောင်းမယ်တဲ့ဘာပြောတယ်ဘိုးရွှေမျက်လုံးပြူးသွားသည်အဖွားကြီးစီကပိုက်ဆံတောင်းပြီဆိုပါလားဟင်ဘာဖြစ်လို့တောင်းပါလဲအဖွားကြီးစီကပိုက်ဆံများကြီးရမှာဘိုးကိုအိမ်ပြန်ခိုင်းမယ်တဲ့သေပါပြီကွာသူ့ကိုပြန်ပေးဆွဲတော့မေဖြစ်ကြောင်းဘိုးရွှေချက်ချင်းသဘောပေါက်လိုက်သည်သူတို့သည်သူ့မှာပါလာသောတဲ့ရင်စိတ်နှင့်ကြည်နဲ့ရောင်ရဲခြင်းမရှိနိုင်တော့ချေဘာပဲဖြစ်ဖြစ်ပြေးတော့မယ်ဟာဘိုးရွှေကဟုံးကနေထားရက်ကပြေးမိရန်ပြင်းသည်ပြေးရင်နဲ့တေးရင်လဲသေးပါစေတော့
သူတို့လှုပ်သမျှလင်းဆင်းပြီးတော့မခံနိုင်သူတို့လှုပ်ပုံလွန်လာသည်ပထမကားနဲ့ပို့ဆွဲသည်မသေးတော့တက်ရန်ကြံသည်ထို့နောက်ပါသမျှငွေကိုအကုန်ယူကာအခုကျတော့ပြန်ပေးဆွဲအောင်မိတယ်ဘိုးရွှေရင်ထဲတွင်မခံချင်စိတ်တွေစုဝေလာသည်သူတကယ်ပြီးတော့အကြီးကောင်လေးကမအော်ရှာပါဇက်ကလေးအဟောင်းသားနှင့်ကြည်နေရသည်ဤမကုံပဲထပြေတော့အဖိုးကြီးဟူ၍အံ့ဩဖြစ်နေပုံရသည်သို့သောကံကမကောင်းလာတော့ရွာထဲကပြန်လာသောကိုတက်တူးနှင့်မှရင်ဆိုင်တို့သည်သူကတစ်ဖက်သို့ချိုးကွေကဆက်ပြေးရန်ကြိုးစားသည်မမကြီးရက်နေသောကိုတမြောင်ကအေးဆက်ဆက်မျက်နှာထားနှင့်ပြုံးပြလေသည်ခမည်းကြီးဘာလုပ်တာလဲကိုတက်တူးကဘိုးရွှေ၏အင်ကြီးရင်ဘက်ကိုဆူဆွဲကဒေါသနှင့်မေးသည်သူမြေကြီးပေါ်ပြစ်ချလိုက်သောအိတ်ထဲတွင်ငါတက်တာဘူးမုံဘူးများကိုတွေ့ရသည်ကိုတမြောင်ကတော့လက်နှစ်ဖက်စလုံးမအားရှာလက်တစ်ဖက်ကကြက်ဥများကိုဆွဲထားပြီးကြံတစ်ဖက်ကဆန်အိတ်နှင့်စီပလင်းကိုစုကိုင်းထားလေသည်အဖိုးကြီးအိမ်မပြန်ကျင်တော့ဘူးထင်တယ်ကိုတက်တူးကအန်ကျိတ်တန်းနဲ့ပြောသည်အားရှိပါရှိရိုက်တော့မလို့လက်ပြန်ရွယ်လိုက်တော့လေတကယ်တော့မရိုက်ချီအစဲတွေကိုတော့စုံနေအောင်အားရပါရဆက်လိုက်သည်မှာနားနဲ့ပဲမဆန့်ချင်ထို့နောက်တွင်သူတို့သည်ဘိုးရွှေကြီးခြေထောက်နှင့်ရောဘာပင်ကိုတန်ကျိုးရှည်ရှည်နှင့်တွဲကတော့ခတ်ထားလိုက်ကြလေသည်အခုတော့ဘိုးရွှေလည်းစိတ်ညစ်ဘိန်းမလည်းစိတ်ညစ်နှစ်ဦးစလုံးစိတ်ညစ်နေကြပြီဖြစ်လေသည်ဘိုးရွှေကထုခတ်ခံရ၍စိတ်ညစ်ခြင်းဖြစ်ပြီးဘိန်းမကတော့အဖွားကြီးကိုဆက်သွယ်၍မရသောကြောင့်စိတ်ညစ်ခြင်းဖြစ်လေသည်တယ်လီဖုန်းကဘလို့မှဆက်မရဘူးဟာဖုန်းပိတ်ထားပါတယ်ဆိုတာကြီးပဲអော်နေတာငကြွဲကြီးအဖေကိုဘိန်းမကမကြည့်နဲ့ထို့ကြောင့်ငကြွဲစီမှအဖိုးကြီးဖုန်းကိုယူပြီးကိုယ်တိုင်ဆက်ကြည့်တော့လေလူချင်းမင်းဆက်သွဲသောဆယ်လူလာတယ်လီဖုန်းနှင့်ပင်တိုးလေသည်အဖွားကြီးကဘာကြောင့်တယ်လီဖုန်းကိုဖုံးပိတ်ထားရလေသနည်းတယ်လီဖုန်းနံပါတ်မှတ်ရလားအဖိုးကြီးကိုမေးကြည့်မလားဒီဖုန်းမှာပေါ်လာတဲ့နံပါတ်ပဲဟာမှားစရာမှမဟုတ်တာသူတို့သုံးဦးခေါင်းချင်းဆိုင်ကြပြန်သည်မနေ့တုန်းကသူတို့တကြိတ်ကြိတ်ဖြစ်နေစဉ်ကအဖိုးကြီးခမည်းတကြောင်ကြကြနေရရမအေးနိုင်အောင်ဖြစ်နေတော့လေယခုတော့လှည့်ဆောင်၍ပင်မကြည့်တော့ကြည်ဖြစ်ချင်ရဖြစ်ပါစေတော့ဟုသဘောထားလိုက်သည်လားမသိရသူတို့ကိုကြော့ခိုင်းပြီးခွေနေလေတော့သည်ကလေးနှကောင်ကလည်းမျက်နှာကလေးများနေအဖိုးကြီးဤဘေးတွင်ငုတ်တုတ်ကလေးတွေထိုင်နေကြသည်အဖိုးကြီးဤမျက်နှာကညှို့နေတော့တိတ်တော်လေးမပေါ်ရရှာကြပြီငါတို့အဖွားကြီးကိုဘလို့မှဆက်သွယ်လို့မရရင်ဘလို့လုပ်မလဲဥပမာကွာတယ်လီဖုန်းခိုးခံရပါပြီတဲ့ကြပြောက်သွားပါပြီတဲ့တနေ့ရရမှာမေ့ကြံခဲ့ပါပြီတဲ့ဒီနံပါတ်ကဘလို့ဆက်လို့ရတော့မှလဲဒီလိုဆိုအိမ်လိပ်စာမေးပြီးအိမ်ကိုလိုက်မှာပေါ့ငကြွဲကဒါကိုသူ့တာဝန်ထားလိုက်ဟုသောပုံစံနှင့်ဖြေသည်အဖွားကြီးကိုတွေ့လျင်ဘယ်ချိန်ဘယ်နေရာကိုငွေဘလောက်ယူပြီးဘယ်သူမှမသိအောင်လာခဲ့ဟုတင်းတင်းမာမာပြောလိုက်မိဟုလဲစိတ်ကူးနေသည်ကဲဒီလိုဆိုနောက်ကိစ္စတစ်ခုပြောမေးဖိမကစကားဆသည်ငါရဲ့ဘိုက်ကိုလည်းစဉ်းစားကြပါဦးဖိမကရှင်းရှင်းပင်ပြောသည်မနေ့တုန်းကလောဘအယောင်တွေတောက်နေသောမျက်လုံးသည်ယနေ့တော့အတန်ငယ်ရောင်မိန်နေသည်၄-၅ ရက်လောက်နေရင်ငါလှိုင်းသားရကိုပြန်နေမှဖြစ်မေဒီရောဘာတော်ထဲမှာတော့ကလေးမွေးလို့မဖြစ်ဘူးဖြိုးမောင်မောင်သည်မြေကြီးပေါ်တွင်ထိုင်နေသောဗိမာကိုအခုမှအသေးချာကြည့်မိသည်ဖောင်းကားနေသောဘိုက်ကိုလက်တစ်ဖက်နှင့်အသာထည့်ရင်ရိုင်နှင်းနှင့်အိမ်နိုင်ကိုမိထားသည်မွေးရင်ဖွားရင်ဝမ်းဆွဲရှိမှဖြစ်မှာနောက်ပြီးကိုညီမဲ့မိမအဖော်လဲလူတယ်လေနောက်ပြီးလဲစရာအဝတ်ထမိန်ကလေးကိုထွေးဖို့အနီးကတော့ပစိုးစုပ်ရှိလဲဖြစ်ပါလေဒါပေမဲ့နင်တို့ကိုယ်တိုင်ကလည်းအဆုတ်ဝစ်နေရတာဒီလိုကိစ္စတွေကိုသူတစ်ခါမှတွေ့မပေးဘူးခဲ့၍ဖြိုးမောင်မောင်သည်မိမကိုအာနာသွားသည်ငကြွဲကလေသူ့အမကိုအငိုင်သားကြည့်နေသည်ခြေထောက်တွေရောင်နေသည်ကိုလည်းယခုမှပဲသတိထားမိတော့သည်နင်ကမွေးခါနေပြီလားဖြိုးမောင်မောင်ကခက်ဆဆမေးသည်ခတ်တာကငါလည်းအသေးချာမသိဘူးဒီကြားထဲဘယ်ဆေးရုံဘယ်လက်တဲ့ဘယ်ဝမ်းဆွဲကိုမှလည်းမပြမိဘူးအရင်နှစ်ကောင်တုန်းကလည်းလွဲတယ်လေဒီတယောက်လည်းခတ်မှာတော့မဟုတ်ပါဘူးငါတို့မှပိုက်ဆံရှိနေပြီပဲနက်ဖြန်ကြရင်ငါသွားပြီးအိမ်လေးပါလေးငှားမယ်လေညင်ပေါ်တာတွေတဲကအဖော်လာနေပေးမဲ့လူရောမရှိဘူးလားမိမအဖော်အနေနဲ့မိဖွားတော့နေပေးမဲ့လူပေါ့ဖြိုးမောင်မောင်ကကျန်နာစွာပြောသည်ဗိမလည်းယခုမှစိတ်အေးသွားသလိုတက်ပြင်းချသည်ကဲဒီလိုဆိုအဖိုးကြီးကိစ္စဆက်စင်စားကြစို့အဖိုးကြီးကိုလှမ်းကြည့်လိုက်တော့နေရာမထတိုင်းပြီးကလေးနှကောင်နဲ့စကားပြောနေသည်ကိုတွေ့ရသည်ခဏနေတော့အကြီးကောင်လေးကသူတို့ဘေးသို့ရောက်လာသည်အမေဖိုးကြီးဖျားနေတယ်ဟုတ်ဖျားနေတယ်သူ့အသားတွေပူနေလို့ဒီတခါတော့သူတို့၃ယောက်စလုံးစိတ်ညစ်သွားကြသည်သူတို့ရေးဆွဲထားသောလူပြန်ပေးကိစ္စအစီအစဉ်တွေအဖိုးကြီးသည်အဖျားအနာကင်းနေသူဖြစ်လေသည်ဖျားတယ်ဆိုရင်ဘာလုပ်ရမလဲဟာဖိုးကြီးကသူ့အိတ်ထဲမှာဆေးရှိတယ်တဲ့
သူ့အိတ်လေးပေးပါတယ်ဆလဲတိုင်းလွယ်ထားသောအိတ်ထဲမှာပိုက်ဆံများထုတ်ယူပြီးမှုသူတို့ကအိတ်ကိုပြန်ပေးလိုက်သည်အိတ်ထဲတွင်ပါသောဆေးကပ်များထဲမှအချို့ဆေးများကိုရွေးယူကအဖိုးကြီးကတောက်လိုက်သည်တော်သေးတာပေါ့ဟာသူ့မှာဆေးပါလို့အဖိုးကြီးကဘာမှမပြောဘဲပြန်ခွေနေသည်ဖျားနေရင်ချမ်းမာပဲဟုထင်၍စောင့်ချုံပေးတော်လေအဖိုးကြီးကတွန်းပြလိုက်သည်ပါဇက်မှလည်းနန်လိုက်တာဟုပြောသေးသည်သို့သောခဏနေတော့ထိုနန်လိုက်တာဟုသောဆောင်ကိုပင်ဆွဲ၍ချုံလေသည်အကြီးကောင်လေးကအဖိုးကြီးကိုတနာဟန်ရှိသည်ထမင်းမစားနိုင်တော့ထမင်းရည်ယူတိုက်သည်သူခမရလေးမလေးအဖိုးကြီးကိုကြွေးစရာထမင်းရည်အပြင်ဘာမှမရှိရှာသူတို့ညီအကိုစားခတ်ပြီးတောင်းနေကြထမင်းရည်ကိုပင်တရားရရောစာဝေးမြပေးနေရခြင်းဖြစ်သည်ထို့နောက်ညီအကိုနှစ်ယောက်သားအဖိုးကြီး၏ခြေထောက်ကိုတယောက်တစ်ဖက်စီနှိပ်နေနေကြသည်အဖိုးကြီးကလည်းငြိမ်ပြီးခံနေလေသည်မဖျားလိုက်စမ်းပါနဲ့ဖိုးကြီးရဲ့စိတ်ညစ်လွန်းလို့ငကြွဲကခတ်တိုးတိုးရေရွတ်သည်ထို့နောက်မျက်နှာတွေအန်နေသောဗိမကိုကြည့်ပြီးနင်းလဲမမွေးလိုက်တဲ့အောင်တော်အမတပတ်လောက်တော့အောင်ထားအောင်ဟုစားနောက်သလိုပြောသည်သူ၏အမသည်ထိုညညတွင်ပင်ဘိုင်းနာလာတော်မူကိုသူမသိချေခဏနေရင်မှောင်မဲလာတော့မေထင်မိဖို့ထဲမှမိကျွင်းကြံလေးများကတဖြည်းဖြည်းပြဖုံးကအယောင်ဖြော်လာသည်ပရိအော်တန်ဆူဆူလေးများကိုလည်းကြားနေရပြီဖြစ်သည်အပေါ်ဘက်ကိုမောကြည့်လိုက်တော့ရောဘာရွက်များကြားတဲ့ဝေကြက်ကြက်ညံ့ညံ့ဖြစ်နေဟန်ရှိသောလာခွေကလေးကိုတွေ့ရသည်လာလဲမသာကျဲလဲမလင်းသောညာပေါင်းတော်တော်များများကိုဒီရောဘာထဲတွင်သူတို့ကြော်ဖြတ်ခဲ့ပြီးဖြစ်လေသည်ရခင်ကတော့စိတ်ပြတ်ငင်းငယ်စွာဖြင့်ယခုတော့တက်ကြွလှုပ်ရှားစွာဖြင့်အဖိုးကြီးစီမငွေများသည်သူတို့ကိုခွင့်အားဖြစ်စေသည်ထို့ပြင်အဖိုးကြီးကိုအကြောင်းပြုပြီးနောက်ထပ်ရလာမည့်ငွေများသည်သူတို့ဘဝ၏ထွက်ရလန်းဖြစ်လာမည်ဖြစ်သည်နောက်ထပ်300လောက်ရရင်တော့ဆိုင်ကယ်2စီးကိုပိုင်ဝယ်မယ်သူတို့2ယောက်စလုံးကယ်ရီဆွဲကြပေါ့ငါကတော့ဈေးထဲမှာဆိုင်ကယ်လေးတစ်ခန်းဝယ်မယ်မိမကတဝူးတည်းပြုံးနေမိသည်ဒါပေမဲ့ဒီနေ့အတွက်ကတော့ဘာမှလည်းလုံးမဖြစ်ဘူးဒီနေ့အတွက်အဓိကထားပြီးလုပ်ရမည့်အလုပ်ကအဖွားကြီးနဲ့ဆက်သွယ်ရန်ဖြစ်သည်သို့ပါတော့လေဘလို့မှဖုံးဆက်၍မရတော့ကြောင်းအခြေအနေကရှေ့သို့မတိုးလာပဲဖြစ်နေသည်မတိုးသည့်အပြင်ဆုပ်ယုပ်သွားသည်ကတော့ပိန်ချီပိန်တဲ့ဖိုးကြီးကထွက်ပြေးရန်ကြံစီခြင်းဖြစ်သည်သူတို့မှာတန်ကျိုးရှာရတောခလောက်ဝဲရနေတော်တော်လေးလှုပ်ရှုပ်သွားခဲ့ရသည်ဒီကြားထဲအကြီးရကပ်မိသည်ကတာအကြီးကောင်လေးကိုဖြစ်သည်ဘယ်ဘဝကများဘာတော်ခဲ့လေသည်မသိထို့အဖိုးကြီးကိုသူကခင်ခင်မင်မင်ဖြစ်နေသည်သူ့အဖိုးရင်းဆိုလျင်ပင်ဤမြတွေ့တာချင်းမှတွေ့တာမိဖြစ်သည်အဖိုးကြီးရောက်စားကထမင်းရီတောင်းတောက်သည်ကိုတည်ထားတော့ထမင်းရီငှက်ပြီးသည်နှင့်စလုံးလေးကိုမပြီးအဖိုးကြီးစီယူသွားတတ်သည်အခုလဲကြည့်အဖိုးကြီးနေမကောင်းဘူးဟုဆိုတော့သူ့ညီကိုစီယုံပြီးနှစ်ကောင်သားနှိပ်နေပေးနေကြလေသည်သူတို့လက်ချောင်းလေးများကအာမပါပဲရွာစီနဲ့ဂလီထိုးသလိုဖြစ်နေရရှိတော်လေအဖိုးကြီးကတော့ကြေးတက်နေပုံရလေသည်သူတို့ဖေဖြူမောင်မောင်ကလည်းဗိမလိုပင်အကြည့်ရကတ်လာပုံရသည်ဟိုနှစ်ကောင်ဘာဖြစ်နေကြတာလဲငါ့ဟိုတောင်တစ်ခါမှနှိပ်မပေးဘူးပဲနဲ့ဟုတန်တော်ပြောသည်ဗိမလည်းအဖိုးကြီးကဘာပီယာဇွေးတွေများကျွေးလိုက်တယ်လဲမသိဟုစိတ်ချင်ပေါက်ပေါက်နဲ့တွေးနေမိသည်သူတို့ကမိဘဆိုတော့လေကလေးနှစ်ဦးကိုကြည်ကျင်နာနာရွရွရရချိုချိုသားသားမရှိခဲ့ကြသည်ကိုတော့မတွေးမိကြချီချင်းတွေကတဝီဝီပြန်ဝဲလာတော့ဗိမကနေရာမှလေးကန်စွာထားသည်ဘိုက်ထဲမှာကလေးကတော်တော်လှုပ်နေသည်သူကဘိုက်ကိုလက်နဲ့အုပ်ထားရင်းလက်ဖွားကိုတိုးလာသောလှုပ်ရှားမှုကိုအာယုံစူးစိုက်ကြည့်နေမိသည်ခြေထောက်ကလေးကလည်းကန်တယ်လို့တထောင်စီကလေးကလည်းတွန်းတယ်လို့ရုံးကန်လှုပ်ရှားပြီးတိုးထွက်အချင်းနေပြီလားဟုတွေးပြီးစိတ်ညစ်သွားသည်တကယ်တည်းမှပဲမထွက်ချင်စမ်းပါနဲ့ဦးဟဲ့ဒီမှာဘာဆိုဘာမှအဆင်သင့်မဖြစ်သေးဘူးဗိမဟူသည်ဗိမကထိုကဲ့သို့သောဗိမဖြစ်သည်ဘိုက်ထဲမှာကလေးကိုပင်လှမ်းပြီးစုပူမမဲခြင်းနေသည်ကလေးတကောင်ပြင်ရောက်လာလျင်ဘိုက်ထဲမှာရှိစဉ်ကားတဲ့ပိုပြီးလှုပ်ရှုပ်တော့မိကိုတော့သူ၏အတွေ့အကြုံအရကောင်းစွာသိထားလေသည်တက်နိုင်လျင်နောက်ထပ်1 လ 2 လလောက်ဘိုက်ထဲမှာဆက်ထားခြင်းသေးသည်မွေးရက်ကဘဲတော့လေနင့်ကိုနေမသိဘူးလားမသိလို့ပေါ့ဟဲ့ဖြိုးမောင်မောင်ကလှမ်းပြီးတော့ဗိမားကစောင့်ကြည့်အောင်ကြည့်ပြေးသည်ကလေး2 ယောက်မွေးဘူးပြီးဖြစ်တော့လေသူကမမှန်သားသားရှိသူမဟုတ်အကြီးကောင်လေးကိုဝင်နေတုန်းကလေ4 လလူလူ5 လလူလူနေသူ့ကိုယ်သူတေချာမသိအရက်ထဲမှာလက်မဲ့ရဝမ်းဆွဲเสียမှသူ့ဘိုက်ကိုအသေးချာဆန်းပြီးမှနေဟာက4 လမကတော့ပါဘူးဟဲ့5 လလောက်ရှိနေပြီမိမဆိုတာနောက်ဆုံးသွေးပေါ်ရက်ကိုမှတ်ထားရတယ်ဟဲ့ဒါမှမွေးရက်ကိုတွက်လို့ရမှာပေါ့ဟုဆူဆူပူပူပြောခဲ့သည်သူကတော့စိတ်ထဲမှနေပြီးအလိုတော့ဘိုင်းနာတဲ့ရက်မွေးတဲ့ရက်ပေါ်ရှင်းရှင်းလေးဟာကိုဟုနှုတ်လန်ထိုးလိုက်မိသည်
ထိုစဉ်ကတာဦးကိုဝင်ဖြစ်တော်လေကျမ်းမာရေးကထောင်ထောင်မီကောင်းခဲ့သည်မွေးခါနီးထိကုံစင်းရောင်းတော့ဟင်းရွက်တောင်းရွက်တုံးဖြစ်သည်အလုံးမပြတ်အကိုင်မပြတ်သွားလာဆဆတောင်းနှင့်ပင်ဘိုင်းနာခြင်းရောက်လာသည်နာခြင်းရောက်ပြီးနာပြန်တော့အသေးအတန်နာခဲ့သည်ကိုတော့ပြန်၍ပင်မတွေ့ခြင်းနာလုံးတစ်ဖြစ်နောက်တစ်ခါကလေးမမွေးတော့ပါဘူးဟု၍အန်ကိုက်ပြီးဆုံးဖြတ်ခဲ့သည်သို့သောကလေးဝမ်းမှာကျွတ်တော့နာကျင်ခံစားရသောဝေဒနာများကိုမိပြောက်ဖြစ်သွားသည်ဒီလိုနှင့်ပင်အလက်ကောင်ကိုမွေးခဲ့ပြန်သည်ဟောအခုတော့နောက်ထပ်တစ်ကောင်ကိုမွေးရအောင်တော်မူအရင်ကလေးနှစ်ကောင်တော့ကလူနာနီးသူနာနီးမှုအရေးဟဲ့အကြောင်းဟဲ့ဆိုလျင်ဝိုင်းဝန်းမြင့်သူများရှိသည်အ ਨੇ ဆုံးတော့စေယုံပို့ပေးမိဝမ်းဆွဲဆရာမခေါ်ပေးမိဖြစ်သည်သူ့ဟာသူတယောက်တည်းကော့တောင်ပြေမြဝတီပြေငါကလှိုင်းတရမှာပဲနေခဲ့ရမှာဘာဖြစ်လို့များမိသားစုတစ်ပြုံလုံးပြည့်မိကြတယ်မသိအမှန်ကတော့ရုံးမြင်ကနာကြောက်သူအာတီအတာများမို့ဖြိုးမောင်ပြေးလျင်သူတို့ကိုလာပြီးစစ်ဟဲဖမ်းဟဲစီးဟဲလုံမကြောက်ခြင်းပဲဖြစ်သည်တို့ကြောင့်နောက်လှည့်မကြည်စတမ်းပြေးခဲ့ကြခြင်းဖြစ်သည်အဓိကရောင်းသူဝယ်သူကိုဖမ်းမိထားပြီးဖြစ်၍ရဲကသူတို့ကိုစိတ်ဝင်စားပေမရှိလာကြောင်းသူတို့ခမများမသိရှာခဲ့ပြီးဒါပေမဲ့ဒီရောဘာတော်တဲ့ရောက်လာလို့လေတရင်စိတ်ကြီးများတောင်ရခဲ့တာမဟုတ်လားပိုက်ဆံအကြောင်းများတွေးလိုက်လျင်ဗိမ္မာသည်လက်ရှိခံစားနေရသောဒုက္ခနှင့်သောကများကိုမိသွားတတ်သည်ထိုငွေကိုမတရားယူထားခြင်းမဟုတ်ဘဲမိဘကပေးထားခဲ့သောသူ၏ကိုယ်ပိုင်ငွေလိုချစ်မှတ်ခံစားနေသည်ခက်သည်ကထိုမြနှင့်လည်းမရောက်ရဲနိုင်ပဲအဖိုးကြီးကိုပြန်ပေးဆွဲရန်ဆက်လက်ကြံစည်နေမိခြင်းဖြစ်သည်သူ၏ရင်ထဲမှလောဘစိတ်သည်မိဘုံကြီးတပုံလိုအရှက်တကြီးကြီးတောက်လောင်နေလေသည်ပိုက်ဆံအကြောင်းတွေးမိပြန်တော့အဖွားကြီးနှင့်ဆက်သွယ်မရသေးသည်ကိုသတိရပြီးရင်ထဲတွင်မတက်မသားဖြစ်သွားသည်ငကြွဲကထိုတာဝန်ကိုသူယုံမိဟုပြောတော်လဲပိန်မကစိတ်မချအဖွားကြီးကိုသူကိုယ်တိုင်တွေ့ခြင်းသည်အဖွားကြီး၏စိုးရိမ်ရေးအမှတ်ကိုကိုယ်တိုင်အကဲခတ်ခြင်းသည်အဖိုးကြီးအပေါ်တွင်ပူပန်နေသောပူပန်မှုဒီဂရီတိတ်ကြီးနေလျင်သူတို့ကလည်းသိန်း100သာမကသိန်း200အထိဆွဲတင်လျင်တင်ရမည်ရနိုင်သမျှငွေကိုရအောင်ညှစ်ထုတ်ရမည်ဒီလိုအခွင့်အရေးကဒီတသက်တွင်နောက်တစ်ခါထပ်ပြီးရနိုင်မည်မဟုတ်ကြီးငါဘယ်မှနေလဲသိတော့မင်းတို့ကအိမ်ကလူတွေကိုပါတွားပြီးဒုက္ခပေးမလို့လားတွေးကောင်းကောင်းနဲ့တွေးနေစဉ်အဖိုးကြီးရဲ့အတန်ကိုကြားလိုက်ရပြီးဘိမအနှင်းငယ်လန့်သွားသည်သူ၏စိတ်ထဲကိုများလှမ်း၍မြင်လိုက်လေသလားဟုမလုံမလဲဖြစ်သွားမိသည်အဖိုးကြီး၏ဘေးတွင်ခြေနှောင်စုပ်ကြီးပိတ်ထားသောငကြွဲကိုတွေ့ရသည်မမထထနှင့်ဟိဟောက်ပြစ်လိုက်ရမလားချိုသားနှင့်ချုပ်၍မိရမလားဝေခွဲမရဟန်နှင့်ဘိမကိုအကူအညီတောင်းသလိုလှမ်းကြည့်သည်သူ့ကိုတန်ကျိုးနှင့်ချီထားသည်ကားတကြောင်အဖျားသွေးဝင်ပြီးခေါင်းတွေတစ်စစ်စစ်ကိုက်ခဲနေသည်ကားတကြောင်နန်းနန်းစောစောခြေနှောင်ကြီးထဲတွင်နန်းနန်းစောစောငကြွဲနှင့်အတူအိပ်ရအောင်မိကားတကြောင်ထိုအကြောင်းသုံးကြကြောင်ဘိုးရွှေလည်းစိတ်တွေတဖြည်းဖြည်းတိုးလာလိုက်သည်မှာကြောက်စိတ်များပင်လျော့ပါလာသည့်အထိဖြစ်သည်ဗိမကသူတို့နှစ်ဦးစီလျှောက်လာသည်တက်တာတော့မဟုတ်ညာဘက်လက်ကခါနောက်ကိုဖိထားပြီးဘယ်ဘက်လက်ကဗိုက်ကိုမတိမတာမထားသည်သူကိုယ်သူမသိတော့လေလမ်းလျှောက်ပုံကတော့ကော့လန်နဲ့အချို့မပြေလားဒါကတော့ဒုက္ခပေးတယ်လို့မှမဟုတ်ပေအဖလည်းအိမ်ပြန်ခြင်းနဲ့ကျမတို့ကလည်းပြန်ပို့ချင်တာပဲဟာဒီလိုပဲညှိညှိနိုင်လေးလောက်ရမှာပေါ့ထိုစကားကိုကြတော့ဘိုးရွှေကပို၍ပင်ဒေါသဖြစ်သွားသည်ငါကဘာမဟုတ်တာလှုပ်ထားလို့ဘသူနဲ့ဘလို့ညှိရမှာလဲခါတိုင်းသူတို့ကိုရဲမကြည့်ပဲမျက်နှာခက်လွှဲထားတတ်သောဘိုးရွှေကယခုတော့မျက်နှာချင်းဆိုင်ကြီးကခက်တင်းပြောနေသောကြောင့်ဘိမအံ့ဩသွားသည်ငါတို့စိတ်ပေါက်လို့ထတတ်ရင်အခုသေဆိုသေရမဲ့သူကသူ့ကိုယ်သူဘာထင်နေလဲဟုတွေးမိပြီးတော်တော်လေးအကျဉ်ပေါက်သွားသည်သူကတော့အဖိုးကြီးရောက်လာကစားကပုံစံအတိုင်းကုတ်ရုပ်ကြောက်ရွံ့ဖြစ်နေစေခြင်းသည်မဟုတ်တာဖြစ်ဖြစ်ဟုတ်တာဖြစ်ဖြစ်အိမ်ပြန်ခြင်းရင်သိန်း100ပေးမှပြန်ရမှာပဲရှင်းနေတော့မရှိဘူးလို့မပြောနဲ့မရှိရင်ရှိအောင်လုပ်ဒါပဲဘိမကလူရင်းအချက်ကိုတင်းမာမာပြောသည်မလုပ်ဘူးဟေးဒါပဲဘိုးရွှေကလည်းတင်းမာမာပြန်ဩသည်သူတသက်လုံးဘယ်တော့မှလူအောင်ကြခဲ့သူမဟုတ်တွေ့သမျှတည်သမျှလူများကခင်မင်းလေးစားစားရှိခဲ့ကြသည်အခုကြမှာတာသမီပင်မကမြည်ရွယ်လောက်တွေကလောဘတွေတရပြီးတရတက်ရင်မောင်မာရိုင်းဆိုင်ဆက်ဆံနေကြသည်မှာအသင်းနာစရာကောင်းလာသည်စိတ်နာစရာကောင်းလာသည်မိမတို့သုံးဦးစလုံးတန်တော်ဖြစ်သွားသည်ဘာဖြစ်လို့များဒီလောက်တက်တီတွေကောင်းသွားတာလဲဟုသူတို့တွေး၍မရချီအဖိုးကြီးကသူတို့ကိုမကြည့်တော့မျက်နာကမှုန်ကုန်နေသည်နှုတ်ခမ်းကိုတင်းစေထားသည်ဒီနှုတ်ခမ်းပွင့်လာဖို့မလွယ်ချော့မော့မီး၍ရမိဟန်မရှိချီအဖိုးကြီးနာကျင်နေပြီထင်တယ်ဖြိုးမောင်ကပြောသည်အနားသို့လျှောက်လာပြီးအဖိုးကြီး၏ပခုံးဟာခက်ကြမ်းတွန်းလိုက်သည်
နောက်ဖက်သို့ရိုင်းသွားတော့လေအဖိုးကြီးကမျက်လွှာလေးကိုပင်ပြင့်၍မကြည့်ချေဒီအဖိုးကြီးမပြောလို့မဖြစ်အဖိုးကြီးပြောမှလိပ်စာသိမီလိပ်စာသိမှအဖွားကြီးနှင့်တွေ့မှပိုက်ဆံရလိုက်မည်ဖြစ်သည်ဟုဖြိုးမောင်မောင်ကတတိတန်းကြီးစဉ်းစားနေမိသည်အဘတို့ကငွေပုံငွေရှံရှိတဲ့လူတွေပါကျုပ်တို့ကစားစရာတောင်မရှိလို့ငတ်လူတဲတဲဖြစ်နေတာငွေပုံငွေရှံနည်းနည်းလောက်ဖဲ့ပေးရင်ကုသိုလ်တောင်ရအောင်မှာပါဗျာအဲ့ဒါဆိုအိမ်လဲပြန်ရောအမေကြီးနဲ့လဲတွေ့ရရောငကျွဲကတမြောင်ကြီးတဆဆနေပြောပြန်သည်သို့တော့သူပြောပုံကလက်ရောချင်စရာနည်းနည်းလေးမှမကောင်းလေတော့အဖိုးကြီးကရောင်ရောင်လေးမှပဲမလှုပ်ရှားပဲတင်မိဆက်ခင်းနေသည်နာကျင်ရင်နာအောင်လှုပ်ပေးမှာနော်ဖြိုးမောင်မောင်ကပြောပြန်သည်နေရင်တစ်ချက်လောက်အုပ်ထိတ်လိုက်ရမလားဟုသောမျက်နှာထားနှင့်လက်ရွယ်လိုက်သည်ထိုအချိန်တွင်ဘိုးရွှေ၏ဘေး၌မျက်နှာငယ်လေးနှင့်ထိုင်နေကြသောညီကိုနှစ်ဦးကိုလှုပ်လှုပ်ရှားရှားဖြစ်သွားသည်အငယ်ကောင်ကဝမ်းနဲ့ပန်းနဲ့နှင့်ဝါကနေထားငိုသည်အကြီးကောင်ကလည်းဖိုးဖိုးကြီးနေမကောင်းဘူးဖျားနေတယ်နေမကောင်းဘူးဟုပြပြတလဲအော်သည်ခြေထောက်ထူးခတ်ခံထားရသောနေမကောင်းသည့်80ကျော်အဖိုးကြီးအားဝိုင်းပြီးထူးချထောင်းကြတော်မူကိုစိုးရိမ်တကြီးဖြစ်နေသည်ဟာဒီသေးနာလေးတွေကဓမ္မဗိမားကအကြီးကောင်ကဒေါသဖြစ်နဲ့လှမ်းရိုက်သည်ခုနတုန်းကတုတ်တုတ်ပင်မလှုပ်သောဖိုးကြီးကအကြီးကောင်လေးအားလှမ်းဆွဲကရင်ခွင်ထဲဖတ်ထားလိုက်သည်ဟန်ချက်ပြတ်သွားသောဗိမားလေးဝါကိုပြစ်ပေါ်သို့လက်ထောက်လျက်သားကျသွားသည်ထိုအချိန်တွင်ဖိုက်ထဲမှစူးပြီးနာကျင်လာသည်ဟော့တော့ဗိမားကရုတ်တရက်မျက်လုံးပြူးသွားသည်လက်ထောက်လျက်သားကုန်းကုန်းကြီးဖြစ်နေရမှပြန်မရနိုင်သေးပဲအတန်ငယ်ထိတ်လန့်နေသည်ဝမ်းထဲမှနေပြီးဆုပ်ရည်ဆွဲလိုက်သလိုနာကျင်ပုံမျိုးဟာအမနင်ဘာဖြစ်တာလဲငှက်ကြွဲကသူ့ဘေးသို့စိုးရိမ်တကြီးရောက်လာသည်ရုတ်တရက်လန့်သွားတော့လေနာကျင်မှုကမကြလိုက်ပြန်ပြောက်သွားသည်ဗိမားကသူ့ကိုယ်သူပြန်မဲ့ရင်ဘိုင်းနာတာများလားလို့ပါဟာပြန်ဖြေသည်သားနှကောင်ကိုမျက်စောင်းနေကြည့်သည်အခုတော့လေနှစ်ကောင်သားမျက်နှာငယ်လေးများနေငိမ့်ကုန်နေသည်နင်တကယ်နာပြီလားဖြိုးမောင်မောင်ကမေးတော့ဗိမားဆိုသည့်ဗိမားကသူ့ကိုယ်သူလည်းဘယ်တော့မှရေးရရရှိသူမဟုတ်ထို့ကြောင့်မတိဘူးဟုပြန်ဖြေသည်မဟုတ်သေးဘူးထင်ပါရဲ့ဟုဆက်ပြောသည်အကယ်၍ဟုတ်နေလျင်ဘာလို့ရမည်နည်းဟုသောအစီအစဉ်ကတော့ခေါင်းထဲမှာမရှိပြီပြဿနာတစ်ခုခုဖြစ်လျင်ဖြစ်လာတဲ့အခါကျမှကြုံလျင်ကြုံသလိုမိစဉ်ကြီးကားတတ်သည့်အကျင့်ကတစ်သက်လုံးဆွဲလာသောခြင်းဖြစ်သည်နိယာစေယုံတစ်ခုခုသွားကြမလားဖြိုးမောင်မောင်ကမေးတော့ဗိမအနှင်းငယ်ကြောင်သွားသည်သူကိုပူဝပင်မော်ပင်ရသောကြောင်ဖြစ်သည်မလိုပါဘူးဟာဟုပြန်ဖြစ်ရင်အကယ်၍စေယုံစေကန်းသွားလျင်ကားရှိမှဖြစ်မည်ကိုသတိရမိသည်ကလေးမွေးမြည်သူတွင်ထမိန်တဲ့လဲဝစ်စရာပင်တစ်ထဲနှစ်ထဲမရှိသည်ကိုတွေးမိတော့ငါတို့မှာပိုက်ဆံရှိနေပြီပဲခုရခံရအောင်ပေါ်ပေါ်ပဲပဲထမိန်လေးတွေဝယ်မှဖြစ်မိနောက်ပြီးအနီးပိတ်လဲဝယ်အောင်မေဟိုနှစ်ကောင်လုံးကပစိုးစုံနဲ့ကြီးထွေးခဲ့ရတာဟုဆက်တွေးမိသွားသည်နင်တို့ကားရောဟိုမာလီဟာဖြိုးမောင်မောင်ကလက်ဝဲဘက်တနေရာကိုလက်ညှိုးထိုးပြသည်ဘိုးရွှေကသူညွန်ပြရာကိုလှမ်းကြည့်တော့လဲမှောင်ပိန်းနေပြီမို့ကားကိုမမြင်ရကြသို့တော့ရောင်ပြန်လက်လက်ကလေးတစ်ခုလက်နေသည်ကိုတော့ကြိုးကြားမှလှမ်းမြင်လိုက်သည်ကားနောက်မိတွင်၎င်းဘေးတွင်၎င်းကတ်ထားသောရောင်ပြန်ကလေးဖြစ်နိုင်သည်အဲ့ဒီဘဲဘဲနားကပတ်မောင်းလာရင်ငါတို့တဲရှိထီတောင်မောင်းလာလို့ရတယ်ဟာငါကဟိုကောင်တွေတက်စော်မှာဆိုလို့မောင်းမလာတာဓက်စီရောမနက်ကဖြည့်ထားတာအပြည့်ပဲကဘာပတ်ချင်ရတောင်ပတ်လို့ရတယ်နင်ဘာလုပ်ချင်လို့လဲဗိမားကခက်ညင်ညင်ပြုံးသည်အမှန်ကကားစင်တဲ့ဓက်စီစင်တဲ့ရှိနေရလားဟုသိလို၍မေးခြင်းဖြစ်သည်သို့ပါတော့လေခက်တန်တန်လုံနေသည့်ဖိုးကြီးကိုစိတ်ဆင်းရဲအောင်လုပ်ချင်သည့်စိတ်ညစ်စိတ်ဆိုးများကသူ့ကိုယ်ထဲဝင်လာသည့်အတွက်ကြောင့်အော်အဖွားကြီးကိုဘလို့မှဆက်သွယ်လို့မရရင်အဲ့ဒီအဖိုးကြီးကိုဓက်စီလောင်းပြီးမိရှို့လိုက်ရင်ကောင်းမလားလို့ပါဟုပြက်ပြောလိုက်သည်အဖိုးကြီးကဆက်ကနေဖြစ်သွားသည်ကိုမြင်တော့ဗိမကျေနပ်သွားသည်ငှက်ကြွဲကရုပ်ရှင်ထဲကလူချမ်းတွေရဲသလိုရဲသည်ကလေးနှကောင်ကတော့ငုံမဲမဲလေးဖြစ်သွားကြသည်ထိုစဉ်အကြီးကောင်လေးကိုဖက်ထားဆဲဖြစ်သောအဖိုးကြီးကဗိမကိုလှမ်းကြည့်သည်သူ၏အကြီးကအတန်မထွက်သို့တော့ဗိမ၏နားထဲတွင်တော့မွေးကနီဖွားကနီကိုဝင်တောင်ဆဲဆိုတာစိတ်ကောင်းထားရတယ်ဆိုတာမသိဘူးလားမကောင်းတာတွေကြီးပဲကြံစီမနေနဲ့အကုသို့တုံခဲမရဲ့ဟုအကျယ်ကြီးပြောလိုက်သည်ဟုထင်လိုက်မိသည်ဗိမအတန်ငယ်တွန့်ဆုံသွားသည်ပထမဦးဆုံးအကြိမ်ဖြစ်ကိုအပြစ်ရှိသလိုခံစားလိုက်ရသည်သို့ပါတော့လေကိုယ်စိတ်ကိုချက်ချင်းပြန်တင်ကလေးနှစ်အောင်လှမ်းခေါ်သည်ဟဲ့ဟိုနှစ်ကောင်လာခဲ့ကြတော့နင်တို့နဲ့ဘာတော်လို့ဒီလောက်ထိဖြစ်သေးနေကြတာလေမနှက်ပြန်ကြရင်နင်တို့နှစ်ကောင်ကိုပါရောပြီးဓာတ်စီလောင်းလိုက်ရမလားဖိမကလေးနှစ်ကောင်ကိုစူစူပူပူနှင့်ဆွဲခေါ်သွားသည်ထိုအခါကျမှငကြွဲကချနှောင်ထောင်ပြီးဖြိုးမောင်မောင်ကမိထွေးမင်းကျဲလေးများကိုဂယူးဒီဇိုင်းနဲ့ညှိမ့်သက်သည်
ဒီညအတွက်တော့ဒီညနဲ့ပြီးပြီထင်ပါရဲ့ဘိုးရွှေကတက်ပြင်းကြသည်ရှင်ထဲတွင်ဟာကစာနေသည်သူတို့ကြွေးသောထမင်းကကြမ်းလွန်းမာလွန်း၍စား၍မဝင်ချေအကြီးကောင်လေးယူလာပေးသောထမရေကိုသာအစာပြအောင်မောချနေရသည်စီးချိုသမားနှင့်ထမရေမတင်မန်းသိတော့လဲမတက်နိုင်စီးချိုကြသေးကလည်းပါမလာတော့မတောက်ရဒီကြားထဲအဖျားကဝင်လာပြန်တော့လူကကရုံရင်ဖြစ်ချင်နေသည်ခြေတွေလက်တွေလည်းကြိုက်ခဲနေသည်ညကြရင်အဖျားပြန်တက်အောင်ပါပဲညဘက်ရောက်လာတော့စိတ်ပြီးအေးလာသည်ခြုံစရာဆောင်ကမရှိချေနေကင်းကလာချုံပြီးတော့သေးစော်နန်းနေသည့်ဆောင်ကိုလေဒေါ်ရွှေဘိုက်ကပြန်ယူသွားလေပြီသူ့ဘိုက်ကဒီညတော့နာအောင်မယ်မထင်ပါဘူးနော်ကိုတက်တူးကအတန်ငယ်ဆိုးရွံ့နေပုံရသည်ဟာဗျာနာရင်ခုနတော့ဟာဆက်နာမှာပေါ့နာမမနာတော့တဲ့ဟာအေးစေးမအေးစေးကိုတမြောင်ကထင်းမီဘုံနာတွင်လှန်လောပြီးကျဲဥပြုတ်သုံးလုံးယူလာသည်သူတို့နှစ်ယောက်တယောက်တစ်လုံးစီစားပြီးဘိုးရွှေကိုလည်းတစ်လုံးပေးသည်ဘိုးရွှေ၏တသက်တာလုံးတွင်ဤမြရတာရှိသောကျဲဥပြုတ်ကိုတစ်ခါမှမစားဘူးသေးချေသူကအရသာခံကနှစ်သက်သက်စားရင်အိမ်ပြန်ရောက်လျင်ဘွားချွေကိုကျဲဥ10လုံးလောက်ပြုတ်ခိုင်းပြီးအဝါစားလိုက်အောင်မေဟုတွေးလိုက်မိသည်သို့သောကဲကြမ္မာဟူသည်မှာပြောရရသည်မဟုတ်အိမ်ပြန်မရောက်ပေပြဖြစ်လျင်ဖြစ်သွားနိုင်သည်ဟုဆက်တွေးမိတော့စိတ်ထဲတွင်အတော်မတက်မတာဖြစ်သွားသည်အတော့ကိုဆိုတဲ့ဗိုက်ကြီးတယ်မှာဘိုးရွှေကစိတ်ထဲမှနေပြီးထော်မနာပြုလိုက်သည်တကယ်လဲထိုဗိုက်ကြီးတစ်ပြဲပြဲမှသာလျင်အခရာဖြစ်ပြီးသူကသာမျိုးမျိုးချဲလဲနေကြောင်းသိသည်ခဏနေတော့ကိုရမြောင်လဲတန်းဝေလာသည်ကိုတက်တူးလဲအိတ်ချင်ပုံရလေသည်ကဲအဘရဲ့ဓာတ်စီဇက်လန်းကိုမနက်မှဆက်ပြီးစဉ်းစားတော့မယ်တော့အခုတော့အားရှိအောင်အိတ်ကြစို့ကိုတက်တူးကအိတ်ချင်သည်ကိုအေးဆေးဆေးမအိပ်ပဲရည်တက်ပြောပြီးမှတဲတဲသို့ဝင်သွားသည်ဘိုးရွှေလည်းနန်းနန်းစောစောချင်အောင်ထဲတွင်နန်းနန်းစောစောကိုရမြောင်ကိုကြောခိုင်းပြီးအိပ်ပျော်ရန်ကြိုးစားသည်အိပ်ပျော်လိမ့်မည်မဟုတ်ဟုသူကိုယ်သူထင်တော်လေမိကနေအိပ်ပျော်သွားလေသည်ဖိုးဖိုးကြီးထသူကိုတစုံတဦးကလှုံနှိုးနေ၍ဘိုးရွှေနိုးလာသည်ဖိုးကြီးရေထမှုံများပြန်လာရောက်သည်မပီဝိုးဝါဖြစ်နေတော့လေချင်အောင်ထဲဝင်ပြီးသူ့ဘေးတွင်ငုတ်တုတ်ကလေးထိုင်နေသောအကြီးကောင်လေးကိုမြင်လိုက်သည်တစ်ဆက်တည်းမှာပင်ထိတ်ကနေဖြစ်သွားပြီးသူ့ဘေးမှာကိုတမြောင်ကိုကြည့်လိုက်တော့နေရာတွင်မရှိဟင်းဘာဖြစ်လို့လဲအမေပိုင်းနာလို့လေအကြီးကောင်လေးကဖိုးရွှေ၏လက်ဖွားထဲသို့တစုံတစ်ခုကိုထိုးထည့်ပေးနေသည်ကြည့်လိုက်တော့တောထန်ကလေးတစ်ချောင်းဖြစ်လေသည်ဖိုးကြီးပြေးတော့သူ၏ဘာသာစကားအရာပြေးတော့ဟုဆိုလိုရင်းဖြစ်ကြောင်းဖိုးရွှေနားလဲသည်နေရာမှလူလဲထားပြီးခြေထောက်မှတော့ကလောက်ကိုစမ်းကဖွင့်လိုက်တော့ကြောက်ခနဲ့ပွင့်သွားသည်ဖိုးရွှေ၏နှလုံးသားမှာတတိတ်တိတ်ခုန်လာသည်ဝမ်းသာလိုက်သည်မှာစိုးပွဲရမရှိပြီမင်းအမေရောအမေပိုင်းနာနေတယ်မင်းဖေနဲ့ဦးလေးရောအမေအနားမှာတဲလေးစီလှမ်းကြည့်လိုက်တော့မီးရောင်လေးတွေ့ရသည်ဖိုက်ကြီးတယ်မသည်ဘိုင်းနာနေပြီဖြစ်ကြောင်းချက်ချင်းသိလိုက်သည်သူ၏ယောက်ျားနှင့်သူ၏မောင်ကသူ့ဘေးတွင်မလုတ်တက်မကင်တက်ဖြစ်နေကြမည်မှလည်းသိကြလာသည်လူကြီးတွေပြရခတ်နေစဉ်အကြီးကောင်လေးကသူတို့တင်ထားသောတောတန်ကိုယူပြီးစွန်းစွန်းစားစားလာပေးခြင်းဖြစ်ကြောင်းကိုတစ်ဆက်တည်းသိလိုက်ရသည်ကျေးဇူးတင်လိုက်တာကလေးရဲ့ကလေးငယ်လေးကိုချစ်စိတ်ခင်စိတ်ကျေးဇူးတင်စိတ်များနဲ့ဘိုးရွှေကရင်ခွင်ထဲဆွဲယူပြီးခိတ္တများဖတ်ထားလိုက်မိသည်ဖိုးကြီးအသားတွေပူနေပြီအသားတွေပူနေပြန်ပြီလားဒါဆိုရင်အဖျားပြန်တက်လာပြီပေါ့ကွာအခုမှပင်ကိုသတိထားမိသည်အာကောင်တွေ6ကမူးရိပ်ရိပ်ဖြစ်နေသည်မျက်လုံးတွေကလည်းဝိတ္တိပြေးလျင်ရောလွတ်ပါမလားမီးရှို့မယ်တဲ့ပြေးတော့သူ့အမေကဓာတ်စီလောင်းပြီးမီးရှို့မိပြောသည်ကိုအမှန်တကယ်ယုံကြည်နေသောကလေးငယ်ကဘိုးရွှေထပ်ပင်ပိုးပြီးထိတ်လန့်ခဲ့ဟန်ရှိသည်စိတ်လည်းဆင်းရဲခဲ့ဟန်ရှိလေသည်အတင်းသာပြေးခိုင်းနေတော့လေသည်မင်းအဖေမင်းကိုရိုက်လိုက်မိကလေး၏မျက်နှာလေးကမဲ့သွားသည်သို့တော်လည်းဖိုးကြီးပြေးတော့ဟူသောစကားကိုထပ်ပြောသည်ဖိုးရွှေကခိတ္တမြငိုင်းသွားသည်ထို့နောက်တောကလောက်ကိုတန်ချိုးခွင်းပြန်ခတ်လိုက်ပြီးတောတန်လေးကိုကလေးငယ်၏လက်ထဲသို့ပြန်ထည့်လိုက်သည်မင်းယူခဲ့တဲ့နေရာမှာပြန်ထားလိုက်မင်းရင်မသိဘူးလို့ပြောကလေးကခေါင်းငိမ့်သည်ကျေးဇူးမမေ့ပါဘူးကလေးရဲ့ဖိုးကြီးပြေးတော့မေကလေးငယ်ကထက်ပြီးခေါင်းငိမ့်သည်အောင်မလေးအမေရဲ့နာတယ်အမေရဲ့ဟောဒေါ်ရွှေဖိုး၏အတန်ကိုကြားရသည်ဒီအချိန်မှမပြေးလျင်ဘယ်တော့မှလွတ်တော့မည်မဟုတ်ဘိုးရွှေသည်ကလေးငယ်၏ဦးခေါင်းလေးကိုပုတ်ခါနှုတ်ဆက်လိုက်သည်နေရာမှတွတ်ထားသည်ထို့နောက်တုတ်ပအောင်ပြေး၍ထွက်ခဲ့သည်စိတ်ဆောင်နေတော့မူရိပ်ရိပ်ဖြစ်နေတာကိုပင်သတိမထားမိတော့ချီသူဥတီ၍ပြေးသည်ကရောင်ပြန်လက်ကလေးမြင်နေရသောကားစီသူကားကိုတော့ပိတ်မထားပါစေနဲ့တော်လဲကားထဲမှာရှိနေပါစေဖျားတကြမှာပါဖျား
ပြေးရင်လွှာရင်အထက်ထက်ဆူတောင်းသွားမိသည်ကုသိုလ်ကံကသူ့ဘက်မှဖေးမှနေသည်တောင်းသောစုတလုံးတဝတည်းပြည့်စုံခဲ့သောကြောင့်ဖြစ်လေသည်ကားတကားကိုဆွဲဖွင့်တော့ပွင့်သွားသည်ကားတော်ကိုလည်းတောဖတွင်ချိတ်လျက်တန်းလန်းတွေ့ရသည်ဆက်နှိုးတော့လေအလွယ်တကူနှိုးသွားသည်ဒီထက်ကံကောင်းကြတော့အကြောင်းမရှိတော့ပြီသူကကတ္တရာကားလမ်းပေါ်ရောက်တော့မှနာယီကိုကြည့်မိသည်ည12နာရီရှိနေပြီလွတ်ပြီဟာလွတ်ပြီသူကဝမ်းသာအားရရေရွလိုက်မိသည်လူရောစိတ်ပါပင်ပန်းစင်ရွက်စာပြေနှစ်ရက်လုံးလုံးမခဲရသောအိမ်မက်ဆိုးကြီးသည်ရောဘာတော်တွင်ကြံခဲ့ပေပြီထိုနေရာတွင်သူသည်2ရက်နှင့်2ညနေခဲ့ရသည်အပြင်လောကနှင့်လည်းအဆက်အသွယ်ပြတ်ခဲ့သည်သူကိုလူပြောက်တိုင်ထားလိမ့်မလားတည်စင်းသွင်းလိုက်လိမ့်မလားဝါချွေမိမြပူပန်းလေးမြည်နီနိုင်ငံရဲ့ချမ်းသာသားလည်းတိနေလောက်ပေပြီသူတို့ကြံရမရဖြစ်နေကြမိမှတည်ကြသည်ဝါချွေလည်းဖျားရှင်စီမှခွာမိမထင်ဖျားရည်တော့ခဏခဏလဲရင်အေးချမ်းပါစေကြောင်းအထက်ထက်ဆူတောင်းနေလိမ့်မည်အခုတော့သူဘလို့မှထင်မှတ်မထားသောအချိန်တွင်ရုတ်တရက်ပြန်ရောက်တော့မည်မက်ကြွေတော့ဘလောက်တောင်ဝမ်းသာနေမလဲမသိဘူးတွေ့ရပါတော့မည်ဟုဆိုကမှဘိုးရွှေသည်ဘွားချွေအားပိုး၍လွှမ်းဆွတ်သွားသည်သူအိမ်ပြန်ရောက်တော့မည်အမိုးနှင့်အကာနှင့်လုံးလုံးကျုံကျုံနွေးနွေးထွေးထွေးရှိသောနေရာဘွားချွေရှိသောနေရာမိကလုတ်ဖွင့်လိုက်လျင်လင်းလာသောနေရာရေပိုက်ကောင်းဖွင့်လျင်ရေလာသောနေရာထမင်းစားစပွဲပေါ်တွင်စားတောက်ဖွယ်ရများရှိနေတတ်သောနေရာတသက်တာသာနားနီလျောင်းဆက်နိုင်သည့်နေရာဘိုးရွှေသည်သူရယူပိုင်ဆိုင်ခဲ့သည်များကိုအခုမှတွေ့ပြီးတန်ဖိုးရှိမှန်းသိတော်သည်ထို့နောက်အစိုးမြသောစိတ်ကရောဘာတော်တဲ့သူချက်ချင်းရောက်သွားသည်အမိုးနှင့်အကာလုံးလုံးကျုံကျုံမရှိသောနေရာမိခလုတ်မရှိသောနေရာရေပိုက်ကောင်းမရှိသောနေရာစားစရာမရှိသောနေရာချီအလောကိုက်သောနေရာပေတူတူညင်နွမ်းသည့်နေရာဘိုးရွှေတပ်ပြင်းချမိသည်သူတို့နာဘာပိုင်ဆိုင်မှုမှမရှိပါလားဟုပထမဦးဆုံးအကြိမ်တွေးမိသွားသည်ဒါကြောင့်လေကိုတမြောင်ကအဘတို့ကငွေပုံငွေရှန်ရှိတဲ့သူတွေပါကျုပ်တို့ကစားကြတောင်မရှိလို့ငတ်လူတက်တက်ဖြစ်နေတဲ့သူတွေပါဟုပြောချင်းဖြစ်ပေလိမ့်မည်သူတို့3ယောက်ရွယ်ကောင်းတွေပဲလောက်ကင်စားဖို့ဘာငတ်เสียလူလူလဲဟုဆက်တွေးမိတော့ရှာရှာပါပါဝင်လာသောစာနာစိတ်ကလေးချက်ချင်းပြန်ပြောက်သွားသည်တခါတရံတွင်လောက်ကင်စားတောင်းနိုင်သောအခွင့်အရေးလေးများပျောက်ဆုံးတဲ့ကြောင်ကိုတော့ဘိုးရွှေအနေနှင့်နားလည်နိုင်စွမ်းမရှိပြီဒီမိမသူများကိုသာနားအောင်လုပ်တာသူ့ကိုယ်သူကြတော့တိတက်လိုက်တာအောင်မလီအမေကြီးနားတယ်အခုမှနာဂါစပဲရှိသေးတာနာမစိတ်ချနေမမွေးမချင်းနာအောင်ပါဘိုးရွှေ၏အတွေ့ကဒေါ်ရွှေပိုက်စီရောက်သွားပြန်သည်နေနာအောင်မဟုကျင့်တဲ့စာတွေ့ရင်မနေနိုင်သောဆရာဝန်စိတ်ကလေးအနေထားရောမှန်ရလားမသိဟုဆက်၍တွေးလိုက်မိသည်ညှစ်အားရောရှိပါမလားသူကြည်ရတာအားနေနေတာတော့အမှန်ပဲဖျောင်းနိုင်မီလေးမှုန်တိမှုန်ဝါနဲ့ဘေးကအကူကြီးမိမပေါ်လည်းမရှိယောက်ျားနဲ့မောင်ကရောကလေးကောင်းပြူနေပြီဆိုရင်ဘာလုပ်တတ်မှာလဲဒုက္ခတော့ရောက်ကုန်ကြတော့မှာပဲဟုဆက်၍တွေးမိတော့သူ့ရင်ထဲတွင်အတန်ငယ်ပူလာသည်တကယ်လို့ကလေးကခြေကမွေးမေကန့်လန့်ဖြစ်နေမယ်ဆိုရင်ဘိုးရွှေကဆက်မတွေးပဲသူ့၏အတွေ့ကိုဖျက်ချရန်ကြိုးစားနေသည့်အထက်မှကလေးလည်းပင်မှာအချင်းပတ်နေရင်လည်းဒုက္ခမွေးပြီးအချင်းမကြလာပဲအချင်းကပ်နေပြန်ရင်လည်းဒုက္ခဟုဆက်၍တွေးလိုက်မိသေးသည်ဟိုးဘာဖြစ်နေသူတို့ကန်နေသူတို့ပဲငါအပူမှမဟုတ်တာအကုသို့တုံခဲတွေကိုအကုသို့ပဲကြိုးပေးမှာပေါ့ဘိုးရွှေသည်ကားမောင်းနေရင်စိတ်ပြီးချမ်းလာသည်ခေါင်းထဲတွင်လည်းမကြည်မလင်မူးနှောင်းနှောက်ဖြစ်နေသည်သူ့အဖျားတက်လာပြီထို့ပြင်စီးချိုလည်းတက်နေပြီဖြစ်သည်သူတို့အကူညီလိုနေတယ်တက်ကျွမ်းတဲ့လူတစ်ယောက်ရဲ့အကူညီလိုနေတယ်ငါကဆရာဝန်တစ်ယောက်ပဲအကူညီပေးနိုင်တဲ့သူပဲဟာငါနဲ့ဘာမှမဆိုင်ဘူးသူတို့ဟာသူတို့နီးရစေုံပြေးကြလိမ့်မယ်ဒါပေမဲ့ငါကဆရာဝန်ဖြစ်ပြီးမကူညီပဲထွက်လာတာလေတင့်တော်ပါရဲ့လားသူတို့ကရောကူညီချင်စရာကောင်းလို့လားသူတို့မကောင်းတာကိုမပြောနဲ့မင်းကောင်းဖို့ကမင်းတာဝန်မကောင်းတဲ့သူအပေါ်မှာလည်းကောင်းစရာမလိုဘူးဆရာဝန်တဝီစာနာစိတ်ကျင်နာစိတ်နှင့်ပုထုဇဉ်လူသားတဝီအာဃာတစိတ်တို့သည်သူ၏ခြင်းထဲတွင်အင်အားနှစ်ခုရှင်ပြိုင်ပြီးပေါ်လာသည်လောကကြီးမှာမင်းတယောက်တည်းဆရာဝန်မဟုတ်ဘူးမင်းမကူညီရင်တခြားကူညီနိုင်တဲ့ဆရာဝန်တွေဆရာမတွေအများကြီးရှိတယ်အဲ့ဒီဆရာဝန်ဆရာမတွေစီကိုသူတို့သွားလို့ရတယ်ဟုတ်တယ်သွားလို့ရတယ်ဒါပေမဲ့ဘိုးရွှေ၏အတွေ့များသည်ထစ်ထစ်ငေါငေါဖြစ်သွားသည်ထို့နောက်အတန်ငယ်ထိတ်လန့်သွားသည်ဒါပေမဲ့သူတို့ဘာနဲ့သွားမှာလဲဘိုးရွှေတက်ပြင်းချသည်ကားကိုလည်းလမ်းဘေးတွင်ထိုးရရက်လိုက်သည်သူတို့မှာကားမရှိတော့ဘူးသူတို့ကားကိုငါယူလာခဲ့တာ
ခင်မီတိုးတက်နေသောခေတ်ကာလကြီးတွင်မြို့ကြီးပြကြီးစေယုံမော်တွင်ကလေးတယောက်မွေးဖွားရခြင်းသည်ခက်ခဲလာသောအလုပ်တစ်ခုတော့မဟုတ်ပေ။သို့သောလူမနီသူမနီလောဘတော်တဲ့တွင်မှောင်မှောင်မိုင်းမညအခါ၌တက်ကျွမ်းသူကုညီသူမရှိဘဲမိဖွားရမည်ကတော့စွန့်စားကန်းတစ်ခုပင်ဖြစ်သည်။မမျှော်လင့်သောအခက်ခဲများစွာရှိလာနိုင်သည်။တစုံတစ်ခုပြဿနာဖြစ်လျင်စေယုံစည်းကမ်းသို့အမြန်ဆုံးရောက်ရန်လိုသည်။ဝှရွှေဤတစ်ကိုယ်လုံးကြိုက်ခဲပြီးခေါင်းထဲတွင်မူရင်ဖြစ်နေသည်။ချမ်းဆက်စိတ်ကြီးလည်းဖြစ်လာသည်။ငါလဲဆရာဝန်ကူညီလိုနေပြီ။ကားနောက်မီကိုခက်ရော့မိရင်မျက်စိမိတ်ထားလိုက်သည်။ငါဘာလုပ်ရမလဲ။တဲအတွင်း၌အနှံ့အသက်မကောင်းလား။လျှော်စရာရေးမရှိ၍ပစိုးဟောင်းတစ်ထည်နှင့်စုပြီးထုတ်ထားသောအဝေးဟောင်းထုတ်ကြီးကနန်းနေသည်။ဖြိုမောင်မောင်၏ပလင်းလက်ကြံကလည်းနန်းသည်။အပေါ်သွားခြင်းလျင်တဲအနောက်ဘက်ထွက်သွားပြီးတဲနံရံကိုပန်းတက်သောအငယ်ကောင်လေးကြောင့်လေကြိုးကြားမှတဲတွင်းသို့ဝင်လာသောပြင်ပလေးများသည်လည်းချင်းငယ်နှံ့ကိုတည်ဆောင်လာလေသည်။ထိုနံချင်းများစွာကိုနေ့တိုင်းရှူနေရတော့သူတို့လည်းနှာခေါင်းကျင့်ပါပြီးတတိပင်မထားမိကြတော့ကြ။တန်တစ်တာအစိမ်းပိန်ချမ်းချိုက်လေးပေါ်တွင်ဖျောင်းနိုင်နှစ်တိုင်ရှင်လျက်ထွန်းထားတော်လေလင်းအားမကောင်းလား။မိန်ဖြောလင်းရောင်အောက်တွင်ထိုင်လိုက်ထားလိုက်လုံနေသောဖြူမောင်မောင်၏အရေးသည်လည်းရိန်းထိုးလှုပ်ရှားနေသည်။အပေါ်သွားနေအောက်သွားကိုစီကငရုတ်သီးဆက်သလိုတက်ရှိဖြစ်လိုက်တကြွကြွစုပ်သက်လိုက်နေဗိမတယောက်လည်းခဏမငြိမ်ဖြစ်နေရှာတထောင်ကမြင်သောဝါကိုပြည့်ရိုက်နေတဲ့ကလေးကလည်းသူ့လှုပ်တိုင်းတကြည့်ဖြစ်နေသည်ထိုကိုပြစ်ပေါ်တက်ပြီးသူ့အမေဘေးတွင်ဘဲတစ်ဖက်ညာတစ်ဖက်ထိုင်နေကြသူများကကလေးနှကောင်ပင်ဖြစ်သည်ငါတော့သေတော့မယ်ထင်တယ်ကိုဖြိုးရီငါ့ကိုဒုက္ခရောက်လိမ့်မယ်တဲ့တကယ်ရောက်တော့မယ်ကိုဖြိုးရီဟာဘသူကပြောလို့လဲဒီအဖိုးကြီးကဟာဒီအဖိုးကြီးဘယ်တော့ပြောလိုက်တာလဲငါနဲ့တော့တွေ့တော့မယ်သူ့မျက်လုံးတွေကပြောနေတာအကုသို့ကြီးတဲ့မိန်းမတွေဒီမိန်းမဘာကြောင်ကရမ်းတွေများပြောနေတာပါလဲဟုတွေးလိုက်မိစဉ်မိန်းမကဖြိုးမောင်မောင်၏လက်ကိုလှမ်းဆွဲကတင်းဆုပ်ထားလိုက်သည်မျက်နှာကရှုံမဲ့နေပြီးမျက်စိမိတ်ထားရမှာအမေနှင့်ညီးနေသည်နာလုံးမကနာတော့အန်ကိုက်ထားလိုက်သည်သူဆေးရုံသွားမှဖြစ်တော်မူငါ့ကိုဆေးရုံပို့တော့လေမပို့သေးဘူးလားမိန်းမကအော်သည်သူကိုယ်သူအော်သည်ဟုထင်တော်လေအတန်းကဖြော့လေးသာထွက်လာသည်ပို့မယ်ဟာပို့မယ်ငကြွဲကားသွားယူနေတယ်လေသူလာရင်သွားကြမယ်နင်းစပင်ကိုနည်းနည်းဖိလိုက်အောင်ဖြိုးမောင်မောင်ကဟမ်မပြက်ပြောနေတော့လေစေးရုံဘဲမှရှိမှန်းသူမသိတခါတရံမျှပြထားပူခြင်းမရှိပဲသွားရမှာကိုလည်းစိတ်ထဲတွင်မရေဆရာဝန်ဆရာမဆိုသည့်သူများကိုလည်းသူ့လန့်သည်အကြီးကောင်လေးကပြီးယူလာပြီးသူ့အမေကြီးစပင်ကိုဖိပေးသည်ဗိမာလည်းစူးစား၍ထားကအတန်ငယ်လက်သောအင်ဂျီနှင့်ထမိန်ကိုလဲသည်လူကတော့ကုန်းကွဖြစ်နေသည်ခက်ကျဲနာနေရမှာဗိုက်နာချိန်စိတ်လာပြီးသူ့ကိုယ်သူသတိထားမိသည်ဒီမှာတော့မွေးလို့အဆင်မပြေနိုင်ထို့စဉ်ငကြွဲကကမူးရှူထိုးပြေးဝင်လာသည်ဝူးဝါးအော်နေသည်ကားမရှိတော့ဘူးဟင်အဖိုးကြီးလည်းမရှိတော့ဘူးဟာဖြိုးမောင်မောင်သည်မျက်လုံးပြူးသားပါဇက်အဟောင်းသားဖြစ်သွားသည်နားနှင့်ဆက်ကြားလိုက်ရတော့လဲမယုံနိုင်ငကြွဲကတော့တောတန်လေးထည့်ထားသောဂျက်စကူဘူးကိုပြေးကြည့်သည်ထိုဘူးလေးထဲတွင်သူတို့၏မှတ်ပုံတင်များရှိသည်ဗိမားတို့၏လက်ထက်စာချုပ်ကိုလည်းလေးကောက်ခောက်ပြီးကြွကြည်ထည့်ထားသည်ဘူးထဲမှွေကြည့်လိုက်တော့တောတန်လေးကိုနေရာမပြတ်တွေ့ရသည်ဗိမားကတော့မြင်တမ်းမိသွားသလိုဖြစ်သွားသည်ကားလည်းမရှိတော့ဘူးအဖိုးကြီးလည်းမရှိတော့ဘူးတဲ့ဟုစိတ်ထဲမှာတွေးပြီးရေရွတ်နေမိသည်တော့ခက်လက်သားဟတောတန်ကလည်းဒီမှာရှိတယ်သူ့ချစ်တော်ကိုဘလို့ရှို့ပြီးထုတ်သွားလဲမသိဘူးငကိုကလေးကညံတိတ်မပြေသောအာတီအတနိုင်သောငကြွဲကအံ့ဩတကြီးဖြစ်နေသည်သူတို့နှစ်ဦးစလုံးအကြီးကောင်လေးကိုတန်တရားမဖြစ်မိကြဒီလက်တော့လောက်ကောင်လေးကတောတန်ကိုယူသွားရည်ဖွင့်ပေးသည့်အထိစဉ်းစားတတ်လိမ့်မည်တတိကောင်းလိမ့်မည်ဟုမထင်မိကြချေသို့တော့ဗိမာကသူ့သားအကြောင်းသူသိသည်ဘလို့လုပ်ပြီးလွတ်သွားနိုင်တာလဲဟုဆက်ပြီးတွေးမိတော့အကြီးကောင်လေးကိုဖြတ်ခနဲကြည့်မိသည်အတန်ငယ်မျက်နှာပြက်နေသည်ကိုလည်းချက်ချင်းသတိထားမိလေသည်ဟဲ့ဟိုအကောင်ဟုလက်ညှိုးထိုးလိုက်မိခြင်းတွင်ပူကနေဖြစ်ပြီးသူ့၏အောက်ပိုင်းတစ်ပိုင်းလုံးရွှဲဆိုသွားသည်ဟာအမေရေတွေအကြီးကောင်လေးကအလန့်တကြားထဝေါ်သည်ဗိမာကသူ့ကိုယ်သူငုံကြည့်ရင်ကိုပြုတ်ပေါ်တွင်အသားထိုင်ချလိုက်သည်သူဘာလုပ်ရမလဲဘလို့ရင်ဆိုင်ရမလဲဘာဖြစ်တာလဲသူကောင်းသားနှစ်ဦးကကလေးများနှင့်အတူအလန့်တကြားဖြစ်နေသည်ရေမွာပေါက်တာဗိမာကအတန်ပြော့နေပြောသည်ငါမွေးကနီးနေပြီဖျောင်းနိုင်မိညွန့်လေးများကရိမ့်နေသည်ယခုထွန်းထားသောနှစ်တိုင်းသည်နောက်ဆုံးနှစ်တိုင်းဖြစ်ကြောင်းသူသိသည်တဝက်ခန့်သာကျန်တော့သည်ချို့တဝက်လောင်ပြီးလျင်အမောင်လွှမ်းတော်မူဖြစ်သည်သူတို့တွင်အလင်းရောင်မရှိနိုင်တော့ချေ
ငါလဲဒီလိုပဲအဲ့ဒီဖျောင်းနိုင်လေးတွေလိုပါပဲဘာဖြစ်လို့များထိုးတို့တွေးမိလေသည်မသိသာဝစဉ်ခက်စော်စွာခက်ကြွားကြွားဖြစ်နေတတ်သောစိတ်သည်ညှို့ငယ်နေသည်အဖိုးကြီးမျက်လုံးများကပြောသွားသည်နင်ဒုက္ခရောက်လိမ့်မည်အကုသို့အတုံးခဲမရဲတယ်အခုကားလည်းမရှိအဖိုးကြီးလည်းမရှိစေးရုံစေးခန်းယူသူဘလို့ရောက်နိုင်ပါတော့မည်နီအဖိုးကြီးကငါ့ကိုကလေးစားချေသွားတာပဲငါကလည်းမကောင်းတာပဲကိုဗိမသည်သူမကောင်းခဲ့သည်များကိုပြန်မြင်ပြန်ကြားနေမိသည်မနေ့တုန်းကပင်ဓာတ်စီလောင်ပြီးမိရှုမိဟုမခန့်ကြည့်မခန့်သာပြောခဲ့သေးသည်ထို့သို့ပြန်စင်းစားမိသောအခါသူ့ရင်ထဲတွင်ပူလာသည်တာအမေကိုရေယူပေးစမ်းသူမိခင်ကသူ့ကိုတားဟုခေါ်လိုက်သောကြောင့်အကြီးကောင်လေးကတန်တအောလှမ်းကြည့်သည်ရခင်သူကြားဘူးခဲ့သည်များကဟဲ့ဟိုကဟိုသေးနာလေးစသည်တို့သာဖြစ်သည်အလွန်ပြောပြောင်းလာသည်ဆိုလျှင်အကြီးကောင်ရေလောက်သာဖြစ်သည်အကြီးကောင်ကရေပြေးခတ်သည်သို့တော့သူ့အမဘာလို့လဲကြည့်နေသောငကြွဲကလက်ဦးသွားသည်ရှင်နဲ့မကောင်းမှုငကြွဲရဲ့ဖိမကရေခွက်ကိုလှမ်းယူကဖြည်းဖြည်းချင်းတောက်သည်သို့တော့မျက်နာကရှုံ့မဲ့လာပြီးငကြွဲ၏လက်ထဲသို့ရေခွက်ကိုပြန်၍ထိုးထည့်လိုက်သည်တရှိရှိအော်ကခါနောက်ပိုင်းကိုလက်နှင့်ထောက်နေသည်ထို့နောက်လှဲအိတ်လိုက်သည်ထို့နောက်ပြန်ထသည်နှက်ခမ်းကတဆက်ဆက်တုံနေပြီးနှစ်ဖူးတွင်ချွေးဆက်များသည်လာသည်အငယ်ကောင်လေးကသူ့အမေကိုကြည့်ကတအိအိငိုတော့သည်ဟာဒီကောင်လေးကတမောက်မင်းတို့နှစ်ကောင်လုံးပြင်ထွက်နေစမ်းတွားဖြိုးမောင်မောင်ကထအော်သည်မိအောင်မိန်မိန်အောက်တွင်စောက်တီယာမရဖြစ်နေသောဗိမကိုကြည့်ကသူလဲတုန်လှုပ်နေသည်အမေရေအမေရေဗိမကအမေကိုသာတွင်တွင်တနေသည်ထို့နောက်ကိုပြည့်၏အခင်းပေါင်ကိုလက်နှစ်ဖက်နှင့်ဆုပ်ဆွဲကညှစ်သည်သူ့လက်တွင်အကျော်ပြိုင်ပြိုင်ထလာသည်အောင်နှကန်းကိုကိုက်ထားသည်ထွက်ပြီလားထွက်ပြီလားဗိမ၏ကောင်းရင်ပိုင်းတွင်ရက်နေသောငကြွဲကမေးသည်ခြေရင်ပိုင်းတွင်ရက်နေသောဖြူမောင်မောင်ကလည်းမကြည့်ရဲအားကုန်ညှစ်တော်လဲအခြေအနေကထူးခြားပုံမရဗိမကစုပ်ထားသောလက်ကိုလွှတ်လိုက်ပြီးဟင်းကနေတက်ပြင်းချသည်ရင်တွေတရိပ်ခုံကလှိုက်မောနေသည်ငါကအကုသို့ကြီးတဲ့မိန်းမစိတ်ကောင်းမရှိတဲ့မိန်းမဗိမကသူ့ကိုယ်သူအပြစ်မတင်စဘူးတင်နေမိသည်ငါတော့ဒီရောဘာတော်တွေကထွက်နိုင်တော့မှမဟုတ်တော့ဘူးဒီနေရာကိုရောက်လာတာတည်ဖို့ရောက်လာတာပဲထင်ပါရဲ့ငါသားလေးတွေတော့အမေခေါ်စရာရှိတော့မှမဟုတ်ဘူးဗိမ၏အတွေးများကရောက်ရက်ခံနေသည်နင်မပူစမ်းပါနဲ့အမငါဆရာဝန်သွားခေါ်မေဘယ်ကားဆရာဝန်လဲမြို့ထဲကဆရာဝန်ပေါ့ဒီလိုပဲမေးစမ်းပြီးသွားရမှာပေါ့အော်ငကြွဲရဲ့နင်ပြန်ရောက်ရင်ငါတည်နေလောက်ပြီဟဲ့စိတ်ထဲမှာပြောမိစဉ်ဘိုင်းနာလာပြန်သည်ငကြွဲ၏လက်ကိုလှမ်းဆွဲပြီးတင်းတင်းဆုပ်ထားရာဗိမ၏လက်သေးများကသူ့အသားထဲနစ်ဝင်သွားသည်ငကြွဲကဗိမ၏လက်ကိုပြန်ဖက်ထားပြီးအမကြီးငါရှိတယ်ဟာနင့်ဘေးမှာငါရှိတယ်ဟုအတန်အဲ့ကြီးနဲ့ပြောသည်ခဏနေတော့ဗိမ၏လက်များပြန်ပြော့သွားသည်ငကြွဲ၏မျက်နာကငိုချလိုက်တော့မလို့ဖြစ်သွားသည်ဖြိုးမောင်မောင်ကမျက်လုံးကြီးပြူနေသည်ဗိမအန်ကိုက်လျင်သူ့ဘာလိုက်ကြိုက်ပြီးဗိမညစ်လျင်သူကပါလက်သီးဆုပ်ထားမိသည်တဲ့ပြင်ဘက်တွင်တော့ရှိုက်၍ငိုနေသောအငယ်ကောင်လေး၏ငိုတန်းကိုကြားရသည်မငိုနဲ့တိတ်ပါဟုအကြီးကောင်လေးကငိုတန်းနှင့်ချော့နေသည်လေးကာလအားကောင်ညစ်ပြီးသောအခါတွင်ဗိမမောလာသည်အငယ်ကောင်လေးကိုမွေးခြင်းကစေယုံမှမှုအမေညစ်အားမရှိလျင်စေသွင်းရတော်၎င်းလေစုပ်ဆက်နှင့်ညှက်၍ဆွဲတော်၎င်းမွေးပြီးသည်ဟုကြားဖို့သည်မတက်သာလျင်အရေးပေါ်ခွဲစိတ်ပြီးကလေးကိုထုတ်ယူကြသည်တဲ့အခုတော့သူ့မှာကုသူကဲသူမရှိချေပြီငါမောတယ်ဗိမ၏ရင်ဘက်ကနေချီမြင့်ကြီးဖြစ်နေသည်သူတော်တော်မောနေပြီဖျောင်းနိုင်လေးနှစ်တိုင်ကလည်းတိုးပြီးအောက်ကိုကပ်နေပြီဖြစ်သည်ဖျောင်းနိုင်လဲကုန်ပြီလက်နှိပ်ဓမီလေးတော့ရှိသေးတယ်အမကိုလမ်းမအထိပွေသွားမယ်ဗျာကိုဖြိုးကဓမီလေးနဲ့ပြလမ်းမရောက်တော့ရောကားကရှိမှလားဒီမှာထက်ဆိုင်ရင်တော့မျောလင်းချက်ရှိသေးတာပေါ့ဗျာဖြိုးမောင်မောင်နဲ့ငကြွဲတို့ပြရခတ်နေသည်ဗိမကတော့ဖျောင်းနိုင်မီလေးကိုစိုက်ကြည့်နေသည်တတိုင်းငိမ့်သွားသည်နောက်တစ်တိုင်းကလည်းအောက်မှကပ်နေပြီဖြစ်သည်ပျော်ကျနေသောဖျောင်းနိုင်ကြီးထဲတွင်မင်းညွန့်သေးသေးလေးကတောက်နေသည်မကြမီငိမ့်တော့မီငါလဲသွားရတော့မယ်ထင်တယ်ဗိမ၏ဆရာကတဖြည်းဖြည်းရောကြလာသည်ဟောငိမ့်တော့မီဟုတ်ကနေမိသောအတန်လေးကတိုးတိုးလေးဖြစ်တော်လေဗိမ၏နားထဲတွင်အကျယ်ကြီးကြားလိုက်ရလေသည်အမောင်ကရုတ်တရက်ကြီးဆိုးသွားသည်အမောင်နှင့်မင်းမဲအမောင်ပိမ့်ပိန်အမောင်ကဘာထဲတွင်ဗိမဘိုက်နာလာပြန်သည်လက်သီးနှစ်ဖက်ကိုကြစ်ကြစ်ပအောင်ဆုပ်ပြီးညှစ်တော်လေအားကမရှိမျက်စိကိုစုံမိတ်ပြီးအောင်နှကန်းကိုကိုက်ထားမိသည်ဟာ
ငကြွဲရီအတန်ကိုကြားရသည်ဟာဘသူလဲဖြိုးမောင်မောင်၏အတန်ကိုပါကြားရသည်ဗိမမျက်စိဖွင့်ကြည့်လိုက်တော့ဆူးရှာလင်းလက်သောအလင်းရောင်ကိုတွေ့ရသည်ဘဲကအလင်းရောင်လေဘဲကလည်းဗိမရုတ်တရက်နားမလဲနိုင်ကားတစ်စင်းသည်သူတို့၏တဲလေးကိုခေါင်းတဲကရက်လိုက်သည်ကာမီလုံးမှအလင်းရောင်သည်တဲအတွင်းသို့လင်းလင်းလက်လက်ကြားရောက်လာသည်ငါကိုရဲလာဖမ်းမိတဲ့နဲ့ဖြိုးမောင်မောင်ကတွေးသည်ရုတ်တရက်ကြောင်သွားတော့လဲပြေးဖို့စိတ်မကူဖမ်းချင်လျင်ဖမ်းပါစေတော့လောလောဆယ်မိမအတွက်ကားကူညီရသည်မို့ဝမ်းသာသွားသည်ဖိုးဖိုးကြီးကလေးနှစ်ယောက်ကဝမ်းသာအားရအော်နေကြသည်ထွက်ပြေးသွားသောအဖိုးကြီးပြန်လာတာလားဟုတွေးလိုက်မိတော့လေဘလို့လုပ်ပြီးဖြစ်နိုင်မှလဲဟုသောအတွေ့ကချက်ချင်းဆက်လာသည်သို့တော်လည်းအဖိုးကြီးသည်သူတို့၏တဲအတွင်းသို့အမှန်တကယ်ပင်ဝင်ရောက်လာလေသည်နံလိုက်တာအဖိုးကြီးကမျက်နှာကိုရှုံကထုံးစံအတိုင်းပြောသည်ဟာအဘပြန်လာတယ်သူတို့နှစ်ယောက်ကမယုံနိုင်သလိုပြောမိသည်အဖိုးကြီးကတော့ရှုတီတီနဲ့တခွန်းနဲ့ပြောသည်ဘာလို့ပြန်လာတာလဲယင်ဆရာဝန်မှုလို့ဟေးမနေနိုင်လို့ပြန်လာတာဖိုးရွှေကဗိမစီကိုတန်၍လျှောက်သွားသည်သူကိုညှိုးပြောစွာကြည့်နေသောဗိမကိုအပေါ်ဘက်မှစီးပြီးငုံကြည့်နေသည်တဦးနှင့်တဦးမလိုမုန်းထားကြည့်ခါခါနှင့်ကြည့်ခဲ့ကြသောမျက်လုံးနှစ်စုံသည်အရာအမျိုးမျိုးပြောင်းနေသည်ထို့နောက်ဖိုးရွှေကစ၍ပြုံးလိုက်သည်သမီးဘာမှအားမငယ်နဲ့ဘာမှမကြောက်နဲ့အဘရှိတယ်နော်ဗိမရင်ထဲတွင်တဆက်ဆက်ခုန်သွားသည်ရင်မွာပေါက်သွားပြီလားပေါက်သွားပြီအဘကြာပြီလားအဲ့ဒီဖျောင်းနိုင်တဝက်လောက်ကအခုပဲငိမ့်သွားတာဖြိုးမောင်မောင်ကယိုကျိုးစွာဖြေသည်ညာဦးပိုင်းကပြောသလိုအဖိုးကြီးနာကျင်နေပြီထင်တယ်ဟူသောအတန်မျိုးမဟုတ်တော့ပြီထို့နောက်မရေတရေဆက်ပြောသည်ဖိုးရွှေခက်တမြတွေ့ဝေသွားသည်သူတွင်ဘာစည်းဝါဘာပစ္စည်းမှမရှိပေဟိုအိတ်ထဲမှာဂလူးကိုအထုပ်လေးတွေပါတယ်အဲ့ဒါဖြောပြီးတိုက်ပေးဝါပလက်ကလထိုင်လေးတွင်ချိတ်ထားဆဲဖြစ်သောအိတ်ကိုဖြိုးမောင်မောင်ကပြေးယူသည်ကဲကိုဓမြောင်မင်းကရင်နွေးအိုးတယ်ရေနည်းဆက်ပြရှိလားဘယ်မှလဲဖိုးရွှေကလက်သေးသည်စီကန်းသုံးရဝေလာသည့်ရောဘာလက်အိတ်ပြော့လေးတစ်ထုပ်ကအိတ်ထဲတွင်ဆင်းသင်းရှိနေ၍ကန်ကောင်းသွားသည်သမီးမညစ်ချင်ရင်မညစ်နဲ့အောင်တော့အလကားအကုန်နဲ့အသက်ကိုဝဝရှူစိတ်ကိုလျှော့ထားဖိုးရွှေကဗိမားကြီးဘိုက်ကိုစမ်းသည်အားမငယ်နဲ့မကြောက်နဲ့ကလေးအနေအထားကမှန်နေကောင်းတယ်ဟုလဲထောက်လျှောက်ပြောနေသည်ညှိုးမိန်နေသောဗိမားကြီးမျက်နှာသည်အတန်ငယ်ကြည်လင်လာသည်ဖြိုးမောင်မောင်သည်ဘိုးရွှေကိုကြည့်ကတန်အတော်ဖြစ်နေလေသည်ကြည်စံသူတို့ပြန်ပေးဆွဲထားသည့်ဖိုးကြီးသူ့ကိုကားနဲ့တိုက်ပြီးပါလာသမျှပိုက်ဆံအကုန်ယူသည့်အပြင်တက်ပြစ်လိုက်ရန်ပင်ကြံ့ရွယ်ခဲ့သည့်အဖိုးကြီးနရင်တီးရန်ခဏခဏရွယ်ခဲ့မိသည့်အဖိုးကြီးမိုးမင်အောင်ဆဲခဲ့မိသည့်အဖိုးကြီးထိုအဖိုးကြီးကဆရာဝန်ကြီးတယ်လားဗိမားကြီးအသက်ကိုကဲနေသည့်ဆရာဝန်ကြီးတယ်လားဖြိုးမောင်မောင်၏စိတ်ထဲတွင်ရှက်စိတ်အာနာစိတ်တွေရှန့်တက်လာလေသည်ငါမှလည်းလက်နှစ်ဖက်နဲ့လက်အိတ်တစ်စုံကလွဲလို့ဘာမှမရှိပါလားဖိုးရွှေကမတိမသားပင့်သက်ရှူရှိုင်းမိသည်ပါဇက်ကတော့အသက်ကိုဝဝရှူမကြောက်နဲ့အဘရှိတယ်ဟုအဆက်မပြတ်ပြောနေသည်အဘရှိတယ်ဟုသာပြောနေရတော့လေဒီအဘမှာဘာစည်းဘာဝါဘာလက်နဲ့ကရိယာမှမရှိသည်ကတော့တော်တော်ခက်လာသည်ဖိုးရွှေကဗိမားကြီးဝမ်းပိုက်ကိုညှင်းသားစွာပုတ်ပေးသည်ထို့သောပုတ်ပေးလျင်တဲ့အိမ်ကမာပြီးလုံလာကညှိအားကောင်းလာတတ်သည့်အတွက်ကြောင့်ဖြစ်သည်ဗိမားကညှစ်ချင်လာပြန်သည်အားဆိုင်၍ညှစ်သည်ဘိုးရွှေအားပေးတော်လဲကလေးကထွက်မလာနိုင်ပြီဗိမားအားရော့ကျင်လာသည်ဆရာဝန်လည်းမကယ်နိုင်ဟုထင်မရဲ့အမေကလည်းအားနေတာမှတော်တော်အားနေနေတဲ့ထင်မရဲ့ကလေးအနေထားမှတ်ပြီးညှက်ရိုးကလည်းကျင်းသည်မဟုတ်နှစ်ဦးတောင်မွေးပြီးပြီမို့သားဦးလည်းမဟုတ်သို့တော့လူကြီးကအားနေတအိမ်ကလည်းညှစ်အားမရှိညှစ်အားကောင်းလာအောင်သွင်းစရာစီးကလည်းမရှိညှက်နဲ့ဆွဲယူရန်လည်းညှက်မရှိလေနှိစုပ်ရန်လည်းလေစုပ်ဆက်မရှိဘိုးရွှေကိုယ်တိုင်လည်းအသက်ရှူမဝါပဲမူးနောက်နောက်ဖြစ်နေသည်တစ်ချက်မျက်စိမှပင်ဝါလာသည်သို့သောစိတ်ကိုတင်ပြီးဗိမစီတို့သာအာယုံစုဆိုင်ထားသည်သူကိုယ်တိုင်လည်းထမင်းနဲ့ငပိရည်မြုပ်သီးမှုန့်နဲ့အပြင်ကနှကောင်ကလည်းထမင်းရဲ့ငပိရည်မြုပ်သီးမှုန့်နဲ့ငပိရည်နဲ့တောင်မှအိုးကက်ကိုချွေတာတာနဲ့ခက်ကြဲဆန်းနေရတယ်အထက်ကကောင်ကလည်းသူ့မေစီကလာတယ်ထမင်းနဲ့ငပိရည်ကျဲနဲ့ငရုပ်သီးမှုန့်နဲ့ဒီအမေဒီကလေးတွေမှအားမနေရင်ဘသူအားနေမှလဲဟုဂယုနာဒေါသနဲ့တွေးသည်အမေရေလာခေါ်ပါတော့ဗိမားကြီးညီတန်ကိုကြတော့ကလေးနှစ်ယောက်ကဝမ်းနေပန်းနေငိုသည်လူလူလဲလဲနာကျင်နေသောမိခင်ကိုကြည့်ရင်အထိတ်တလန့်စိုးရိမ်တကြီးဖြစ်နေကြသည်ထိုခံစားမှုသည်သူတို့၏ရင်ထဲတွင်ဆွဲတင်ခြောက်လန့်နေတော့မည်လားမသိရဟာဒီနှကောင်ငိုမနေနဲ့ထွက်ပြင်ထွက်ဖြိုးမောင်မောင်ကအော်သည်ကလေးတွေကပုံငိုသည်
နေပါစေဖိုးရွှေကပြောသည်သူတို့မှာအားပေးခြင်းမှာတပါအခြားစီမရှိမြေးတို့မငိုကြနဲ့အခုတိတ်တုတ်မျက်ရည်တွေကိုတုတ်သွားအမေဖေကိုသွားဟိုဘက်တစ်ယောက်သွားဒီဘက်တစ်ယောက်မှနေချီရင်ဘက်ကိုမလာနဲ့ဖိုးရွှေကသေးစော်နှံနေသည့်ဆောင်ကြီးကိုထောင်နေသောဒုနှစ်ပတ်ပေါ်မှဖြန့်ပြီးအုပ်လိုက်သည်သူကတော့ချီရင်ဘက်မှအတင်ဆောင်နေသည်ဘိမညှစ်ချင်လာပြန်သည်မကြောက်နဲ့မစိုးရိမ်နဲ့အားထည့်ထားမယ်ညှစ်ဘိမမျက်စိဖွင့်ကြည့်သည်ဘယ်ဘက်ကယောက်ျားညာဘက်ကမောင်သားလေးနှစ်ယောက်ကဘေးမှာတက်ကြွနားလေသောဆရာဝန်ကလည်းအတင်းညှစ်မယ်အားထည့်ပြီးညှစ်မယ်ညှစ်ပထမတော့ဘိုးရွှေ၏အတန်ကိုကြားရသည်ထို့နောက်ဖြိုးမောင်မောင်၏အတန်ဟောငကြွဲကလည်းအကျယ်ကြီးအော်နေသည်ဟာသားတို့၏အတန်သေးသေးလေးများကိုလည်းကြားနေရသည်ဘိမရေညှစ်လိုက်စမ်းပါဟငါအတွက်ခလေးတွေအတွက်အမကြီးငါအမနင်ဘယ်တော့မှရှုံးဘူးလို့လေဟာညှစ်စမ်းညှစ်လိုက်စမ်းညှစ်သူတို့အားလုံးတန်မြိုင်အားပေးနေကြသည်သူတို့၏လက်ကိုဘိမတအားဆုပ်ထားသည်ဟောအမေကိုပါမျက်စိထဲတွင်တွေ့နေရသည်အမေကလည်းသူ့ကိုအားပေးနေသည်ညှစ်ဟုအချက်ကြတန်မြိုင်အော်နေသောအတန်များထဲတွင်အမေအတန်ကိုပါကြားရသည်ညှစ်မယ်အမေရေဘိမထဝသည်အသက်ကိုတဝါကြီးရှိုက်၍ရှူလိုက်သည်ထို့နောက်အန်ကျိတ်ပြီးရှိသမျှအင်အားကိုအကုန်ပုံအော်လိုက်သည်ဟောမွေးပြီရပြီဘိုးရွှေကဝမ်းသာအားရအော်သည်သူတို့တွေလည်းဟေးကနေအော်လိုက်ကြသည်ဘိမကတော့မောပြီးဟိုက်သွားသည်ဒီတောင်ကိုသူကြော်နိုင်ခဲ့ပြီရပြီတော်တယ်ငါသမီးတိတ်တော်တယ်ပစိုးတစ်ထည်ပေးပါအောင်ဟာဘိုးရွှေကတရရိပ်မူဝေလာသည်ကလေးကိုဖြိုးမောင်မောင်လက်ထဲထည့်လိုက်တော့သူကောင်းသားကသားသုံးယောက်ဖေပြဟုဝမ်းသာအားရအော်သည်မျက်စိကိုစုံမိတ်ထားရင်မှဘိမလည်းပြုံးရောင်ရောင်ဖြစ်သွားသည်သူကလည်းသားသုံးယောက်အမေချင်းဟုဝမ်းသာအားရအော်လိုက်ခြင်းသည်သို့သောလေချောင်းတွေနားနေပြီးအတန်လဲကောင်းစွာမထွက်နိုင်ပြီအချင်းလဲစုံတယ်ကောင်းတယ်သူ့ကိုဂလူးကိုလေးတိုက်လိုက်အောင်နောက်ပြီးဘိုးရွှေ၏အတန်က၆ကက်ပြီးတိတ်နေသည်ထို့နောက်တရင်ဖြစ်လာသည်နောက်ပြီးသူ့ကိုရောငါကိုရောစေးရုံကိုပို့သူ့ဘက်သို့ပြိုလဲလာသောဘိုးရွှေကိုငကြွဲကကမန်ကရန်စီး၍ဖတ်ထားလိုက်ရသည်ဘိုးရွှေတတိယလာတော့စေးရုံပေါ်မှာဖြစ်သည်ဘွားကျွေကိုဘေးမှာတွေ့လိုက်ရတော့စိတ်ချမ်းမြေသွားလိုက်သည်မှာဆိုဝေရမရှိပြီဆရာကြီးကကြီးကြိုတွေတက်ပြီးအဖျားလဲရမ်းကြီးနေတာတတိလစ်နေတာ2ရက်တောင်ရှိပြီဒီကဆရာဝန်တွေမနှဲကြီးကူထားကြရတာတာဝန်ကျဆရာကပြောသည်ဘိုးရွှေကဖြည့်ဖြက်ခဲ့သမျှကိုခက်ဖြည်းဖြည်းပြန်စင်စားသည်ဖိုက်ကြီးတဲ့မကိုမွေးပြီးတော့သူ့မျက်လုံးတွေပြလာကတတိလစ်သွားခဲ့သည်ဖေကြီးကိုကားပေါ်တင်ပွေးပြီးသူတို့တွေတပြုံလုံးဆေးရုံရောက်လာကြတာတဲ့လေဆေးရုံကဆရာဝန်တွေလည်းဖေကြီးကိုဘယ်သူမှလည်းမသိဘာဖြစ်လာမှန်းလည်းမသိသူတို့ကိုမေးတော့လေဖေကြီးနာမီကိုတောင်မသိတယ်လီဖုန်းလေးတော့ထုတ်ပေးကြတယ်တဲ့အရေးထဲမှာကျမရဲ့ဖုန်းကလည်းရဲစခန်းသွားတိုင်ရင်ကြပြခွဲတာဒါကြောင့်ဆက်မရတာဘွားကျွေကအတေချာရှင်းပြသည်တတိလစ်နေတော့အဖိုးကြီးကတယောက်ကလေးမွေးပြီးကစားမိန်းမတယောက်မွေးကစားနီတာရဲလေးကတစ်ဖက်လူမိုက်ပုံဖမ်းနေတော့အာတီအတာလူက2ယောက်အတော်ပင်ဝယုံသုံးကားနိုင်ပြီးသူတို့အုပ်စုကိုလက်ခံရသောစေယုံဝန်ထမ်းများကများမြည်မြစိတ်ညစ်ခဲ့ရမည်လိမသိတော်သေးတာပေါ့သူနာပြုဆရာမကြီးကဖုန်းထဲမှာမှတ်ထားတာတွေ့တဲ့နံပါတ်တစ်ခုကိုလှမ်းခေါ်ပြီးအခုခေါ်နေတဲ့ဖုန်းနံပါတ်ကဘသူဖုန်းလဲမေးရတာဆိုပဲခေါ်မိတဲ့ဖုန်းကလည်းလမ်းထိပ်ကဒေါ်ဆက်စုစိန်လေးသွားပါပြီကွာဘိုးရွှေကရေရွတ်လိုက်မိသည်ဒေါ်ဆက်စုစိန်ကတုတ်ကွေးရာသီရောက်တိုင်းမှန်မှန်ပြားတဲ့သောသူ၏ဖောက်သည်ဖြစ်သည်ဆက်စုပြီးအလွန်လဲစကားများသူမို့သူသိသမျှကြားသမျှသတင်းကိုမောင်းချင်းနှင်းလည်ပြီးခတ်ပြီးလောက်ပေပြီဖေကြီးရဲ့လူနာတွေလေသူတို့ဆရာကြီးကိုစိုးရိမ်လိုက်ကြတာပူပန်လိုက်ကြတာချစ်လိုက်ကြတာကားပေါ်ဆွတ်တင်သွားတယ်ဆိုတော့ရဲပြေတိုင်ကြဘေးတင်မေးကြရဲတရားခြေကြနဲ့ရောက်ရက်ကိုခတ်နေတာပဲဒေါ်ဆက်စုစိန်ကြီးဆိုရင်တရှုံရှုံကိုလို့ဟောဗျာအခုလေတတိယပြီဆိုရင်တပြုံတမာကြီးရောက်လာကြပါလိမ့်မယ်ကြက်တကောင်လုံးပေါင်းတဲ့သူနဲ့စီးကြုံငှက်တိုက်ဝဲတဲ့သူနဲ့ကိုရီးယားကျင်စင်းရှာတဲ့သူနဲ့သားကြီးကလည်းသတင်းကြတော့ခေါင်းမိတောက်နေရှာတာအခုအကျိုးအကြောင်းသိတော့အဖေရင်ထဲမှာမြစ်တာတဲ့နဲ့ပြည့်နေတယ်ဆိုတာသူအစောကြီးကလေးကသိတယ်လို့အဖေကိုပြောလိုက်ပါတယ်ဖိုးရွှေကကျေနပ်စွာပြုံးသည်သားကြီးကသူ့ကိုပြောခဲ့ဘူးသည်ပဲလူတွေကိုကူညီဖို့အဖေစေးကူပါအဲ့ဒီလူတွေကအဖေကိုပြန်ပြီးကူညီကြမှာပါတယ်လေကရင်ကောင်းရင်တွင်ဘွားချေကစပယ်ပန်းကုန်းလေးများချိတ်ပေးထားသည့်အတွက်စပယ်ပန်းရနက်ကအခန်းထဲတွင်တင့်ပြန်နေသည်တက်တောင်တက်တာလဲလျောင်းအိတ်ဆက်နိုင်သောနေရာပန်းရနက်တင်းပြက်ပြက်မှွေသောနေရာဘွားချွေရှိသောနေရာလုံခြုံအေးချမ်းသောနေရာဘိုးရွှေ၏မျက်လုံးများကမိငိုင်လာကြပြန်သည်စိတ်အေးချမ်းငြိမ်သက်စွာသူပြန်လဲအိပ်ပျော်သွားသည်
ဖိုးဖိုးကြီးအိတ်နေတာအကြကြီးပဲအိတ်ပါစီအားနေနေတာကိုမနှိုးသေးဘူးလားအတန်တက်တက်လေးကြားပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ဂရင်ဘေးတွင်ခြေပြားထောက်ရရက်နေသောအကြီးကောင်လေးကိုတွေ့ရသည်ဘိုးရွှေမျက်လုံးပွင့်လာသည်ကိုတွေ့တော့သူခမအတော်ကြီးဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်ဂရင်ချေရင်တွင်တိတ်တိတ်ဆိတ်ဆိတ်ရက်ပြီးငေးကြည့်နေသူများကတော့ဗိမားတို့မိသားစုပဲဖြစ်သည်ဘိုးရွှေကသူတို့ကိုခိတ္တမြကြအောင်စစ်စစ်ကြည့်ရင်ပြုံးပြလိုက်တော့အကြီးကောင်လေးတို့ပင်ဝမ်းသာသွားကြပုံရလေသည်အဘများတည်သွားမလားလို့စိတ်ပူလိုက်ရတာဗျာငကျွဲကအတန်အဲနေပြောသည်ကျမတို့လိမ္မာပါတော့မယ်ဗျာရေမဟုတ်တာမကောင်းတာမလုပ်တော့ပါဘူးကားခိုးတဲ့အမှုကိုသူတို့ရင်ဆိုင်ပြီးရင်ကောင်းရောင်းကောင်းဝယ်လှုပ်ရှားကြပါမယ်ဗိမားကဂရိတွေပေးနေသည်ဖြိုးမောင်မောင်ကဗိမားကိုကြည့်ရင်ခေါင်းတဆန့်ဆန့်ညိတ်သည်ဘိုးရွှေသတိလက်သွားသောအခါသူတို့အားလုံးပူပန်ကြီးချင်းစွာဖြစ်ခဲ့ရသည်ဘိုးရွှေသားတစ်ခုခုဖြစ်ပြီးတည်ဆုံသွားခဲ့ပြီဆိုရင်သူတို့ကိုသူတို့တစ်သက်လုံးခွဲလွှတ်နိုင်ကြတော့မည်မဟုတ်ချေဘိုးရွှေကသူတို့ကိုငေးကြည့်ရင်ဖာကျုပ်ဆရာတော်ဘုရားကြီးဟောကြားချက်ကလေးကိုသတိရမိသည်လူတွေကဘဝဆိုတာတိုက်ပွဲလို့ပြောကြတယ်အမှန်ကတိုက်ပွဲမဟုတ်ဘူးဘဝဆိုတာပဲ့တင်တမ်းပဲကိုကသူ့ကိုအကောင်းဆုံးပေးရင်ကိုစီကိုလည်းအကောင်းဆုံးနေပြန်လာလိမ့်မယ်တဲ့သူတို့မိသားစုကဘိုးရွှေကိုကြောကြသည်ဘိုးရွှေကလိုက်လိုက်လဲလဲစုပေးသည်တာတို့ဗျာတာတို့ငါသားငါသမီးငါမြေးများဒီနေ့ဒီရက်ကစပြီးကိုကျမ်းမာလို့စိတ်ချမ်းသာကြပါစေကောင်းသောကြံစီကိုသာကြံစီပြီးကောင်းသောစကားကိုသာပြောဆိုသူများဖြစ်ကြပါစေဘိမားကရှိုက်ကြီးတငယ်ငယ်ငိုသည်ကျမတို့မျက်ရည်ကငယ်ငယ်ကလေးကခန်းခဲ့တာကျမမငိုတတ်တာကြပါပြီအခုတော့ငိုပြရစီပါရေအဘကိုကျမတို့မတက်ဖြစ်ခဲ့တာအဘမသေးခဲ့တာကိုဝမ်းသာလွန်းလို့ပါငိုပြရစီဘိမားကမျက်ရည်ဖိမ့်ဖိမ့်ကျနေသည်ထို့နောက်ရဲသည်ရဲရင်းနဲ့ဆက်၍ငိုသည်ဟဲ့အယူမဖြိုးမောင်မောင်ကဘိမားကိုငောက်ရင်းမျက်ရည်တုပ်သည်ငကြွဲကတော့သူ့မျက်နှာကိုလက်ဖနှောက်နဲ့ပို့ရင်းရှက်တလူပြုံးနေလေသည်ဖိုးရွှေကသူ့အတန်တုံရီလာသည်ကိုမထိန်နိုင်အမားနဲ့အမှန်ရှင်တွဲလာရင်အမှန်လန်းကိုရွေးချယ်ရှောက်လန်းနိုင်သူများကုသိုလ်နှင့်အကုသိုလ်ခွဲခြားသိပြီးအကုသိုလ်ကိုရှောက်နိုင်သူများဖြစ်ကြပါစေမိမိကိုမိမိကောင်းစွာဆောင်ရှောက်နိုင်ပြီးမတောင်မတမကြောင်မကြလူအပ်သောဆန္ဒများဖေကြီးရော့ဘွားကျွေကလက်ကင်ဘဝတထဲလှမ်းပေးသည်ဘိုးရွှေကမျက်ရည်ကိုမတိမသာတုပ်ရင်းဘွားကျွေကိုလှမ်းကြည့်သည်အလိုသူ့မှာလည်းမျက်ရည်စတွေနဲ့ပါလားမျက်နှာကတော့ကြည်ကြည်နူးနူးပြုံးလို့